သူကကြတော့ကိုမဖြစ်မနေစိတ်မပါပဲလက်ထပ်ခဲ့ရတာပြဘာလို့လဲဆိုတော့သူ့အဖိုးကကြတော့ကိုလက်ထပ်ဖို့အတင်းကျပ်ဖိအားပေးခဲ့လို့လေကြတော့ကသူ့ထက်9နှစ်တောင်ပိုကြီးတာတစ်ဖက်ကချမ်းသာတဲ့အတိုင်းဝိုင်းကသမီးကြီးဖြစ်တဲ့စီယူကတော့အစကပိုးဖြစ်သူစိတ်ရေးသွားအောင်ဆိုပြီးဟန်ပြတက်ပဲဒီမင်္ဂလာပွဲကိုသဘောတူခဲ့တာပေါ့ဒါပေမဲ့မင်္ဂလာဦးညအခန်းထဲကိုဝင်ခါနီးလေးမှာပဲသူ့အဖိုးကစာကြည့်တန်းထဲကိုလှမ်းခေါ်လိုက်တယ်အဖိုးဖြစ်သူကဘာပြောလဲဆိုတော့မင်းလက်တာထပ်လိုက်တယ်လင်မယားလိုမျိုးအတူမနေဘူးလို့တော့မစင်စားနဲ့ဒါမှမဟုတ်လက်ထပ်ပြီးရင်လည်းတယောက်တလန်းစီကိုဘွားနဲ့ကိုနေပြီးတယောက်ကိစ္စတယောက်ဝင်မဆွတ်ဖက်ကြီးဆိုတာမျိုးလည်းမတွေးနဲ့တဲ့ဒါကိုကြားလိုက်ရတော့ဖူးအွန်နေတယောက်ဆုံးသွားတာပေါ့အဖိုးကသူ့စိတ်ထဲကအကြံစီတွေကိုဘလို့တောင်အကုန်သိနေပါလိမ့်ဆိုပြီးအံ့ဩသွားတာအဖိုးဖြစ်သူကသူ့အုံနောက်ထဲကိုဖောက်ထွင်းမြင်နေရတယ်လို့မျိုးတောင်ခံစားလိုက်ရတယ်အဖိုးကဆက်ပြီးတော့ငါ့ကိုမြေးတယောက်ပဲမွေးပေးအဲ့ဒါဆိုရင်မင်းကြိုက်တာလို့ပြောလိုက်ရောအဲ့ဒီစကားကိုကြားတော့ဖူးအွန်နင်ကစိတ်တူတူနဲ့အဖိုးသမီးကိုကလေးမွေးတဲ့စက်ယုံလို့ထင်နေတာလားလို့ပြန်ပြောတာပေါ့အဖိုးကလည်းဒါဆိုမင်းကဘလို့မိမမျိုးဖြစ်ချင်လို့လဲကလေးမွေးပြီးသွားချင်တဲ့နေရာရှောက်လဲချင်တာလားဒါမှမဟုတ်ကုမ္ပဏီသွားပြီးမနက်ကနေညအထိအလုပ်လုပ်ချင်တာလားနေတိုင်း10နာရီလောက်ရုန်းကန်ချင်တာလားကြိုက်တာရွေးလေဒါပေမဲ့တခုတော့တေချာတယ်မင်းကလေးမွေးပေးရမယ်လို့ခက်ပြက်ပြက်ပဲပြောလိုက်တယ်အဲ့ဒီမှာတင်ဖူးအွန်နင်လည်းဒေါသတကြီးနဲ့သမီးမွေးပေးမယ်အဖိုးကအဲ့ဒီလောက်တောင်ကလေးလိုချင်နေရင်10ယောက်10လောက်တခါတည်းမွေးပေးလိုက်မယ်လို့ပြန်អော်ပြီးအခန်းထဲကိုခြေလမ်းကျန်းတွေနဲ့ပြန်လာခဲ့တော့တယ်ဒါပေမဲ့တကားကိုလည်းဖွင့်လိုက်ရောအခန်းထဲမှာကြားတော့ကိုမြင်ပြီးကြောင်သွားရှာတဲ့ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့သူလုံးဝမထင်ထားတဲ့အတွက်စက္ကန့်ပိုင်းလောက်နိုင်ပြီးရက်နေမိတာပေါ့ကျတော့ကတော့တကားဝမှာဘာမှမပြောခဲ့ရက်နေတဲ့သူကိုကြည့်ပြီးဘာမှဝင်မပြောခဲ့အထဲကိုအေးအေးဆေးဆေးဝင်သွားပြီးစပင်ပဲ6အောင်တုံနေလိုက်တယ်အဲ့ဒီနောက်ဖူးအွန်နင်လည်းအခန်းထဲဝင်လာရောအဲ့ဒီအချိန်ကျမှတခန်းလုံးကအရင်နဲ့မတူပဲပြောင်းလဲနေတာကိုသတိထားမိသွားတယ်အများကြီးစဉ်းစားမနေပဲဒါဟာအိမ်တော်ထိန်းဆောင်ရဲ့လက်ချက်ဆိုတာသူချက်ချင်းရေးမိလိုက်တာပေါ့ဒါနဲ့သူကစိတ်ထဲကနေဒီလောက်အသက်ကြီးနေပြီးအခုထိလူတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာမသိသေးဘူးလားဆိုပြီးညီတုံတောက်တီးနေမိတယ်ပြီးတော့ကြတော့ကဘာမှမဖြစ်တယ်လို့အေးဆေးဖြစ်နေတာကိုကြည့်ပြီးသူအံ့ဩနေပြန်ရောဒါသူပထမဆုံးလက်ထပ်တာမဟုတ်ဘူးလားဒါမှမဟုတ်အရင်ကအတွေ့အကြုံတွေရှိဘူးနေတာလားဆိုပြီးစဉ်းစားရင်းနဲ့တင်သူတယောက်တည်းပူပန်နေတော့တာတစ်ဖက်မှာလည်းကြတော့ကစပင်တုပ်ပြီးလို့လှမ်းကြည့်လိုက်တော့ဖူးအွန်နင်ကဆိုဖာပေါ်မှာငူငူကြီးထိုင်နေတာကိုတွေ့ရတယ်ရေလဲသွားမချိုးဘူးဘာမှလည်းမပြောဘူးလေဒါနဲ့ကြတော့ကပဲရေသွားမချိုးဘူးလားလို့လှမ်းမိလိုက်တယ်အဲ့ဒီလိုမိလိုက်တော့သူကကြတော့ကိုဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်ပြီးဘာဖြစ်လို့လဲရှင်အတွက်ကျမကညစ်ပတ်နေလို့လားလို့ပြန်ပြောတာပေါ့သူဘာလို့ရုတ်တရက်စိတ်တူသွားလဲဆိုတာကြတော့လဲနားမလည်နိုင်တော့ဘူးဒါနဲ့ကြတော့ကလည်းမဟုတ်ပါဘူးအဲ့လိုသဘောမဟုတ်ပါဘူးလို့ပြန်ပြောလိုက်ရတယ်သူကတော့အေးဆက်ဆက်အတန်နဲ့အဟုံးဆိုပြီးတစ်ချက်ပဲလုပ်တယ်ကြတော့လဲခဏလောက်စဉ်းစားပြီးမှလာလေစကားခဏလောက်ပြောရအောင်လို့ပြောလိုက်တော့သူကချက်ချင်းဆိုတယ်လို့တတိကြီးကြီးထားပြီးဘာအကြောင်းလဲလို့ပြတယ်လဲပြန်မေးတယ်ကြတော့ကလည်းတည်ငြိမ်တဲ့အတန်နဲ့ဘယ်ချိန်အိတ်ချင်လဲလို့မေးမလို့ပါအခုပဲအိတ်လိုက်ရင်ဘလို့လဲလို့ပြောလိုက်ရောအဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာသူ့ကောင်းတစ်ခုလုံးဂျာမနီဖြစ်သွားပြီးမျက်နှာတစ်ခုလုံးနီရဲကကြတော့ကိုပဲကြောင်ကြည့်နေတော့တယ်သူ့စိတ်ထဲမှာတော့အခုနဲ့တင်အိတ်ဖို့အကြောင်းပြောနေတာမဟုတ်ဘူးလားပြီးတော့မှဘလို့ဖြစ်ပြီးအနမ်းတွေအထိရောက်သွားရတာလဲဆိုတဲ့အတွေ့တစ်ခုပဲလက်ပတ်နေတော့တာပေါ့နောက်တနေ့မနေ့အိယာနိုးလာတော့သူကအတဝက်တစ်ပြက်ပဲနိုးသေးတဲ့အိတ်ချင်မှုတူအခြေအနေမျိုးဖြစ်နေတာအဲ့ဒါကြောင့်မတိစိတ်နဲ့ကြတော့ရင်ခွင်ထဲကိုတိုးဝင်ပြီးအိတ်နေမိရှာတယ်ဒါပေမဲ့သူဘလို့အခြေအနေရောက်နေလဲဆိုတာတတိယသွားတဲ့အချိန်မှာတော့ချက်ချင်းလန့်ဖြတ်သွားတာပေါ့မျက်လုံးကိုဖွင့်လိုက်တာနဲ့ကြတော့ရဲ့တင်းငင်အေးဆက်တဲ့အကြည့်တွေကိုတွေးလိုက်ရလို့လေဒါနဲ့ကြတော့ကဘာလုပ်နေတာလဲလို့မေးလိုက်တော့သူ့မျက်နှာလေးရှက်သွေးဖြာပြီးနီးရဲသွားတာပဲအလိုလိုနေရင်တောင်းပန်ပါတယ်လို့ပြောမလို့လုပ်ပြီးမှနောက်တစ်ချက်မှာသူ့ကိုယ်သူပြန်ထိန်လိုက်တယ်သူ့စိတ်ထဲကနေငါကဘာလို့တောင်းပန်ရမှာလဲငါကဖူးမိသားစုရဲ့သမီးကြီးပဲငါဘဝမှာဘသူ့ကိုမှမတောင်းပန်ဘူးပြီးတော့ဒါကငါယောက်ျားပဲဟာငါသူ့နားနဲ့တက်နေမိတာဘာမှလို့လဲလို့တွေးလိုက်မိတယ်အဲ့ဒီလိုတွေးပြီးတာနဲ့သူကကြတော့နာကိုပိုတိုးလာပြီးကြတော့ရင်ခွင်ထဲကိုတက်တောင့်တက်တာလေးဝင်လာပြန်ရောကြတော့လဲသူ့ရဲ့အမှုအရာကိုကြည့်ပြီးသူ့စိတ်ထဲဘာတွေးနေလဲဆိုတာရိပ်မိတာကြောင့်ဒီညအထိတော့စောင့်လိုက်ပါဦးလို့ပြောလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတော့သူ့မျက်နှာလေးထပ်ပြီးနီးရဲသွားပြန်ရောချက်ချင်းပဲကြတော့ကိုလွတ်လိုက်ပြီးရေချိုးခန်းထဲကိုတုတ်ချီတင်ပြေးဝင်သွားတော့တာပဲတစ်ဖက်မှာတော့ကြတော့လဲတက်ပြင်းတစ်ချက်ချလိုက်ပြီးဖုန်းကိုကောက်ကင်ကအမျိုးသမီးတွေရဲ့တားအုပ်ကြွေရဲ့အကြောင်းတွေကိုလိုက်ရှာကြည့်နေမိတယ်တကယ်တော့လွန်ခဲ့တဲ့အချိန်အနည်းငယ်တုန်းကဖူးမိသားစုရဲ့အဖိုးကိုယ်တိုင်ကြတော့စီလာခဲ့တာဗျသူကကြတော့ကိုဖူးအွန်နဲ့လက်ထပ်ဖို့ပြောခဲ့ပြီးတော့သူကကြတော့ကိုရှယ်ယာတွေနဲ့ပိုင်ဆိုင်မှုတွေဘယ်လောက်တောင်အများကြီးပေးမယ်လို့ကန့်လန့်ခဲ့လဲဆိုရင်ညင်းဖို့တောင်လုံးဝမဖြစ်နိုင်တဲ့အထီပဲဗျဒါပေမဲ့အဲ့ဒီအတွက်သူ့ဘက်ကတောင်းဆိုချက်တစ်ခုပဲရှိတယ်ပထမတစ်ခုကလက်ထပ်ပြီးရင်ကြတော့ကဖူးအွန်နင်ကိုကူညီပေးရမယ်သူတာဝန်တိတက်လာအောင်တွန်းတင်ပေးရမယ်ဒါမှနောက်ကြရင်ဖူးပယူကိုဦးစီးနိုင်ပါလေဒုတိယတစ်ခုကတော့ဖူးမိသားစုအတွက်အမွေခံတယောက်အမြန်ဆုံးမွေးပေးဖို့ပဲအဲ့ဒါကြောင့်ကြတော့လဲစိတ်ထဲကနေဘလို့နီးနဲ့မစူသူ့ကိုအမြန်ဆုံးကိုဝင်ရအောင်လုပ်ရမယ်လို့တွေးနေမိတာပေါ့ခဏကြာတော့ဖူးအွန်နင်ရေချိုးပြီးအပြင်ထွက်လာတယ်အဲ့ဒီအချိန်မှာကြတော့လဲဘဝစားလဲပြီးအစင်သင့်ဖြစ်နေပြီလေအဲ့ဒါနဲ့ကြတော့တို့နှစ်ယောက်အတူတူအောက်ထပ်ကိုမနက်စာစားဖို့ဆင်းလာခဲ့ကြတယ်အောက်ထပ်သမင်းစားခန်းထဲမှာတော့အဖိုးကရောက်နေပြီးမနက်စာစားနေပြီးအိမ်တော်ထိန်းဆောင်ကလည်းအနားမှာအစင်သေးရက်နေတာပေါ့ကျော်တို့နှစ်ယောက်အတူတူဝင်လာတာကိုမြင်တော့အဖိုးနဲ့အိမ်တော်ထိန်းကတယောက်ကိုတယောက်လန့်ကြည့်လိုက်ကြတယ်သူတို့မျက်လုံးထဲမှာဒီနှစ်ယောက်မနေ့ညကအစင်ပြေဖြစ်သွားကြရဲ့လားဆိုတဲ့မိကုန်းတစ်ခုလည်းရှိနေတယ်လို့ပဲမိန်းကလေးကတော့ဘာမှမတွေးပဲအေးအေးဆေးဆေးဝင်ထိုင်ပြီးအစီခံကိုမနက်စာပြင်ခိုင်းလိုက်တယ်တစ်ဖက်မှာလည်းကြတော့ကရှေ့ကိုတိုးသွားပြီးအဖိုးကိုနှုတ်ဆက်ကဝင်ထိုင်လိုက်တာပေါ့အဖိုးကပြုံးပြီးတော့မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လားလို့လှမ်းမေးတယ်ကြတော့ကလည်းဟုတ်ကဲ့အဖိုးအိတ်ကောင်းကောင်းအိပ်ပျော်ပါတယ်လို့ပြန်ဖြေလိုက်ရောဖူးအွန်နဲ့မျက်နှာလေးချက်ချင်းညီရဲသွားတာပဲအဖိုးကတော့ကျတော့မျက်နှာကိုကြည့်တာနဲ့အမှန်တိုင်းပြောနေတာဆိုတာရိပ်မိသွားပုံရတယ်ဒါနဲ့သူကဖူးအွန်နင်ကိုစိုက်ကြည့်လိုက်တော့သူကဘာမှနားမလဲပဲစိတ်ထဲကနေမနဲ့စောစောစီးစီးငါကိုဘာလို့လာစိုက်ကြည့်နေတာလဲလက်လဲထပ်ပြီးမင်္ဂလာဦးညလည်းပြီးဒါကိုအခုထိမကျေနပ်သေးဘူးလားလို့ပြန်တွေးနေတာအဲ့ဒီနောက်မနဲ့စာစားလို့လည်းပြီးရောသူကတမိအလုပ်သွားတော့မယ်လို့ပြောတယ်တကယ်တော့သူကအခန်းထဲပြန်သွားပြီးအိတ်ချင်နေတာဗျမနေ့ညကကောင်းကောင်းမအိပ်ရသေးလို့လေဒါပေမဲ့အဖိုးကချက်ချင်းလန်းလာပြီးဘယ်သွားမလို့လဲလို့မေးရောသူကအခန်းထဲပြန်ပြီးအိတ်မလို့ဖြေတာပေါ့အဖိုးကမရဘူးလို့ပြောလိုက်တော့သူကချက်ချင်းပဲအဖိုးပဲအရင်ကပြောတော့သမီးအိမ်မှာနေပြီးကလေးပဲမွေးပေးရင်အလုပ်လုပ်เสียရမလို့ဘူးဆိုလို့ပြန်ပြောတယ်
အဖိုးကလည်းဒါဆိုမင်းကတကယ်ပဲအိမ်မှာနေပြီးကလေးမွေးမှလားလို့မေးတော့မွေးမှာပေါ့လို့ချက်ချင်းပြန်ဖြေတာပေါ့ဒါကိုအဖိုးကအေးဆက်ဆက်တန်နဲ့ဒါကမင်းပါဆက်ကပြောတာလေငါကဘလို့လုပ်ယုံရမှာလဲလို့ပြောလိုက်ရောသူကလည်းသမီးကအဖိုးကိုညာပါမလားလို့ပြန်ပြောတာပေါ့အဖိုးကလည်းချက်ချင်းပဲမင်းငါကိုညာခဲ့တာနဲနေလို့လားလို့ပြန်ပတ်တယ်ပြီးတော့အိမ်တော်ထိန်းဆောင်ကိုဦးဆောင်ငါအတွက်ဓာတ်တစ်ချောင်းသွားယူခဲ့ပြီးလို့လှမ်းခိုင်းလိုက်ရောအဲ့ဒီစကားကြတော့ဖူးအွန်လင်လန့်သွားပြီးအဖိုးဓာတ်ကိုဘာလို့မလို့လဲလို့ကပ်ပြကြရမေးတာပေါ့အဖိုးကအခုလိုချိန်နေမျိုးနဲ့ငါအသက်ရှင်နေလဲဘာထူးမှလဲအရင်ကတော့ငါမရှိရင်မင်းတယောက်တည်းကြံခဲ့မှာစိတ်ပူနေတာအခုတော့ဆိုပြီးဆောင်ကိုသွားအထက်မျက်စုံဓာတ်တစ်ချောင်းယူခဲ့လို့တက်ခိုင်းပြန်တယ်အဲ့ဒီအချိန်ကျမှဖူးအွန်လင်လဲလုံးဝလက်လျှော့လိုက်ရပြီကဲထားပါတော့သမီးကုမ္ပဏီသွားပါမယ်လို့ပြောလိုက်ရတော့တယ်စိတ်ထဲကနေလဲငါတော့အကြီးကျယ်ရှုံးပြီးနေဘက်ကျအလုပ်လုပ်ရညဘက်ကျအချိန်ပိုဆင်းရဒီလိုသာဆက်သွားရင်တနေ့ကျပင်ပန်းပြီးတေးမှာပဲဆိုပြီးညှဉ်းညူနေမိတာပေါ့နောက်ဆုံးတော့သူလဲကံကြမ္မာကိုလက်ခံပြီးအဖိုးနဲ့အတူကုမ္ပဏီသွားဖို့ပြင်ရတော့တယ်အဖိုးကမင်းအောက်ခြေကနေစလုပ်ရမယ်နောက်ထပ်2နှစ်3နှစ်လောက်ထိဌာနဆောင်မှာအလုပ်တင်လုပ်ရမယ်အဲ့ဒါမှမင်းကကုမ္ပဏီကိုဦးစီးနိုင်တဲ့အဆင့်ရောက်မှာမန်နေဂျာတယောက်ကမိမိအောက်ကဝန်ထမ်းတွေရဲ့အလုပ်နဲ့လုပ်ငန်းစဉ်တွေကိုတေချာနားမလဲရင်အောက်ကလူတွေကြပိုးလုပ်တာကိုအလွယ်တကူခံရတတ်တယ်လို့လမ်းညွှန်ချက်တွေပေးတာပေါ့အဲ့ဒီနောက်ဖူးမိသားစုရဲ့အဖိုးပြန်ရောက်လာတဲ့အချိန်မှာတော့အိမ်တော်ထိန်းကတခင်ကြီးနဲ့တခင်မလေးနောက်ဆုံးတော့ပြန်လာကြပြီပေါ့လို့စီးကြိုတယ်အဖိုးကချက်ချင်းပဲမြေးလေးရှန်ကောသူဘာဖြစ်လို့လဲလို့မေးတော့ဆောင်းကတခင်လေးလေးကအလုပ်ကိစ္စနဲ့ခီးထွက်သွားတယ်အဖိုးအဲ့ဒါကြောင့်သမီးကိုလာပြောပြတာလို့ဖြေလိုက်တယ်အဲ့ဒီစကားကြားလိုက်ရတော့အဖိုးမျက်နှာချက်ချင်းပြတ်သွားတာပဲပြီးတော့ဖူးအွန်နင်ဘက်ကိုလှည့်ပြီးစိုက်ကြည့်လိုက်ပြန်ရောဖူးအွန်နင်ကတော့ဘာမှနားမလဲပဲကြောင်အန်းနဲ့အဖိုးကလည်းသမီးကိုဘာလို့ဒီလိုကြီးစိုက်ကြည့်နေတာလဲလို့မေးတာပေါ့အဖိုးကငါဘာလို့ကြည့်နေလဲဆိုတာမင်းကိုမင်းမသိဘူးလားလို့မေးတော့သူကလည်းသမီးသာသိရင်အဖိုးကိုမေးပါမလားလို့ပြန်ဖြေတယ်အဲ့ဒီမှာအဖိုးကတီတီတက်တဲ့အတန်နဲ့အမှန်တိုင်းပြောစမ်းမင်းညကမင်းရဲ့စွမ်းဆောင်ရည်ကတိတ်မကောင်းလို့မဟုတ်လားလို့မေးလိုက်ရောဖူးအွန်နင်လဲအဖိုးကဘာကိုဆိုလိုတာလဲဆိုတော့အဖိုးကဘယ်ရရှိရအောင်မလဲလင်မယားအလုပ်ကိုပြောတာပေါ့လို့ပြန်ပြောလိုက်ပါတော့တယ်အဖိုးကဆက်ပြီးတော့ဒီကိစ္စကိုငါကတီးတန့်ခွဲပြီးရှင်းပြနေရအောင်မလားမင်းရဲ့စွမ်းဆောင်ရည်တာတကယ်ကောင်းခဲ့ရင်မြေးလေးရှန်ကအလုပ်ကိစ္စအကြောင်းပြပြီးခရီးထွက်သွားပါမလားလို့မေးလိုက်ရောဖူးအွန်နင်ကချက်ချင်းပဲသူကအလုပ်ကိစ္စရှိလို့သွားတာလေအဲ့ဒါနဲ့သမီးရဲ့စွမ်းဆောင်ရည်နဲ့ဘာဆိုင်လို့လဲလို့ပြန်ပတ်တာပေါ့ဒါပေမဲ့အဖိုးကတော့အရှုံးမပေးပဲဒါဆိုသူကဘာလို့အရင်ကလည်းမသွားနောက်မှလည်းမသွားပဲမင်္ဂလာဦးညပြီးမှသွားရတာလဲမင်းသားကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ရင်သူကခုမှလက်ထပ်ထားခါစားဇနီးအစ်စ်ဆက်ဆက်လေးကိုပြစ်ထားပြီးခရီးထွက်သွားပါမလားတဲ့ပြီးတော့အဖိုးကပြုံးစီစီနဲ့အခုဆိုမင်းလဲလင်မယားအလုပ်ဆိုတာဘာလဲဆိုတာကြုံပူးသွားပြီပဲကိုပြန်မေးကြည့်စမ်းမင်းရောမြေးလေးရှန်ကိုဖြစ်ထားပြီးအပြင်မှာတပတ်လောက်သွားနေနိုင်မလားလို့မေးလိုက်ရောဖူးအွန်နင်တယောက်လုံးဝကိုစကားအထွက်ခတ်ပြီးငြိမ်ကျသွားတော့တာပဲဘာလို့လဲဆိုတော့သူ့စိတ်ထဲကအမှန်တရားတစ်ခုကလည်းသူကိုယ်တိုင်လည်းမခွဲနိုင်ဘူးဆိုတာသိနေလို့လေဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူကငါတို့နှစ်ယောက်ကအချစ်မပါပဲလက်ထပ်ထားကြတာလေဆိုပြီးကိုပြန်ဖြေသိမ့်နေမိတယ်အဲ့ဒီအချိန်မှာသူ့စိတ်ထဲအစမ်းတလဲလဲအတွေ့တစ်ခုဝင်လာတာကမြေးလေးရှန်ကငါစီကနေဝေးဝေးပြေးချင်လို့တကယ်ပဲအလုပ်ကိစ္စအကြောင်းပြပြီးထွက်သွားတာလားဆိုတာပဲတစ်ဖက်မှာလည်းအဖိုးဖြစ်သူကသူ့မြင်းမလေးရဲ့မျက်နှာအမူအရာတောက်လျှောက်ပြောင်းလဲနေတာကိုကြည့်ပြီးစိတ်ထဲကနေခိုးပြုံးနေတာပေါ့အဖိုးကကဲအခုလောက်ဆိုတော်လောက်ပြီးသူ့ရဲ့မာနလေးကိုနည်းနည်းနှိမ်ပေးဖို့လိုတယ်မဟုတ်ရင်သူကကိုကဘာမှအလှဆုံးဆွဲဆောင်မှုရှိဆုံးမိန်းကလေးလို့တကယ်ကြီးထင်နေတော့မှလို့တွေးနေမိတယ်အဲ့ဒီနောက်မှာတော့တပတ်လုံးအချိန်တွေကုန်ဆုံးသွားခဲ့ပြီပေါ့တပတ်အကြာမှာကြာတော့လဲအလုပ်ကိစ္စခရီးစဉ်ကိုအဆုံးသတ်ပြီးအိမ်ပြန်ရောက်လာခဲ့တဲ့ဖူးအွန်နင်ကကြာတော့ကိုအိမ်မှာရုတ်တရက်ကြီးမြင်လိုက်ရတော့စက္ကန့်ပိုင်းလောက်ကြောင်ဝမ်းသွားရှာတယ်အဖိုးကတော့ကြာတော့ကိုမြင်ချင်းတိတ်ကိုဝမ်းသာသွားပြီးခရီးစဉ်ကြောင်းတွေချက်ချင်းလှမ်းမေးတော့တာပဲခရီးကဘလို့လဲမြေအားလုံးအဆင်ပြေဖြစ်ခဲ့ရလားလို့မေးတော့ကြာတော့လဲထမင်းစားရင်းနဲ့ပဲဟုတ်ကဲ့အဖိုးအားလုံးအဆင်ပြေပြီးစီးခဲ့ပါတယ်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်တောက်လျှောက်ဖူးအွန်နင်ကတော့ခေါင်းလေးငုံပြီးဘာမှမပြောပဲထမင်းပဲငိန်စားနေတာကြာတော့နဲ့အဖိုးစကားပြောနေကြတော့မှပဲသူကထမင်းစားလို့ပြီးသွားပြီလေအဲ့ဒါနဲ့သူကတူကိုအသာလေးချထိုင်ရကထားပြီးဘာတခုမှမပြောပဲထွက်သွားတော့တာပဲဒါကိုအဖိုးကကြည့်ပြီးပြုံးကြီးနဲ့ကြာတော့ကိုပြောတယ်မင်းကအပြင်မှာတပတ်လုံးသွားနေတာဆိုတော့အွန်နင်ကနည်းနည်းစိတ်ကောက်နေတာပြသွားပြီးချော့လိုက်ဦးလဲကြာတော့လဲအံ့ဩသွားပြီးမှခေါင်းငိမ့်ပြကဟုတ်ကဲ့ကြာတော့နားလဲပါပြီလို့ပြောလိုက်တယ်အဖိုးကိုယ်တိုင်ပြောနေမှတော့ကြာတော့လဲသူ့ကိုသွားချော်ရတော့မှာပေါ့အဲ့ဒါနဲ့ကြာတော့လဲထမင်းစားလို့ပြီးတော့ကိုခန်းစီပြန်လာခဲ့တဲ့အခန်းထဲမှာဖူးအွန်နင်ကဆိုဖာပေါ်မှာထိုင်ပြီးဖုန်းပွနေတာကြာတော့လဲသူ့ကိုဘာမှမပြောပဲရေချိုးခန်းနဲ့တန်းဝင်ပြီးရေချိုးလိုက်တယ်အဲ့ဒီမှာဖူးအွန်နင်ကစိတ်ထဲကနေသူငါ့ကိုစကားလာပြောလိုက်မယ်လို့ထင်နေတာတပတ်လုံးအဝေးမှာခွဲနေခဲ့ရတာလေဒါပေမဲ့ကြာတော့ကရေချိုးခန်းနဲ့တန်းဝင်သွားတော့သူနည်းနည်းစိတ်ပြတ်သွားရှာတယ်စိတ်ထဲကနေလေသူ့မှာငါ့ကိုပြောစရာစကားတစ်ခုမှမရှိဘူးလားလို့တွေးနေမိတာပြီးမှအေးလေဒါကအချစ်နဲ့လက်ထပ်ထားတဲ့ပွဲမှာမဟုတ်တာဒါပေမဲ့ဒီလောက်ကြီးအထိအေးဆက်လုံးလာကြတော့လေမကောင်းပါဘူးဆိုပြီးတွေးရင်းနဲ့ပဲသူ့ရင်ထဲမှာဟာတာနဲ့ဝမ်းနေတယ်လို့ဖြစ်သွားရတယ်ခဏကြာတော့လဲရေချိုးပြီးအပြင်ထွက်လာခဲ့တယ်ကြာတော့ကိုပေါ်မှာညအိပ်ပေါင်းပြီးအရှိတထဲပဲပါတာပေါ့ဖူးအွန်နင်ကလှမ်းကြည့်ကြတော့ရဲ့ဗလာကိုရဲကြီးကိုမြင်လိုက်ရတော့ချက်ချင်းပဲမျက်နှာလွှဲပြီးမျက်လုံးချင်းမစုံအောင်ရှောင်လိုက်ရှာတယ်အဲ့ဒီမှာကြာတော့ကတည်ငြိမ်တဲ့အတန်နဲ့အိတ်တော့မလားလို့လှမ်းမိလိုက်ရောသူတကိုယ်လုံးဇဝေဇဝါဖြစ်သွားတော့တာပဲသူ့ကောင်းထဲမှာမေးခွန်းတွေအများကြီးချက်ချင်းပေါ်လာတယ်ဒီအတိုင်းရိုးအိတ်မလားဒါမှမဟုတ်ဟိုမင်္ဂလာဦးညတုန်းကလို့အိတ်မလားဆိုပြီးတွေးမိတော့မျက်နှာလေးမြည်ရဲလာပြီးဘာပြန်ပြောရမှန်းမသိဖြစ်နေတာပေါ့ကြာတော့ကလည်းမအိတ်ဘူးလားလို့ထပ်မိလိုက်တော့သူကပြတလဲနဲ့ဘာလို့မအိတ်ရမှလဲကိုလင်ရနဲ့ကိုအိတ်တာရှက်စရာမှမဟုတ်တာလို့ချက်ချင်းပြန်ဖြေတယ်ပြီးမှအိမ်မှာပေါ့တေချာပေါက်အိမ်မှာလို့အမြန်ပြောပြီးစက်တိုက်ပဲစင်ကြေတွေပြီးတော့တာပဲဒါပေမဲ့ရှင်ထင်မလွဲနဲ့အုံတော့ကျမရှင်နဲ့တူအိတ်တယ်ဆိုတာရှင်ကိုသဘောကျလို့မဟုတ်ဘူးအဖိုးကမြေးခမဲတောင်လို့ချင်နေလို့အဲ့ဒါကြောင့်ပဲတဲ့ဒါပေမဲ့အဲ့ဒီစကားကိုအဆုံးထိပြောပြီးတဲ့အချိန်မှာသူကိုယ်တိုင်လည်းလန့်သွားတယ်ငါကဘယ်ချိန်ကလေးကသူ့ကိုကလေးမွေးပေးရမယ်ကရိယာတစ်ခုလို့တတ်မှတ်လိုက်မိပါလိမ့်ဆိုပြီးပေါ့တကယ်တော့ကျတော့ကသူ့ရဲ့တောက်ကျွေတဲ့ရုပ်ဝင်းချင်းကိုအစကတည်းကကြိုးတိနေတာလေအဲ့ဒီမှာတင်ဖူးအွန်နင်ကပို့ပြီးတော့တောင်အံ့ဩသွားရပြန်တယ်သူကစိတ်ထဲကနေ
သူ့ကိုကလေးမွေးပေးရမယ့်ကိရိယာတစ်ခုလိုဆက်ဆံနေတာတောင်သူကစိတ်မဆိုးဘူးသူ့ရဲ့စိတ်နေသဘောထားကတကယ်ကိုကောင်းလုံးပါတယ်လို့တွေးနေမိပြန်ရောကျတော့လေသူ့ရဲ့ပြောင်းလဲနေတဲ့အမူအရာတွေကိုကြည့်ပြီးဘာဖြစ်လို့လဲလို့မေးလိုက်မှသူကအိမ်မက်ထဲကနိုးလာတယ်လို့မျိုးတတိဝင်လာပြီးခေါင်းခါပြကဘာမှမဖြစ်ပါဘူးလို့ပြောတယ်ကျတော့လေပြုံးပြီးတော့ကဲလာအိတ်ကြဆိုလို့ပြောလိုက်တယ်ကတင်ပေါ်လှဲလိုက်တဲ့အချိန်မှာဖူးအုံနင်ကနည်းနည်းတော့ရင်ခုန်ပြီးစိတ်လှုပ်ရှားနေမိတာပေါ့ဘာလို့လဲဆိုတော့မင်္ဂလာဦးညတော့ကကျတော့ကပဲအရင်စခဲ့တာလေဒါပေမဲ့ဒီတစ်ခါကျတော့သူကိုယ်တိုင်ပဲအရင်ဆရာတော်မလို့မျိုးခံစားနေရလို့စိတ်ထဲကနေဘာဆက်လုပ်ရပါမလဲဆိုပြီးစဉ်းစားနေမိတော့တယ်ဗျာငါပဲအရင်ဆက်လုပ်ရမလားဖက်လိုက်ရမလားနမ်းလိုက်ရမလားငါလည်းအဲ့ရပေါ်မှာလဲပြီးခဏလောက်စောင့်နေမိသေးတယ်ပြီးတော့သူရှက်နေတာဖြစ်မလားလို့တွေးမိပေမဲ့တကယ်တော့ငါကိုယ်တိုင်လည်းနည်းနည်းရှက်နေတာပါနောက်ဆုံးတော့လေကိစ္စပြီးမြောက်ဖို့အတွက်ဒီနေ့လည်းငါပဲစပြီးလှုပ်ရှားရတော့မယ်လို့စိတ်ထဲကနေဆုံးဖြတ်လိုက်တဲ့စကားတစ်ခုခုပြောချင်ပေမဲ့ငါတို့နှစ်ယောက်ကြားကအခုထိစကားတွေအများကြီးပြောရလောက်အောင်ရင်းနှီးမနေသေးဘူးလေအဲ့ဒါကြောင့်ဘာမှမပြောတော့ပဲသူ့ဘက်ကိုတန်းပြီးကိုင်းညွတ်လိုက်ပြီးတော့နမ်းလိုက်တော့တာပေါ့ဒီလိုနဲ့နောက်ထပ်ရက်အနည်းငယ်ကုန်လွန်သွားတယ်ပြီးတော့ဖြည်းဖြည်းချင်းပဲဖုံးရံနေရဲ့အိတ်ချိန်နိုးချိန်တွေကလည်းပုံမှန်ပြန်ဖြစ်လာတဲ့အခုဆိုငါမနဲ့နိုးလာတဲ့အချိန်တိုင်းသူလည်းအဲ့ဒီအချိန်ဝန်းကျင်မှာပဲနိုးနေတတ်ပြီငါတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးဘာမှမပြောပဲကိုမနဲ့ခင်းလုပ်ငန်းဆောင်တာတွေကိုစလုပ်ကြတာပေါ့ကိုရေးကိုတာကိစ္စတွေလုပ်ပြီးသွားတော့မနဲ့စာစားဖို့အောက်ထပ်ကိုဆင်းလာခဲ့ကြတယ်အဖိုးကငါတို့ကိုကြည့်ပြီးချက်ချင်းပဲအားလုံးကိုရိပ်မိသွားတာပေါ့ဖုံးရံနေရဲ့မျက်နှာပေါ်မှာဖုံးကွယ်ထားတဲ့ပျော်ရွှင်မှုနဲ့ကျဉ်းနှံ့မှုကိုအဖိုးကအတိုင်းသားမြင်နေရတာကိုပြီးတော့စိတ်ထဲကနေလည်းတွေးနေသေးတယ်လွန်ခဲ့တဲ့ရက်ပိုင်းလောက်အထိဒီကောင်မလေးစိတ်ကောက်ပြီးရှောက်သွားနေတာအခုတော့လေယောက်ျားကတညပဲပြန်လာတာကိုမျက်နှာကအပြုံးတွေဖုံးလို့မရအောင်ဖြစ်နေလိုက်တာတဲ့အဲ့ဒီနောက်အဖိုးကပို့ပြီးတော့တောင်သဘောကျပြီးတွေးနေမိသေးတယ်အစတုန်းကလက်ထပ်ဖို့အပြင်းထန်ရင်းခဲ့တာလေဒီကလေးမပဲလေငါသာသူ့ယောက်ျားရှိမှရှိမနေရင်အခုချက်ချင်းကိုစနောက်ပြစ်လိုက်အောင်မလို့တွေးနေတာမနက်စာစားပြီးတော့ငါတို့၃ယောက်လုံးအလုပ်ကိစ္စတွေလုပ်ဖို့ထွက်လာခဲ့ကြတယ်ငါလမ်းကသွားပြီးဖုန်းရံနေတဲ့အဖိုးကတော့ကုမ္ပဏီဘက်ကိုသွားကြတယ်လမ်းမှာကားရဲရောက်တော့အဖိုးကပြုံးစီစီနဲ့မေးတာပေါ့မနေ့ညကမြေးလေးရှမ်းကသမီးကိုချိုးလိုက်ပြီလားတဲ့ဒါကိုကြားချင်းပဲဖုန်းရံနေရဲ့မျက်နှာတစ်ခုလုံးနေရဲသွားပြီးချက်ချင်းပဲပြန်ပြောတော့တာပေါ့သူကသမီးကိုဘာလို့ချိုးရမှာလဲသမီးကကလေးမမဟုတ်တာတဲ့အဖိုးကဒါကိုကြားတော့အံ့ဩသွားပြီးသူသမီးကိုမချိုးဘူးလားလို့ပြန်မေးတယ်သူကလည်းမချော့ပါဘူးလို့ပြန်ဖြေတာပေါ့အဖိုးကချက်ချင်းပဲဒါပေမဲ့သူကသမီးကိုချော့ပါမယ်လို့ငါ့ကိုကတိပေးသွားတာလေတဲ့ဒါကိုကြားတော့ဖုန်းရံနေလန့်သွားပြီးအဖိုးကသူ့ကိုအဲ့ဒီလိုပြောလိုက်တာလားလို့မေးတယ်အဖိုးကလည်းခေါင်းငိမ်ပြီးတေချာတာပေါ့လို့ပြောတာပေါ့သူကချက်ချင်းပဲအဖိုးကသူ့ကိုဘာတွေသွားပြောလိုက်တာလဲလို့ထပ်မေးတယ်အဲ့ဒါကိုအဖိုးကအေးစစ်စစ်ပဲပြန်ပြောပြတယ်သမီးသူ့ကိုအများကြီးလွမ်းနေတာလို့ငါကတန်းပြောလိုက်တာလေတစ်ပတ်လုံးလဲသမီးစိတ်ကောက်နေတာဆိုတော့သူ့ကိုသမီးစီသွားဖို့ပြောလိုက်တာပေါ့တဲ့ဒါကိုကြားလိုက်ရတဲ့ဖုန်းရံနေခါများကောင်းကင်ကြီးပြူကျလာတယ်လို့မျိုးခံစားလိုက်ရပြီးရှက်ရှက်နဲ့စိတ်တူတူနဲ့အော်ဘာလီရောဖိုးကလည်းဘာလို့အဲ့ဒီလိုသွားပြောရတာလဲသမီးကသူ့ကိုလွမ်းနေတယ်လို့ဘယ်တော့မှပြောလို့လဲတဲ့ပြီးတော့စိတ်တူတူနဲ့ထပ်ပြောသေးတယ်သမီးရဲ့တိတ်ခါတွေတော့အကုန်ကုန်ပါပြီးတဲ့အဖိုးကရဲပြီးတော့အေးလေမလွမ်းမှုဆိုရင်လည်းတစ်ပတ်လုံးဘာလို့မျက်နှာကြီးစုပုတ်ပြီးရှောက်သွားနေတာလဲတယောက်ယောက်ကသမီးရဲ့ငွေကူတွေပေါင်းရာချီကိုယူပြေးသွားတဲ့အတိုင်းပဲလို့မေးတာပေါ့ဒါကိုကြားတော့ဖုန်းရံနေရဲ့မျက်နှာတစ်ခုလုံးရဲတောက်သွားပြီးပြန်ပြောစရာစကားမရှိတော့ဘူးအဲ့ဒါနဲ့သွားကြည့်ပြီးပြတင်းပေါက်အပြင်ဘက်ကိုပဲတိတ်တိတ်ဆိတ်ဆိတ်ငေးကြည့်နေတော့တဲ့အခုတော့သူ့ဖိုးကိုတခုမှမပြောချင်တော့ဘူးပေါ့နောက်ပြီးတော့နေ့လယ်ပိုင်းမှာကုမ္ပဏီရဲ့ထိပ်တန်းကျဲပွင့်ဖြစ်တဲ့ CU2 နဲ့ငါသွားတွေ့ဖြစ်တဲ့ငါသူ့ကိုနေ့လယ်စာအတူတူစားဖို့ဖိတ်လိုက်တာဘာလို့လဲဆိုတော့သူ့ကိုတိုက်ရိုက်ထုတ်လွှင့်ပြီးပစ္စည်းရောက်တဲ့အစီအစဉ်ကြောင်းဆွေးနွေးခြင်းလို့ပါလွန်ခဲ့တဲ့3နှစ်တုန်းကသူကကျောင်းဝင်းချစ်ဇလန်တွေတစ်ခုကြောင့်အရင်နာမည်ကြီးခဲ့တာလေပြီးခဲ့တဲ့နှစ်ငယ်အတွင်းမှာလည်းသူကကုမ္ပဏီအတွက်ပတ်စံများကြီးရှာပေးခဲ့တာအဲ့ဒါကြောင့်ကုမ္ပဏီမှာသူ့ရဲ့အနေအထားကဘလောက်အထိအရေးပါတယ်ဆိုတာငါကောင်းကောင်းသိပါတယ်နာမည်ကြီးတစ်ယောက်ကိုအချိန်ကြာကြီးစက်တိုက်ပစ္စည်းတွေရှောက်ရောင်းခိုင်းနေရင်သူ့ရဲ့တန်ဖိုးကကျသွားနိုင်တယ်လေအဲ့ဒါကြောင့်စီမံကိန်းကဘာလဲဆိုတော့သူ့ကိုတိုက်ရိုက်ထုတ်လွှင့်မှုမှာတစ်ခါတလေမှပဲပါဝင်ခိုင်းဖို့ပါဒါမှတခြားအမှုပညာရှင်တွေနဲ့ရုပ်မြင်သံကြားတင်ဆက်သူတွေအတွက်လူကြီးနှုံးတွေဆွဲဆောင်နိုင်မှာဖြစ်တယ်လို့ GN အုပ်စုရဲ့ကြောညာကိုလည်းတပါတယ်လုပ်ပြီးသားဖြစ်သွားမှာပါဒါကငါသူ့ကိုပြင်ပလောကမှာပထမဆုံးအချိန်လူကိုယ်တိုင်တွေ့ဘူးတာပဲသူ့ရဲ့စပင်ဖြူရှည်ကြီးတွေကတော်တော်လေးကိုထင်ပေါ်ပြီးကောင်းမှမဲပုံပေါက်နေတဲ့တစ်ချက်ကြည့်လိုက်ရုံနဲ့တင်သူကအလွယ်တကူကတ်လို့ရမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာသိတာပါတယ်ပုံမှန်စကားဆက်မြပြောပြီးတဲ့နောက်မှာငါကထမင်းစားရင်းနဲ့ဒီကိုလာရတဲ့ရွေးချက်ကိုရှင်းပြတော့တာပေါ့ဒါကိုတာပနတ်တူကအေးအေးဆေးဆေးပဲပြန်ပြောတယ်လုပ်ငန်းစဉ်တွေနဲ့တခြားအသေးစိတ်အချက်လက်တွေကိုတော့ရှင်ငါရဲ့မန်နေဂျာနဲ့ပဲဆွေးနွေးလိုက်ပါတယ်ဒါကိုကြားတော့ငါခဏလောက်အံ့ဩသွားရတယ်ပြင်ပလောကမှာတော့လူတိုင်းကတာပနတ်တူရဲ့စိတ်နေသဘောထားကအရန်ဆိုတယ်သူနဲ့ဆက်သွယ်ရတာမလွယ်ဘူးလို့ပဲပြောကြတာသူကစီးကြော်တဲ့လုပ်ရမျိုးဘယ်တော့မှမလုပ်ခဲ့ဘူးပေမဲ့သူ့ရဲ့အမူအရာကတော်တော်လေးစိတ်ကြီးဝင်တဲ့ပုံစံမျိုးလို့သတ်မှတ်ခံထားရတာလေသူဘယ်ချိန်မှာစိတ်ဆိုးသွားမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးအဲ့ဒါကြောင့်ကုမ္ပဏီကပဲခဏခဏသူ့နောက်ကနေလိုက်ပြီးရှင်းလင်းချက်ပေးနေရတာဒါကြောင့်ကုမ္ပဏီကပဲခဏခဏသူ့နောက်ကနေလိုက်ပြီးရှင်းလင်းချက်ပေးနေရတာပေါ့ဒါတင်မကသေးဘူးတခြားပူပေါင်းဆောင်ရွက်မဲ့စာချုပ်တော်တော်များများလည်းသူ့ကြောင့်ပဲပျက်စီးခဲ့ရတာငါကတော့ဒီနေ့သူ့ကိုစီးရုံဖို့အတွက်တော်တော်လေးစူးစမ်းရလိမ့်မယ်လို့တွေးပြီးလာခဲ့တာဒါပေမဲ့သူကဒီလောက်လွယ်တကူသဘောတူလိမ့်မယ်လို့လုံးဝမထင်ထားမိဘူးကြည့်ရတာကောလာဟာလာတွေကလူမျိုးဆက်ဆံရခက်တဲ့လူစားမျိုးတော့မဟုတ်ဘူးထင်ပါရဲ့အဲ့ဒီနောက်သူကဟင်းပွဲတစ်ပွဲကိုငါးဘက်တိုးပေးရင်းနဲ့ဒါကဒီဆိုင်ရဲ့အထူးဟင်းပွဲမှုမြည်ကြည့်ပါဦးလို့ပြောတယ်ငါလည်းတာပနတ်တူကိုကြည့်လိုက်တော့သူကနည်းနည်းထူးဆန်းနေတယ်လို့ပဲသူငါ့ကိုအထင်ကြီးအောင်လုပ်နေတာလားလို့တွေးမိပေမဲ့သူ့ကိုကြည့်ရတာတော့အဲ့ဒီလိုခံစားချက်မျိုးလုံးဝမပေါ်ပါဘူးထမင်းစားပြီးတော့ငါတို့နှစ်ယောက်တီးတန့်ခန်းထဲကနေထွက်လာခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲအတန်တစ်ခုထွက်လာတယ်တူတန်းမင်းလည်းဒီမှာထမင်းလာစားလာတဲ့ငါဖုန်းရံနေဘက်ကိုလှမ်းကြည့်လိုက်တော့သူကအေးဆက်ဆက်အကြည့်တွေနဲ့တာပနတ်တူကိုစိုက်ကြည့်နေတာကိုပြီးတော့ငါသူ့ကိုကြည့်နေတာကိုသူတီးသွားတဲ့အချိန်မှာငါ့ကိုစိမ့်စိမ့်ဝါးဝါပြန်ကြည့်ပြီးလိုခတ်တိုးတိုးကြီးတုကမျက်နှာကိုတခြားဘက်လွှဲသွားတော့တာပဲငါဘာမှလုံးမိလို့လဲဆိုတာကိုစဉ်းစားလို့ကိုမရတော့ဘူးပုံမှန်စကားဆက်မြည်နည်းနည်းပြောပြီးတဲ့နောက်အားလုံးကကိုလန်းကိုသွားကြတာပေါ့ဒါပေမဲ့မထွက်သွားခင်မှာတာပနတ်တူကငါ့ကိုမေးသေးတယ်ရှင်ကဖုန်းမိသားစုနဲ့တော်တော်ရင်းနှီးတာလားတဲ့အဲ့ဒါနဲ့ငါကပြုံးပြုံးလေးကောင်းချင်းပြပြီးငါနဲ့ဖုန်းရံနေနဲ့ကလက်ထပ်ထားကြတာလေလို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အချိန်မှာတာပနတ်ဒုက္ခများခဏလောက်ကြောင်သွားပြီးငါ့ကိုအံ့ဩတာကြီးနဲ့စိုက်ကြည့်နေတော့တာပဲဘာဖြစ်လို့ဒီလောက်တောင်အံ့ဩသွားရတာလဲ
နောက်ဆုံးတော့သူတတိပြန်ဝင်လာပြီးငါ့ကိုကြည့်ကရှင်ကဘာလို့အဲ့ဒီလိုစိတ်ပုတ်ပြီးနာမည်ဆိုးတွေနဲ့ကြော်ကြားနေတဲ့တထေးသမီးအပြက်စီမံနဲ့လက်ထပ်လိုက်ရတာလဲလို့မေးတယ်ငါကရေပြီးတော့မဟုတ်ပါဘူးအဲ့ဒီလိုမဟုတ်ပါဘူးဂျီယန်အုပ်စုကအခုအစဉ်ပြေပြေလက်ပတ်နေတာပဲအားလုံးကတည်ငြိမ်နေတာပဲလို့ပြောလိုက်တယ်သူကတော့ဒါဆိုရှင်သူ့ကိုဘာလို့လက်ထပ်တာလဲလို့ထပ်မေးတာပေါ့အစကတော့သူကဂျီယန်အုပ်စုရဲ့အခြေအနေကိုစိတ်ပူလို့မေးတယ်လို့ထင်ခဲ့တာဒါပေမဲ့အခုကြည့်ရတာကိစ္စကတခြားစီဖြစ်နေတယ်လို့ပဲအဲ့ဒါနဲ့ငါလည်းတမ်းမဲ့ပြန်ဖြေလိုက်တယ်ဘာလို့လဲဆိုတော့ငါသူ့ကိုသဘောကျလို့လေယောက်ျားဖြစ်သူကမိမိဇနီးကိုသဘောကျတာအဲ့ဒီနောက်လမ်းတစ်လျှောက်လုံးသူစကားတစ်ခုမှမပြောတော့ဘူးအလုပ်တွေပြီးတော့ဘိုင်းကြီးနဲ့တခြားလူတွေကဖုန်းရန်တွေကိုအပြင်ထွက်လဲဖို့လမ်းခေါ်ကြတဲ့ဖုန်းရန်တွေကချိန်ထားတဲ့နေရာကိုရောက်တော့ထိုင်ဖို့နေရာရှာတာပေါ့တိုက်တိုက်ဆိုင်ဆိုင်ပဲသူသွားထိုင်လိုက်တာကဂျီယန်ရဲ့ဘေးနားအနီးဆုံးဖြစ်နေတယ်အဲ့ဒါနဲ့ဂျီယန်ကသူ့ဘက်ကိုကိုင်းပြီးနာနာကက်ကတိုးတိုးလေးမေးတယ်မမကဒီကိုဘလို့ဖြစ်ပြီးရောက်လာတာလဲအကိုကအလုပ်ကိစ္စခီးစဉ်ကနေပြန်မရောက်သေးဘူးလားတဲ့ဖုန်းရန်တွေကစိတ်မပါသလိုနဲ့ပြန်တော့ရောက်ပြီးဒါပေမဲ့အပြင်မှာပဲဆက်ရှိနေရင်ကောင်းမှမပြန်လာတာကြာသေးတယ်တခြားမိမတွေနဲ့ရှောက်လည်နေတာမြင်ရတာတင်စိတ်တူဖို့ကောင်းတယ်အလုပ်ကိစ္စနဲ့ပဲအမြဲတမ်းအပြင်မှာရှိနေရင်အကောင်းသားအနည်းဆုံးတော့မျက်စိရှိမှမရှိဘူးပေါ့လို့စိတ်တူနဲ့ဆက်ပြောတာပေါ့ဒါကိုကြားတော့ဂျီယန်လည်းစိတ်တူသွားပြီးမမကလည်းဘာတွေရှောက်ပြောနေတာလဲအရာတိုင်းမှာဝင်ပါဖို့လို့လားနည်းနည်းတော့လုံးမလာဘူးလားမမတို့အိမ်ကပင်လယ်နားမှာမို့လို့လူတိုင်းကိုလိုက်ပတ်မွေနေတာလားပြီးတော့မမကြောင်းတက်တုံးကလူကြီးတွေကိုယူတည်ရမယ်လို့ဘယ်သူမှမတင်ပေးခဲ့ဘူးလားလို့ပြောတော့တာပေါ့ဒါကိုဖုန်းရန်ကချက်ချင်းပြန်ချေပတယ်ယူတည်ရမယ်ဟုတ်လားဒါကလူကြီးတယောက်ကိုစကားပြောရမယ်ပုံစံလားတဲ့ဂျီယန်လည်းခဏလောက်ဆွန်သွားပြီးလူကြီးဟုတ်လားငါကမင်းရဲ့အမရဲ့အကိုနဲ့လက်ထပ်ထားတဲ့မရီလေးငါကမင်းထက်အသက်မကြီးဘူးလားလို့ဖုန်းရန်ကပြောလိုက်တာပေါ့ဒါကိုကြားတော့ဂျီယန်ခများစကားအိုင်သွားရောသူပြန်ပြောမလို့ရှိသေးလူရန်ကကြားတဲ့ကနေဖြစ်ပြောလိုက်တယ်နင်တို့နှစ်ယောက်ကလည်းဘာရီတူနဲ့ပြောနေကြတာလဲတဲ့တခြားလူတွေကလည်းသူတို့ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်နေကြတာပေါ့သူတို့စုံတိုင်းအမြဲတမ်းတီးတန့်ခွဲထွက်ပြီးတူပြောတတ်ကြတော့တခုခုကိုလှုပ်ဝက်ထားတယ်လို့မျိုးအမြဲခံစားရလို့လေအဲ့ဒီမှာဂျီယန်ကတခုခုပြောမလို့လှုပ်တုံးဖုန်းရန်ကရင်ဘက်ကိုမက်ပြီးတော့ငါသူ့ကိုစုံမနေတာလေးလို့လှမ်းပြောလိုက်တယ်ဒါကိုကြားတော့အားလုံးကဝါခနဲ့ရေကြတာပေါ့အေးပါဘာတွေစုံမနေတာလဲလို့မေးကြတော့ဖုန်းရန်ကနှာခေါင်းကိုအပေါ်ပင်ပြီးသူ့ကိုလူကြီးတွေကိုယိုသေးတက်အောင်တင်ပေးနေတာတဲ့ဒါဆိုအဲ့ဒီလူကြီးကဘသူလဲလို့မေးတော့ငါပေါ်လို့ဖြေတာပေါ့ဒါကိုကြားတော့အားလုံးကပို့ပြီးတော့တောင်ရေကြသေးတယ်နင်ကသူ့ရဲ့ဘာတော့လို့လဲလို့မေးတဲ့အခါမှာဖုန်းရန်ကဘာမှတွန့်ဆုတ်မနေပဲငါကသူ့ရဲ့မရီးလေးလို့ပြန်ဖြေလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားတော့တာပဲအားလုံးရဲ့အကြည့်တွေကဂျီယန်စီရောက်သွားကြတယ်ဂျီယန်သူကနေ့ရဲ့မရီလို့ပြောနေတယ်နော်နင်သူ့ကိုဘာမှပြန်မပြောဘူးလားပေါ့သူကအမြဲတမ်းသူ့ကိုအကြောင်းပဲချီကျူးတတ်တဲ့သူဆိုတော့အားလုံးကသူအခုချက်ချင်းပောက်ကွဲတော့မယ်လို့ထင်နေကြတာဒါပေမဲ့သူတို့ထင်ထားတယ်လို့ဖြစ်မလားပဲဂျီယန်ကဘာမှမပြောပဲငြိမ်လေးပဲထိုင်နေတယ်သူ့မျက်နှာကြီးကတော့ကြည့်လို့မကောင်းအောင်ပြက်နေတာပေါ့ဒါပေမဲ့ဘာတစ်ခုမှပြန်မပြောဘူးအဲ့ဒီတော့မှလူရန်နဲ့တခြားလူတွေရဲ့မျက်နှာပေါ်ကအပြုံးတွေကဖြည်းဖြည်းချင်းပြက်ကွယ်သွားတော့တယ်ဖုန်းရန်ကတော့မျက်နှာကိုနည်းနည်းထပ်ပစ်လိုက်ပြီးတော့သူတို့ကိုဂုံယူဝင်ကြွားတဲ့အကြည့်တွေနဲ့လှမ်းကြည့်လိုက်ပြီးတော့နင်တို့ငါ့ကိုရိုက်မလို့လားငါသွားပြီးဂျီယန်ကိုတိုင်ပြစ်မှတော့ကလေးတွေကြနေတာပဲလို့ပြောလိုက်တယ်လူရန်ကတော့ဂျီယန်နဲ့ဖုန်းရန်ကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ပဲစိုက်ကြည့်နေမိတော့တယ်ဘာလို့လဲဆိုတော့ဂျီယန်ဆိုတာဘယ်တော့မှငြိမ်ခံနေတတ်တဲ့လူစားမျိုးမဟုတ်လို့လေသူဒီလိုငြိမ်နေတယ်ဆိုတာကိစ္စတစ်ခုတည်းကိုပဲတက်တည်ပြနေတာအဲ့ဒါကတော့ဖုန်းရန်ပြောတာမှန်နေပြီးသူကတကယ်ပဲဂျီယန်ရဲ့မီးဖြစ်နေတာပါပဲအဲ့ဒါနဲ့လူရန်ကမယုံနိုင်ပဲနဲ့ဒါပေမဲ့သူကဂျီယန်နဲ့ဘယ်လိုဖြစ်ပြီးအတူတူရှိနေနိုင်ရတာလဲလို့ရေးရွတ်မိတယ်တစ်ဖက်မှာကဂျီယန်လိုမျိုးရီမန်းချက်ကြီးပြီးအရေးချင်းရှိတဲ့လူတစ်ယောက်နောက်တစ်ဖက်မှာကျတော့ဖုန်းရန်လိုမျိုးပျော်ပပပဲနေတတ်တဲ့တတိသမီးလေးသူတို့နှစ်ယောက်ကဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲပေါ့ဒါကိုဖုန်းရန်ကအေးစစ်စစ်ပဲငါတခုတော့ရှင်းရှင်းလင်းလင်းပြောလိုက်မယ်ငါတို့ကရိုးရိုးတွဲနေကြတာမဟုတ်ဘူးလက်ထပ်ထားကြတာလို့ပြောလိုက်ရောဒါကိုကြားလိုက်ရတဲ့အချိန်မှာအားလုံးကလုံးဝကိုစုံမြင်တက်သွားကြပြီးတော်တော်ကြာမှတတိပြန်ဝင်လာကြတယ်အကိုဂျီယန်ကတကယ်ကြီးလက်ထပ်လိုက်တာလားဖုန်းရန်အောင်လုံနိုင်ရင်ငါတို့ကတော့ဘာလို့မလုံနိုင်ရမှာလဲလို့တခြားမိန်းကလေးတယောက်ကလည်းပြောတာပေါ့ဖုန်းရန်ကခက်အေးလေတန်နဲ့ပဲဒါကဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးလူကြီးတွေသဘောတူပေးတဲ့စီးပွားရေးအရာလက်ထပ်မှုတက်ပါပဲလို့ပြောတယ်ဒါပေမဲ့လူရန်ကစိတ်တူနဲ့ဂျီယန်ကိုမေးတယ်ဖုန်းရန်အောင်လုံနိုင်ရင်ငါကောဘာလို့မလုံနိုင်ရမှာလဲတဲ့အဲ့ဒါကိုတခြားမိန်းကလေးတွေကလည်းချက်ချင်းပဲထောက်ခံကြတာပေါ့တကယ်တော့သူတို့အားလုံးကဂျီယန်ကိုအလွန်မင်းအထင်ကြီးလေးစားနေကြတာလေအစတုန်းကတော့သူ့ကိုအခြေအနေနဲ့ပတ်သက်ပြီးမတွေးရခဲ့ကြပေမဲ့အခုဒီလိုသိလိုက်ရတော့တခြားပြင်ကအစိမ့်တက်တထေးသားတယောက်နဲ့လက်ထပ်ရမယ်အစားဂျီယန်နဲ့ဆိုရင်ဘာလို့မဖြစ်ရမှာလဲပေါ့ဂျီယန်ကလူကြီးလူကောင်းဆန်တဲ့သဘောကောင်းတဲ့ယဉ်ကျေးတယ်ပြီးတော့အရန်လဲအရေးချင်းရှိတာကိုအဓိကတော့သူတို့နဲ့ငငယ်ကလေးကအတူတူကြီးပြင်းလာခဲ့တာလေသူကအမြဲတမ်းသူတို့ကိုဂရုစိုက်ပေးပြီးတော်တော်လေးကောင်းကောင်းမွန်မွန်ဆက်ဆံတတ်တာအဲ့ဒါကြောင့်မိန်းကလေးတွေအားလုံးကတူညီတဲ့အတွေ့အကြုံကိုပဲတွေးနေကြတယ်အကယ်၍သာဂျီယန်နဲ့လက်ထပ်ဖြစ်ခဲ့ရင်သူတို့ငငယ်ကလေးကလိုပဲလက်ထပ်ပြီးရင်လည်းအများကြီးဂရုစိုက်ပေးမှတေချာတယ်လို့ပေါ့ဂျီယန်ကတော့ဘာမှမတတ်နိုင်တဲ့လေတန်းနဲ့ငါလည်းဘာလို့ရမှန်းမသိဘူးလေငါလည်းကြိုပြီးဘာမှမသိထားဘူးရိပ်မိတောင်မရိပ်မိလိုက်ဘူးငါသာကြိုသိနေရင်သူတို့နှစ်ယောက်အခုလိုအတူတူဖြစ်သွားပါမလားလို့ပြန်ပြောတယ်ပြီးတော့ဂျီယန်ကတွတ်ဆုပ်မနေပဲငါသာကြိုသိခဲ့ရင်ဘလို့နီးနဲ့မဆိုကြားတဲ့ကနေဖြစ်ဖြစ်မှာအဲ့ဒီမိန်းကလေးကိုငါအကူစီလာပြီးဒုက္ခပေးခွင့်ဘယ်တော့မှပေးမှာမဟုတ်ဘူးလို့ဆက်ပြောတာပေါ့ဒါကိုကြားတော့လူရန်နဲ့တခြားလူတွေအားလုံးကခေါင်းတွေကိုတရားဆက်ငင်းကြတော့တာပဲသူတို့အမြင်မှာတော့ဖုန်းရန်ကဂျီယန်နဲ့လုံးဝကိုမတန်ဘူးလေတခြားတစ်ဖက်မှာတော့ဖုန်းရန်ကသူတို့ကိုကြည့်ပြီးအပြင်ပန်းမှာဂုံယူဝင်ကြွားနေတယ်လို့ပြနေပေမဲ့တကယ်တော့သူကအဲ့ဒီနေရာမှာရှိတဲ့မိန်းကလေးတိုင်းလက်ထပ်ချင်နေတဲ့လူနဲ့လက်ထပ်ထားတာလေဒါပေမဲ့သူကတကယ်ပဲဒီလူတွေပြောနေကြတယ်လို့မျိုးအတုံးမကျတဲ့သူဖြစ်နေလို့လားဂျီယန်ကသူ့ကိုသဘောမကျဘူးဆိုတာကထားပါတော့ဘာလို့လဲဆိုတော့ဂျီယန်ကငငယ်ကလေးကသူ့အကူကကဘာပေါ်မှာအတော်ဆုံးလူလို့သတ်မှတ်လာခဲ့တာကိုဒါပေမဲ့လူရန်နဲ့တခြားလူတွေကဘာခွင့်ရင်းနဲ့ငါကဂျီယန်နဲ့မတန်ဘူးလို့လာသတ်မှတ်နေကြတာလေငါကဖုန်းရန်နေလေဩဇာအာဏာကြီးတဲ့မိသားစုကြီးရဲ့သမီးကြီးပဲငါမှာအကျင့်စာရိတ္တရှိတယ်လှလဲလှတယ်အရေးချင်းလဲရှိတယ်မိသားစုအတိုင်းဝိုင်းလဲကောင်းတယ်လို့ရုပ်ရည်ကလည်းတားနာတယ်လေငါကတထေးသားအများကြီးရဲ့အိမ်မက်ထဲကမိန်းကလေးပါဒီလူတွေပြချင်နေတယ်လို့ကြည့်တော့ငါမညံ့ပါဘူး
သူတို့စကားတွေကိုစက်တိုက်ကြားနေရတော့ငါရဲ့ကိုယုံကြည်မှုတွေတောင်ပျောက်ဆုံးတော့မလို့ပဲအဲ့ဒီအချိန်မှာတယောက်ကခက်နေတဲ့နဲ့လှမ်းပြောတယ်ဘာတွေဒီလောက်တောင်ဘဝင်မြင့်နေတာလဲဒါကအချစ်မပါတဲ့အိမ်တော်ရေးတက်ပဲဟာဒီလိုစီးပွားရေးအရာလက်ထက်တာမျိုးကငါတို့လည်းရနိုင်တာပဲတဲ့အဲ့ဒါကိုနောက်မိန်းကလေးတယောက်ကလည်းချက်ချင်းပဲစတုံးကတော့ငါထက်အသက်ကြီးတဲ့လူနဲ့လက်ထပ်ဖို့မတွေးဘူးဒါပေမဲ့အဲ့ဒီလူကကြည်ရမ်းချင်တာဆိုရင်ငါအစ်စ်မဲတကယ်ကိုအစ်စ်မဲလို့ဝင်ပြောတာပေါ့ဒါကိုကြားတော့ဖုန်းရန်နင်ကစိတ်ထဲကနေရဲမိသွားတယ်နင်တို့ကဘာတွေသိလို့လဲဒါကစီးပွားရေးအရာလက်ထက်တာတက်ဘာခံစားချက်မှမပါဘူးလို့တကယ်ကြီးထင်နေကြတာလားအကယ်၍တကယ်ပဲအကျိုးမြတ်တစ်ခုတည်းကိုပဲကြည်တာဆိုရင်ကြည်ရမ်းချင်ကတခြားချမ်းသာတဲ့မိသားစုကသမီးတွေကိုရွေးချယ်လို့ရတာပဲလေဒီမျိုးမှာငါမိသားစုထက်ချမ်းသာတဲ့မိသားစုတွေမရှိတော့လို့လားအသက်အရွယ်နဲ့အရေးချင်းကကြည်ရမ်းချုံနဲ့တန်းလူဖြစ်တဲ့မင်းကလေးတွေကမရှိဘူးလားကြည်ရမ်းချင်လို့လူမျိုးကသူသားအလို့ရှိရင်ဘသူကိုမဆိုလက်ထက်လို့ရတာပဲဒါဆိုသူကဘာလို့ငါ့ကိုမှရွေးချယ်ခဲ့တာလဲအဲ့ဒါသူငါ့ကိုကြောက်မဟုတ်ဘူးလားဒါကိုတွေးမိပြီးဖုန်းရန်နင်ကဂုံယူဝင်းကြွားစွာနဲ့မေးစစ်ကိုအပေါ်ပင်းလိုက်တယ်ဘာပဲဖြစ်ဖြစ်သူ့အမြင်မှာတော့ငါကသူ့ရဲ့ငယ်ရွယ်နှုတ်ပြမှုနဲ့ရုပ်ရည်ချုံမမှုအပေါ်မှာသဘောကျနေတာလေဒါကိုကြားလိုက်ရတဲ့အချိန်မှာတခြားမင်းကလေးတွေကတော့ကောင်းကင်ကြီးပြိုကျလာတဲ့လူမျိုးခံစားလိုက်ရတော့တာပဲသူတို့ရဲ့စိတ်ထဲမှာတော့ကြည်ရမ်းချုံဆိုတာအရာရာပြည့်စုံတဲ့လူကြီးလူကောင်းတစ်ယောက်တွေဒါပေမဲ့အဲ့ဒီလိုပြည့်စုံတဲ့လူကြီးလူကောင်းကဘာလို့ဖုန်းရန်နင်လိုမင်းကလေးမျိုးကိုသဘောကျရတာလဲပေါ့ကြည်ရမ်းကတော့ဘာမှမပြောဘဲငြိမ်လေးထိုင်နေတဲ့သူကိုယ်တိုင်လည်းလက်မခံချင်ပေမဲ့ဖုန်းရန်နင်ပြောတဲ့စကားကအချက်လက်ခိုင်းလို့နေတာကိုအဲ့ဒါနဲ့သူကသူ့အကိုအကြောင်းကိုတွေးပြီးချီးကျူးနေမိပြန်တယ်ငါအကိုကရုပ်လဲချောတယ်အရေးချင်းလဲရှိတယ်လူကြီးလဲဆန်တယ်ငငယ်ကလေးကမိဘတိုင်းကစံပြကလေးအဖြစ်အမြဲတမ်းဥပမာပေးပြီးချီးကျူးရတဲ့သူလေသူသာနိုင်ငံသားမှာနှစ်တော်ကြာသွားမနေခဲ့ရင်ငါတို့အိမ်တကားဝါမှာလာပြီးတောင်းရတဲ့သူတွေနဲ့ပြည်နေလောက်ပြီးဒီလောက်အထိတင့်တော်တဲ့မိန်းကလေးတွေအများကြီးရှိနေတာကိုမှသူကဘာလို့ဖုန်းရန်နင်ကိုမှရွေးခဲ့ရတာလဲသူတို့နှစ်ယောက်ကလူမှုပတ်ဝန်းကျင်အဆင့်တန်းကိုစိတ်နေသဘောထားကိုတခုမှတူတာမဟုတ်ဘူးဒါကအချစ်မဟုတ်ရင်ဘာဖြစ်နိုင်ဦးမှာလဲပေါ့ဒါပေမဲ့ကြည်ရမ်းကရုတ်တရက်စဉ်းစားစရာတခုပေါ်လာပြန်တယ်အကိုကဖုန်းရန်နင်ကိုဘယ်တော့ကလေးကသဘောကျနေတာလဲပြီးခဲ့တဲ့နှစ်တွေအကုန်လုံးသူကနိုင်ငံသားမှာပဲအနေများတာလေးတစ်ခါတလေပြန်လာရင်တော့ချက်ချင်းပြန်သွားတတ်တာတိုက်ဆိုင်ပဲဖုန်းရန်နင်နဲ့ဆုံခဲ့ပူလာပြီးတော့ပထမဆုံးမြင်ချင်းပဲအချစ်စိတ်ဝင်သွားတာလားပေါ့အဲ့ဒီလိုတွေးပြီးကြည်ရမ်းကဖုန်းရန်နင်ကိုတိတ်လေးလှမ်းကြည့်လိုက်တယ်အမှန်တိုင်းပြောရရင်တော့သူ့အကိုနဲ့ရှင်ရင်ဖုန်းရန်နင်ရဲ့အကြီးမားဆုံးအားသာချက်ကသူ့ရဲ့ရုပ်ရည်လေးတစ်ခုပါပဲအဲ့ဒီနောက်မှာတော့တခြားမိန်းကလေးတွေကသူတို့ရဲ့ဝမ်းနည်းမှုတွေကိုအရက်ထဲမှာပဲနစ်မြုပ်ပစ်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒါကြောင့်ဖုန်းရန်နင်ကိုအရက်တွေတရက်ဆက်လိုက်တိုက်ကြတော့တာပေါ့ဘိုင်ရီကသူတို့ကိုတားဖို့ကြိုးစားပေမဲ့ဘယ်သူမှစကားနားမထောင်ကြဘူးကြည်ရမ်းကတော့တစ်ဖက်မှာထိုင်ပြီးအားလုံးကိုမေးကြည့်နေတာပေါ့သူကိုယ်တိုင်လည်းအရက်မတော့တယ်လို့ဖုန်းရန်နင်ကိုလည်းသွားမကူညီဘူးစိတ်ထဲကနေလည်းတွေးနေသေးတယ်ငါရဲ့အဆင့်တန်းနဲ့တာမဟုတ်ရင်ငါကိုယ်တိုင်တောင်သူ့ကိုအရက်လိုက်တိုက်မိမှာလို့ပေါ့ဖြည်းဖြည်းချင်းအချိန်တွေကုန်လွန်သွားပြီးညစ်စက်နာရီဝန်းကျင်ရောက်လာခဲ့တယ်နောက်ဆုံးတော့ဖုန်းရန်နင်လည်းတောက်လုံးလို့လုံးဝကိုမူးမောက်သွားတော့တာပဲအဲ့ဒီတော့မှယူရန်ကကြည်ရမ်းနေ့အကိုစီဖုန်းဆက်ပြီးသူ့ကိုလာခေါ်ခိုင်းလိုက်ဦးအကိုကြည်ရမ်းချင်းကငါတို့အရက်တောက်တာကိုသဘောမကျဘူးလေပြီးတော့ဖုန်းရန်နင်ရဲ့အခြေအနေကိုလည်းကြည်ဦးလို့ပြောတယ်အဲ့ဒီအချိန်မှာဖုန်းရန်နင်ကဆိုဖာပေါ်မှာရှုံးပွက်အိုင်ကြီးလိုမျိုးတုံးပေါက်ပြီးလဲနေတာကိုသူ့ရဲ့ပုံမှန်မြင်တွေ့နေကြနှွှဲနှောင်းပုံစံလေးကဘယ်နာပြောက်သွားမှန်းတော့မသိရတော့ဘူးအဲ့ဒါနဲ့ကြည်ရမ်းကငါစီတကယ်ပဲဖုန်းဆက်ပြီးဖုန်းရန်နင်ကိုလာခေါ်ဖို့ပြောတော့တာပေါ့ငါလည်းချိန်ထားတဲ့နေရာကိုရောက်လာပြီးတီးတန့်ကန်တကားကိုဖွင့်လိုက်တဲ့အထဲကိုလှမ်းဝင်လိုက်တာနဲ့ဆိုဖာပေါ်မှာတတိမိပြီးလဲနေတဲ့ဖုန်းရန်နင်ကိုချက်ချင်းမြင်လိုက်ရတာပေါ့တခြားလူတွေလည်းကိုယ့်အလုံးနဲ့ကိုယ်ရှုပ်နေကြရင်ကနေငါ့ကိုမြင်တော့ခဏလောက်မြင်ကျသွားကြတယ်ငါ့ကိုအရင်ကထပ်ပို့ပြီးတော့တောင်ဆွဲဆောင်မှုရှိပြီးစတိုင်ကြလာတယ်လို့သူတို့ထင်နေကြတာပြီးတော့သူတို့စိတ်ထဲမှာခံစားချက်တစ်ခုပဲပေါ်လာတယ်အဲ့ဒါကတော့ဖုန်းရန်နင်လို့မိန်းကလေးမျိုးကငါနဲ့လုံးဝမတန်ဘူးဆိုတာပါပဲဘိုင်ကြီးကတော့ငါ့ကိုအပြင်မှာပထမဆုံးအချိန်လူကိုယ်တိုင်မြင်ဘူးလားလေအရင်ကတော့ကြည်ရမ်းပြောပြတာပဲကြားဘူးလားဒါပေမဲ့ငါ့ကိုမြင်လိုက်ရတဲ့အချိန်မှာသူ့နှလုံးခုန်တန်တွေနည်းနည်းမြင်လာခဲ့ရတယ်ငါကတော့တကားဝါမှာတိတ်ဆိတ်ရက်ပြီးအားလုံးကိုဝေ့ကြည့်လိုက်တာပေါ့အဲ့ဒီမှာကြည်ရမ်းကထိုင်ရာကထပြီးအကိုကြည်ရမ်းချုံလို့လှမ်းခေါ်တယ်ငါလည်းဖုန်းရန်နင်ရဲ့ဘေးနားကိုတန်းသွားပြီးကြည်ရမ်းကိုမေးလိုက်တယ်နင်တို့သူ့ကိုအရက်တိုက်လိုက်ကြတာလားဖုန်းရန်နင်ကသူ့ဘာသာသူဆိုဒီလောက်အများကြီးဘယ်တော့မှမတော့ဘူးကြည့်ဦးတခြားလူတွေအားလုံးအကောင်းကြီးရှိနေပြီးသူတယောက်တည်းဒီလိုဖြစ်နေတာလို့ပြောလိုက်တယ်ဒါကိုကြားတော့လူတော်တော်များများရဲ့မျက်နှာမှာနေရခက်တဲ့ပုံစံတွေဖြစ်သွားကြတာပေါ့တကယ်တော့သူတို့ကအတင်းကျပ်တိုက်ခဲ့ကြတာကိုအထူးသဖြင့်လူရန်နဲ့ရှီအီတို့ဆိုမျက်လုံးချင်းမစုံရဲပဲရှောင်ဖယ်နေကြတော့တယ်တချို့ကကျမ်းပြင်ကိုငုံကြည့်တယ်တချို့ကအပေါ်ကိုမော့ကြည့်တယ်တချို့ကတော့လေတူးနဲ့တိမ်တိုက်တွေကိုပဲကြည့်နေကြပြီးငါဘက်ကတော့ဘယ်သူမှလှည့်မကြည့်ရကြဘူးအဲ့ဒီတော့မှငါလည်းအားလုံးကိုချက်ချင်းသဘောပေါက်သွားပြီးဘာမှထပ်မမေးတော့ဘူးဖုန်းရန်နင်ရဲ့ဘေးမှာတန်းထိုင်လိုက်ပြီးရန်နင်ငါမင်းကိုအိမ်ပြန်ခေါ်ဖို့လာတာလေးလို့ပြောပေမဲ့သူကဘာမှပြန်မဖြေနိုင်ရှာဘူးသူကလုံးဝကိုမူပြီးနစ်မျောနေပြီလေဒါနဲ့ငါကကဲအိမ်ပြန်ကြဆိုလို့ပြောပြီးသူ့ကိုငါရဲ့လက်မောင်းတွေထဲပွေ့ချလိုက်တယ်ပြီးတော့ကြည်ရမ်းနဲ့တခြားလူတွေကိုနှုတ်ဆက်ပြီးအပြင်ကိုထွက်လာခဲ့တော့တယ်ငါထွက်သွားပြီးတဲ့နောက်မှာယူရန်ကတိုးလေးပြောတယ်အကိုကြည်ရမ်းချင်းကဖုန်းရန်နင်ကိုတကယ်ကြီးသဘောကျနေတာလားကြည့်ဦးလေသူဒီလောက်အထိအဆိုးရွားကြီးမူးနေတာကိုအကိုကြည်ရမ်းချင်းကစိတ်ဆိုးမဲ့စားကိုယ်တိုင်တောင်လာခေါ်တယ်ဒါကအချစ်မဟုတ်ရင်ဘာဖြစ်မလဲတဲ့ဒါပေမဲ့ကြည်ရမ်းကတော့ဘာမှမပြောဘဲငြိမ်နေတော့မဲ့အချစ်ဟုတ်လားသူကတော့အဲ့ဒီလိုမထင်ဘူးသူ့အကိုကဖုန်းရန်နင်ကိုကိုယ်တိုင်လာခေါ်ပြီးပြောတဲ့လေတံကလည်းအရန်နူးညံ့နေတာမှန်ပေမဲ့ကြည်ရမ်းအနေနဲ့သူ့အကိုရဲ့မျက်လုံးထဲမှာစိုးရိမ်ပူပန်တဲ့အရေးအယောင်တွေကိုလုံးဝမမြင်မိလို့ပဲအကယ်၍ယောက်ျားတစ်ယောက်ကတစုံတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင်ဒီလိုအခြေအနေမျိုးမှာမြင်လိုက်ရတဲ့အခါတေချာပေါက်စိတ်ပူသွားရမှာလေအကိုရဲ့အချစ်စစ်ကိုသူမြင်မှုခဲ့လို့ပဲဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းကကြည်ရမ်းဟာသူ့အကိုတစုံတစ်ယောက်ကိုတကယ်အသက်ထက်မကချစ်ခဲ့တာကိုကိုယ်တိုင်မြင်တွေ့ခဲ့ဘူးလေအဲ့ဒါကြောင့်လဲအခုအခြေအနေနဲ့အဲ့ဒီတုန်းကကွာခြားချက်ကိုသူအလွယ်တကူခွဲခြားသိရှိနိုင်တာပေါ့သူ့စိတ်ထဲမှာရုတ်တရက်အတွေ့တစ်ခုဝင်လာတဲ့အကိုလက်ထပ်လိုက်တဲ့နောက်ွယ်မှာတခြားအကြောင်းရင်းတစ်ခုခုရှိနေမလားမိသားစုရဲ့စီးပွားရေးကတကယ်ပဲအခက်အခဲနဲ့ကြုံနေရလို့လားဖုန်းမိသားစုရဲ့အကူအညီကိုရဖို့အတွက်အကိုကသူ့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုစနစ်တကျဆွန့်လွတ်လိုက်တာလားဆိုပြီးတော့ပေါ့
တခြားတစ်ဖက်မှာတော့ငါလည်းဖုံးရန်တွေကိုပွေ့ချပြီးအိမ်ပြန်ရောက်လာခဲ့တဲ့အိမ်ရောက်တော့အိမ်စီတွေကိုသူ့ကိုအခန်းထဲအထိလိုက်ပို့ပေးဖို့ပြောလိုက်ပြီးတပါတဲ့အရက်နာကြတာတက်တာစီမဲ့စွပ်ပြုတ်ရောပြင်ဆင်ထားဖို့အမိန့်ပေးလိုက်တာပေါ့ဒါတွေကိုမြင်တော့ဖုံးမိသားစုရဲ့အဖိုးအိုကဒေါသတွေထွက်လာပါလေရောသူကစိတ်တူတူနဲ့ပြောတယ်ဒီကောင်မလေးကတော့တကယ်ကိုမျောလင်းချက်မရှိတဲ့ကလေးပဲဒီလောက်ရုပ်ချောပြီးအရေးချင်းရှိတဲ့အပြင်ဂယုလည်းစိုက်တတ်တဲ့ယောက်ျားမျိုးရထားတာတော့ကိုလုံးဝဂယုမစိုက်ဘူးအိမ်မှာနေပြီးလင်းယောက်ျားကိုဘလို့ပြုစုရမလဲဆိုတာမသိပဲအပြင်ထွက်ပြီးတခြားသူတွေနဲ့တောက်စားနေတယ်ပေါ့တဲ့ဒါကိုမြင်ရတဲ့ဖုံးမိသားစုကလူကြီးကဆက်ပြောတယ်ငါတစ်လုံးနားလည်မှုရှိရှိနဲ့နေထိုင်လာခဲ့တာဒါပေမဲ့ငါမြင်မလေးကဘလို့ဖြစ်ပြီးဒီလောက်အထိအပူပင်မရှိတာဝန်မဲ့တဲ့သူဖြစ်သွားရတာလည်းမသိဘူးတဲ့အဲ့ဒီမှာတယောက်ကဒါဆိုရင်လည်းသူ့ကိုဘာလို့သွားခေါ်နေသေးတာလဲအပြင်မှာပဲပြစ်ထားလိုက်ရောပေါ့လို့မေးကြတယ်အဲ့ဒါကိုငါကပဲကြားကနေအဖိုးရန်နင်ကသူ့တငယ်ချင်းတွေနဲ့အိမ်အောင်တစ်ဖြစ်တာကိုအောင်ပွဲခံဖို့သွားတာပါတငယ်ချင်းတွေကအတင်းတိုက်လို့နည်းနည်းပိုတောက်မိသွားတာပဲရှိတာပါဒါကအကြီးကျယ်ကိစ္စမဟုတ်ပါဘူးလို့ပြန်ဖြေပေးလိုက်တယ်ဒါကိုကြားတော့ဖုန်းဖိုးအိုကမျက်ခုံးတွေကိုတွန်းလိုက်တာပေါ့အဲ့ဒါနဲ့ငါကထပ်ပြောတယ်အဖိုးစိတ်မပူပါနဲ့မနှက်ဖြန်ရန်နင်နိုးလာရင်နောက်ခါအရက်ကိုရှော့တောက်ဖို့အိမ်ကလူတွေစိတ်မပူရအောင်နေဖို့ငါတေချာပြောပြဆုံးမလိုက်ပါမယ်လို့ဆိုလိုက်တယ်အဲ့ဒီတော့မှဖုန်းဖိုးအိုကငါ့ကိုလှမ်းကြည့်ပြီးရန်နင်အတွက်သူရွေးချယ်ပေးခဲ့တဲ့လင်းယောက်ျားဟာတကယ်ကိုကောင်းမွန်တဲ့သူပဲလို့တွေးမိသွားတယ်လူကြီးလက်ဆန်နဲ့ရင်ကျေးတိမ်မွေ့တယ်ပြီးတော့ဇနီးဖြစ်သူကိုလည်းဘယ်လိုဂရုစိုက်ရမလဲဆိုတာကောင်းကောင်းသိတယ်လေအဲ့ဒါကြောင့်သူလဲစိတ်ထဲကနေမျှော်လင့်ချက်တွေပြန်ရှိလာတာပေါ့အဲ့ဒီနောက်ငါလည်းအိမ်ကအိမ်စီတွေကိုဖုံးရန်နင်ကိုရေချိုးကန်းနဲ့ခေါ်သွားပြီးကိုလက်တန့်စင်ပေးဖို့ပြောလိုက်တယ်အိမ်စီတွေကလည်းသူ့ကိုရေချိုးပေးပြီးအိမ်ရပေါ်မှာလဲတိတ်ပေးလိုက်ကြတာပေါ့ငါသွားကြည့်တော့ဖုံးရန်နင်ကအခုထိသတိမရသေးဘူးအဲ့ဒါကြောင့်အရက်နာကြတက်တာမဲ့စွပ်ပြုတ်ကိုလည်းအတင်းကျပ်ဝင်မတိုက်တော့ပါဘူးဘာပဲဖြစ်ဖြစ်ဒီနေ့သူကတော်တော်လေးကိုမူးနေတာဆိုတော့တကယ်လို့ဒီလိုသာမူးမနေရင်ဒီနေ့ညလည်းအတော်လေးအားစိုက်ထုတ်ပြီးလှုပ်ရှားရအောင်ပါလေဒါကိုတွေးပြီးငါလည်းအေးအေးဆေးဆေးပဲသွားအိတ်လိုက်တော့တယ်နောက်တနေ့မနေ့ရောက်တော့ဖုန်းရံနေတယောက်နိုးလာခဲ့တယ်သူကခေါင်းကိုကင်ပြီးအခန်းတစ်ခုလုံးကိုဝေ့ကြည့်ရင်ငါအိမ်ပြန်ရောက်နေတာလားဒါပေမဲ့ငါဘယ်လိုလုပ်ပြန်ရောက်လာတာလဲလို့တွေးနေမိတယ်ပြီးတော့သူကသူ့ဘာသာသူခံမှန်းကြည့်တယ်ဂျီယန်နဲ့လူရန်တို့ကငါ့ကိုအိမ်ပြန်လိုက်ပို့ပေးတာနေမှာပါပေါ့ဒါပေမဲ့နောက်တစ်ချက်ကျတော့သူကိုယ်တိုင်အဲ့ဒီတွေးကိုပြန်ပဲဖျက်လိုက်တယ်ဘာလို့လဲဆိုတော့မင်းညကအဲ့ဒီနှစ်ယောက်ရဲ့အမူအရာကလုံးဝမကောင်းဘူးလေဂျီယန်ကလက်ပိုက်ပြီးပွဲကြည့်တယ်လို့ကြည့်နေတာဖြစ်ပြီးလူရန်ကလည်းသူ့ကိုကူညီဖို့မကြိုးစားခဲ့ဘူးအဲ့ဒါကြောင့်ဒီနှစ်ယောက်တော့မဟုတ်တာသိချတယ်ပေါ့ဒါနဲ့သူကစဉ်းစားနေပြန်တယ်ဒါဆိုငါ့ကိုအိမ်ထိဘယ်သူလိုက်ပို့ပေးတာလဲငါဘာသာငါလမ်းလျှောက်ပြန်လာတာများလာတယ်အဲ့ဒီနောက်သူကအိပ်ယာဘေးကိုလက်လန်းပြီးသူ့ကိုယ်သူပြန်စစ်ဆေးကြည့်မိတယ်အဲ့ဒီအချိန်ကျမှအရက်တွေအများကြီးတောက်ခဲ့တာတော့သူ့ကိုယ်ကနေအရက်နဲ့လုံးဝထွက်မနေတာကိုတတိပြုမိသွားတာပေါ့ဒါကိုခန်းစားမိတာနဲ့တယောက်ကသူ့ကိုရေချိုးပေးထားမှန်းသူသဘောပေါက်သွားတယ်အဲ့ဒါနဲ့ဘေးနားကိုဖြည်းဖြည်းချင်းလှမ်းကြည့်လိုက်မိပြီးရုတ်တရက်မျက်နှာတစ်ခုလုံးရဲတောက်သွားတော့တာပဲဘာလို့လဲဆိုတော့မင်းညကဂျီယန်ချင်းကိုယ်တိုင်ပဲသူ့ကိုရေချိုးပေးခဲ့တာဖြစ်မလားလို့စိတ်ထဲထင်မိသွားလို့ပါအဲ့ဒီအချိန်မှာပဲငါကသူ့ကိုလှမ်းကြည့်ပြီးနေလို့အဆင်မပြေတာမျိုးရှိလားလို့မေးလိုက်တယ်ဖုန်းရန်နင်ကသူ့နှုတ်ခမ်းကိုခပ်ပေါက်ပေါက်လေးကိုက်လိုက်ပြီးဘာမှတော့ပြန်မပြောဘူးအဲ့ဒါနဲ့ငါကထပ်မေးတယ်ခေါင်းကိုက်နေလို့လားတဲ့ဒီတစ်ခါတော့သူကဘာမှမပြောပဲခေါင်းပဲညှိပြရှာတယ်ငါလည်းမိဖို့ချောင်းမှာအရက်နာကြတက်တာမဲ့စွပ်ပြုတ်ပြင်ဆင်ထားတဲ့တယောက်ကိုတွားယူခိုင်းလိုက်မယ်လို့ပြောလိုက်တာပေါ့တကယ်တော့မနဲ့နိုးရင်ခေါင်းကိုက်မယ်ဆိုတာငါကြိုးသိနေလို့ညကလေးကမနဲ့အစောကြီးစွပ်ပြုတ်အစင်သစ်ဖြစ်အောင်လုပ်ထားဖို့မိဖို့ချောင်းကိုမှာထားခဲ့တာလေဒါပေမဲ့အခုချိန်မှာရန်နင်ရဲ့ခေါင်းထဲမှာစွပ်ပြုတ်အကြောင်းရှိမနေပါဘူးသူ့စိတ်ထဲမှာမိဖို့တစ်ခုတည်းပဲလက်ပတ်နေတာအဲ့ဒါကတော့မင်းညကငါ့ကိုဘယ်သူရေချိုးပေးခဲ့တာလဲဆိုတာပါပဲသူစိတ်ထဲကနေတွေးနေမိတယ်မင်းညကရှင်ပဲငါ့ကိုရေချိုးပေးတာလားလို့တမ်းမေးလိုက်ရင်ကောင်းမလားဒါပေမဲ့အဲ့ဒီလိုမေးရင်နည်းနည်းထူးဆန်းမနေဘူးလားပေါ့နောက်တော့မှသူကလှမ်းမေးတယ်ဒါနဲ့မင်းညကငါအိမ်ကိုဘလို့ပြန်ရောက်လာတာလဲတဲ့ငါကလည်းဂျီယန်ငါစီဖုန်းဆက်တယ်လေမင်းရမ်းမှုနေပြီလို့ပြောတာနဲ့ငါပဲမင်းကိုတွားခေါ်ခဲ့တာလို့ပြန်ဖြေလိုက်တယ်ပြီးတော့ငါကဒါနဲ့မင်းညကမင်းပါပြဿနာမှာရှာမထားဘူးမလားလို့ထပ်မေးလိုက်တာပေါ့ဒါကိုကြားတော့ဖုန်းရံနေတယောက်လက်ဖြတ်သွားတော့တာပဲဘာလို့လဲဆိုတော့သူကတခါမှအရက်ကိုဒီလောက်အများကြီးမတောက်ဘူးလေမူးနေတော့ကဘာတွေရှောက်လို့မိလဲဆိုတာကိုလည်းသူလုံးဝမှတ်မမိတော့ဘူးသူတွေးနေမိတာကအကယ်၍ဂျီယန်ချင်းကအားလုံးကိုပြောပြလိုက်ရင်ဘယ်လိုလုပ်မလဲပေါ့အဲ့ဒီနောက်အရက်နာကြတက်တာမဲ့စွပ်ပြုတ်ကိုတောက်ပြီးတော့ငါတို့နှစ်ယောက်လုံးမနက်စာစားဖို့အောက်ထပ်ကိုဆင်းခဲ့ကြတယ်မနက်စာစားပြီးတာနဲ့ငါလည်းယုံသွားဖို့ပြင်ဆင်တော့မယ်ဆိုပြီးကို့အခန်းထဲကိုပြန်ဝင်လာခဲ့တာပေါ့တခြားတစ်ဖက်မှာတော့ဖုန်းရန်နင်ကအိမ်ကူကြီးချောင်းကိုလူကွဲရတနေရာစီအမြန်ခေါ်သွားပြီးတိုးတိုးလေးမေးရှာတယ်ဦးလေးချောင်းမင်းညကသမီးပါပြဿနာမှရှာမထားဘူးမလားတဲ့အဲ့ဒါကိုအိမ်ကူကြီးချောင်းကပြုံးပြီးတော့မရှိပါဘူးသမီးရဲ့မင်းညကသမီးကတော်တော်လေးလိမ္မာပါတယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ရန်နင်တယောက်အံ့ဩသွားတာပေါ့ဘာလို့လဲဆိုတော့အသက်9နှစ်ကျော်ကလေးကသူ့ကိုလိမ္မာတဲ့ကလေးမလေးလို့ဘယ်သူမှမခေါ်ခဲ့ကြဘူးလေပြီးတော့ဦးလေးချောင်းကပြုံးလေးနဲ့ထပ်ပြောသေးတယ်မင်းညကသခင်လေးကသမီးကိုသူ့ရဲ့လက်မောင်းတွေထဲပွေ့ချပြီးအိမ်ထဲအထိခေါ်လာတာလေအဲ့ဒီအချိန်တုန်းကသမီးကအယမ်းငြိမ်ပြီးချစ်စရာကောင်းနေတာတဲ့ဒါကိုကြားလိုက်ရတော့ဖုန်းရံနေတယောက်ရှက်နဲ့မျက်နှာတစ်ခုလုံးမြည်ရဲသွားပြီးချက်ချင်းပဲဦးလေးချောင်းတော်ပါတော့လို့လှမ်းတာတော့တာပဲဦးလေးချောင်းကတော့စိတ်ထဲကနေသဘောကျပြီးရင်နေမိတာပေါ့အဲ့ဒီမှာရန်နင်ကစိတ်ကောက်ကောက်နဲ့ဦးလေးကလည်းလက်တွေ့ကြကြလေးပြောလို့မရဘူးလားသမီးကချစ်စရာကောင်းနေတယ်ဟုတ်လားလွန်သွားပြီလို့ပြောတာပေါ့ဦးလေးချောင်းကရဲရင်းနဲ့ဒါကဘာမှလို့လဲသမီးကသခင်လေးရဲ့ဇနီးပဲဟာသူကသမီးကိုချစ်လို့အသေးရတာတဘာဝပဲလေးလို့ပြောလိုက်တော့ဖုန်းရံနေရဲ့မျက်နှာကပို့ပြီးတော့တောင်ရဲတောက်သွားတော့တယ်ပြီးတော့မှသူကမျက်စောင်းထိုးပြီးဦးလေးချောင်းဒီရက်ပိုင်းဦးလေးတော်တော်လေးထူးဆန်းတာတွေရှောက်ပြောနေတယ်နော်လို့ဆိုတော့ဦးလေးချောင်းကချက်ချင်းပဲငါဘာမှပြောလို့လဲမင်းညကသခင်လေးဘယ်လောက်တောင်စိတ်ပူသွားလဲသမီးသိရလားလို့ပြန်ပြောတယ်ပြီးတော့သူကဆက်ရှင်းပြတယ်သမီးအရက်မူးနေတယ်လို့သိလိုက်ရတာနဲ့သူကချက်ချင်းပဲသမီးကိုတွားခေါ်တာပြန်ရောက်လာတော့လဲမနာရသေးပဲမိဖို့ချောင်းကိုသမီးအတွက်အရက်နာကြတက်တာမဲ့စွပ်ပြုတ်လုပ်ခိုင်းသေးတာလေတဲ့ဒါကိုကြားတော့ရန်နင်ကအလောတကြီးနဲ့ဖြတ်မိတယ်ခဏလေးဒါဆိုမင်းညကသမီးကိုဘသူရေချိုးပေးတာလဲတဲ့သူ့ကောင်းထဲမှာအတွေးပေါင်းစုံဝင်လာနေတာကိုဒါပေမဲ့အဲ့ဒီအချိန်မှာပဲဦးလေးချောင်းကစကားကိုအဆုံးသတ်လိုက်တယ်သခင်လေးကအိမ်စီတွေကိုခေါ်ပြီးသမီးကိုရေချိုးပေးဖို့စီစဉ်ပေးခဲ့တာပါတဲ့ဒါကိုကြားလိုက်ရမှပဲရန်နင်လည်းတက်ပြင်းချနိုင်တော့တယ်ဘာလို့လဲဆိုတော့ခုနကခဏလေးတွင်းမှတင်သူ့ရင်တွေတုံသွားခဲ့ရလို့လေ
ပြီးတော့ဦးလေးကြောင်ကနောက်ခါအရက်ကိုရှော့တောက်ပါသမီးဒါကကျမ်းမာရေးအတွက်မကောင်းဘူးလို့ပြောတော့သူကရုတ်တရက်မင်းညကသမီးပါလို့အဲ့ဒီလောက်ထိအများကြီးတောက်မိသွားလဲဦးလေးတီလာလို့ပြန်မေးလိုက်မိတယ်ငါသူ့ဘက်ကိုလှည့်ကြည့်ပြီးခက်ဖွားဖွားလေးပြုံးကဒါပေမဲ့သူတို့ကမင်းကိုဘာလို့ဆူရတာလဲလို့မေးလိုက်တယ်အဲ့ဒီမှာဖုန်းရန်နေကငါ့ကိုလှမ်းကြည့်ပြီးငါကတကယ်ပဲမသိလို့လားဒါမှမဟုတ်တည့်ရက်နဲ့မသိချင်အောင်စောင်းနေတာလားဆိုတာဝေခွဲမရဖြစ်ပြီးဘာမှမပြောဘဲနေနေတဲ့သူဒီလိုငြိမ်နေတာကိုကြည့်ပြီးငါလည်းပြုံးလိုက်ပြီးတော့ကောင်းပြီလေနောက်ခါကျရင်သူတို့မင်းကိုမဆူစေရဘူးလို့ပြောလိုက်တယ်ဖုန်းရန်နေကတော့အံ့ဩသွားပေမဲ့ငါကတော့ဘာရှင်းလင်းချက်မှထပ်မပေးတော့ပါဘူးပြီးတော့မှကဲရုံသွားဖို့အချိန်တန်ပြီလို့ပြောလိုက်တော့သူကချက်ချင်းပဲမျက်နှာကြီးစူပုတ်သွားပြီးစိတ်ထဲကနေငါတိတ်ဘဝတုန်းကအကုသိုလ်တွေအများကြီးလုပ်ခဲ့မိတာတေချာတယ်အဲ့ဒါကြောင့်ဒီဘဝမှာနေတိုင်းမနဲ့အစောကြီးထားပြီးအလုပ်သွားနေရတာလို့တွေးနေတော့တာပဲဒီလိုနဲ့ငါတို့နှစ်ယောက်ကုမ္ပဏီကိုရောက်လာခဲ့ကြတယ်ကုမ္ပဏီကိုရောက်တဲ့အထိငါကအဲ့ဒီကိစ္စအကြောင်းပဲဆက်ပြီးတွေးနေမိတော့မင်းညကယူရန်နဲ့တခြားလူတွေကဖုန်းရန်နေအပေါ်ဘာလို့အဲ့ဒီလောက်စိတ်တူနေကြတာလဲပေါ့ဒါပေမဲ့ငါစိတ်ထဲမှာတော့အဖြေကတော်တော်လေးရှင်းလင်းနေပါပြီအချက်တစ်ချက်ထဲနဲ့တင်လုံလောက်နေတာပဲလေအဲ့ဒါကတော့ဂျီယန်ကသူ့ကိုမကူညီခဲ့ဘူးလို့ဖုန်းရန်နေပြောခဲ့တာပါပဲဒါကိုကြည့်ချင်းအဖြစ်ဒီကိစ္စတစ်ခုလုံးရဲ့နောက်ွယ်မှာဂျီယန်ရဲ့လက်ချက်ပါနေတယ်ဆိုတာငါသဘောပေါက်သွားတယ်အဲ့ဒါနဲ့ငါလဲဂျီယန်ကိုကုမ္ပဏီကိုချက်ချင်းလှမ်းခေါ်လိုက်တာပေါ့သူရောက်လာတာနဲ့အကိုကြီးသမီးကိုဘာလို့ခေါ်တာလဲလို့မေးတယ်ပြီးတော့သူကရေရင်းနဲ့ပါလဲဖုန်းရန်ကိုအကိုရဲ့ဇနီးဖြစ်ထားရတာသဘောမကျလို့လားအဲ့ဒီလိုဆိုရင်သမီးအကိုအတွက်တခြားမရီတယောက်ရှာပေးရမလားလို့နောက်ပြောင်ပြီးမေးတာပေါ့ဒါကိုကြားတော့ငါသူ့ကိုလှမ်းကြည့်ပြီးခက်ဖွားဖွားလေးပြုံးပြလိုက်တယ်ဒါပေမဲ့ဒီတစ်ခါငါရဲ့အပြုံးကမျက်လုံးတွေထိမရောက်ဘူးလေပြီးတော့မှငါကတကယ်ကြီးလားနင်းဘလို့ထင်လို့လဲလို့မေးလိုက်တဲ့အခါမှာဂျီယန်တကူလုံးချက်ချင်းတုံးလို့သွားတော့တာပဲအဲ့ဒါနဲ့သူကအလောတကြီးနဲ့မဟုတ်တာအဲ့ဒီလိုလုပ်ဖို့မလိုပါဘူးဖုန်းရန်ကတော်တော်လေးကောင်းပါတယ်လို့ပြောရှာတယ်ဒါပေမဲ့ငါကအဲ့ဒီအတိုင်းဆက်ပြုံးထားရင်းနဲ့သူကအဲ့ဒီလောက်ကောင်းနေရင်နင်းလဲသူ့စီကနေတခုခုသွားတင်ယူပါလားလို့ဆိုလိုက်တယ်ဂျီယန်ကအံ့ဩသွားပြီးတမီးကသူ့စီကဘာတင်ရမှာလဲလို့ပြန်မေးတာပေါ့အဲ့ဒါနဲ့ငါကအေးဆက်ဆက်လေးတန်နဲ့ဘာတင်ရမလဲဟုတ်လားသူ့ရဲ့ဘဝင်မြင့်မှုတွေသူ့ရဲ့စီးစိမ်ရှိတဲ့လူနေမှုပုံစံတွေသူ့ရဲ့အပူပင်မရှိတဲ့အမူအရာတွေအဲ့ဒါတွေကိုပဲသွားတင်ယူလိုက်လေနင်းကြောင်းပြီးကလေးကရှောက်လေတာတွေပျော်ပါနေတာတွေကတော်တော်လေးလုံလောက်နေပြီးအဲ့ဒါကြောင့်မနေ့ပြန်ကစားပြီးကုမ္ပဏီကိုလာပြီးအလုပ်လုပ်တော့လို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အချိန်မှာဂျီယန်တယောက်ကဘာပြတ်သွားတယ်လို့မျိုးမျက်နှာအမူအရာနဲ့ငါ့ကိုအံ့ဩတာကြီးစိုက်ကြည့်နေမိတော့တာပဲကောင်းကင်ကြီးပြိုကျလာတယ်လို့မျိုးခံစားလိုက်ရတော့တာပဲဒါကိုမြင်တော့ငါကစောစောစီးစီးနဲ့ကုမ္ပဏီကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာတင်ယူရမှာပဲလို့ပြောလိုက်တယ်ဒါကိုဂျီယန်ကချက်ချင်းပြန်ပြောတယ်အကိုကြီးသမီးကတော့တစ်သက်လုံးချမ်းသာတဲ့တထေးသမီးလေးလိုပဲအေးအေးဆေးဆေးနေသွားချင်တာမိသားစုစီးပွားရေးကိုလွှဲယူဖို့သမီးတစ်ခါမှမတွေးဘူးအမွေတွေကောကုမ္ပဏီတွေကောအကိုကြီးပဲအကုန်ယူလိုက်သမီးဘာမှစိတ်မဆိုးဘူးသမီးကိုလာစင်မိုးပိုးလေးနည်းနည်းပဲမှန်ပေးနေရပြီတဲ့ငါလည်းပြုံးပြီးတော့ဒါကနင့်အထင်ပဲလေးလို့ပြောရင်သူ့ကိုစိုက်ကြည့်ကားပါလေအခုနင်ကဖုန်းရန်နေစီကနေအတူခိုးပြီးပြင်းကျင်နေတာလားလို့မေးလိုက်တယ်ဒါကိုကြားတော့ဂျီယန်ကအလောတကြီးနဲ့ကောင်းကိုခါရမ်းပြီးမဟုတ်ပါဘူးလို့ပြန်ဖြေတာပေါ့ငါလည်းပြုံးလေးနဲ့ဂျီယန်ကတကယ်ကိုလိမ်မာပြီးအတိတရားရှိလာပြီပဲလို့ချီးကျူးလိုက်တဲ့အခါသူကဝမ်းသာအားရနဲ့အကိုကြီးအခုမှထူးထူးဆန်းဆန်းပါလို့သမီးကိုလာချီးကျူးနေတာလေသမီးကကလေးမမဟုတ်တော့တာဒါပေမဲ့အကိုကြီးရဲ့ချီးကျူးစကားကိုကြားရတာတော့တကယ်သဘောကျတယ်လို့ပြောပြီးကုမ္ပဏီကနေပျော်ပျော်ရွှင်ရွှင်နဲ့ထွက်သွားတော့တယ်သူ့ကိုလွတ်လိုက်ပြီးတဲ့နောက်ငါကလူနုရန်စီကိုစာပို့လိုက်ပြီးစကားဆက်မိတယ်လို့မျိုးနဲ့ဂျီယန်ကမကြခင်ကုမ္ပဏီမှာအလုပ်ဝင်တော့မယ်လို့ပေါ့ပါလေးပြောပြလိုက်တယ်ဒါကိုကြားတော့မိသားစုနှစ်ခုလုံးကလူကြီးတွေတော်တော်လေးဝမ်းသာသွားကြတာပေါ့ဘာလို့လဲဆိုတော့နောက်ဆုံးတော့ဂျီယန်တယောက်အတိတရားဝင်ပြီးလူလာမြောက်လာပြီလို့ထင်သွားကြတာကိုတကယ်တော့လူနုရန်နဲ့ရှီယူတို့ကငငယ်ကလေးကဂျီယန်နဲ့အတူတူကြီးပြင်းလာခဲ့ကြတာအဲ့ဒီတော့ဂျီယန်ကအလုပ်လုပ်ရတော့မယ်ဆိုရင်သူတို့နှစ်ယောက်လည်းအတူတူလိုက်လို့ရမှာကတေချာတဲ့လောက်ပဲလေဒါကငါရဲ့ရွှေရှင်းတဲ့အစီအစဉ်ပဲဒီ၃ယောက်လုံးအလုပ်တွေနဲ့ရှုပ်နေကြရင်ဖုန်းရန်ကိုလာပြီးဒုက္ခပေးဖို့အချိန်ရှိတော့မှာမဟုတ်ဘူးလေမျှော်လင့်ထားတဲ့အတိုင်းပဲမိသားစုနှစ်ခုလုံးကလူကြီးတွေကလူနုရန်နဲ့ရှီယူတို့ကိုဒီသတင်းကိုချက်ချင်းလမ်းပြောပြပြီးအလုပ်လုပ်ဖို့ဖိအားပေးတော့တာပဲသူတို့နှစ်ယောက်ကညှဉ်းဆန်ကြပြီးမိဘတွေကလုံးဝနားမထောင်ပါဘူးပြီးတော့လူကြီးတွေကနင်တို့ရဲ့အခင်းဆုံးတငယ်ချင်းဖုန်းရန်နေတော့အလုပ်လုပ်နေတာပဲနင်တို့ကကိုညီမကောင်းတွေလို့ပြောကြတယ်မဟုတ်လားဒါဆိုရင်အေးတူဘူးများရှိရမှာပေါ့လို့ပြောလိုက်တော့နှစ်ယောက်လုံးမျက်နှာကြီးပြတ်သွားကြတာပေါ့အဲ့ဒါနဲ့သူတို့ကချက်တင်ဂရုထဲမှာဂျီယန်စီစာလန်းပို့ကြတော့တယ်ဂျီယန်နင်ကဘာဖြစ်လို့ရုတ်တရက်ကြီးအလုပ်လုပ်ချင်စိတ်ပေါက်သွားရတာလဲပေါ့ပြီးတော့ရှီယူကလောင်ပြောင်တဲ့သဘောနဲ့နင်ဂျီယန်နဲ့မိသားစုအမွေလူဖို့ပြိုင်မလို့တော့မဟုတ်ပါဘူးနော်လို့စာပို့တယ်ဒါကိုမြင်တော့လူနုရန်ကချက်ချင်းပဲဘာရီလျှောက်ပြောနေတာလဲဂျီယန်ကအသေးစောချင်လို့လားသူ့ရဲ့အုံနောက်နဲ့ဂျီယန်ကိုသွားပြိုင်လို့ရမလားတကယ်လို့အဲ့ဒီလိုသာပြိုင်ရင်ငါတို့နှစ်ယောက်လုံးသူ့ကိုကူမှမဟုတ်ဘူးနော်လို့ရေးတယ်ရှီယူကလည်းဒါပေါ့ငါတို့ကဂျီယန်ဘက်ကပဲပါမဆိုပြီးတယောက်တစ်လက်စားတွေတရက်ဆက်ပို့နေကြတာပေါ့အဲ့ဒီဘက်မှာတော့ဂျီယန်ကစာတွေကိုဖတ်ပြီးကောင်းကိုကိုင်းနေမိတော့တယ်စိတ်ထဲကနေလည်းတကယ်ပဲတငယ်ချင်းကောင်းတွေပါပြီးတယ်ငါဘာမှတော့မပြောရသေးဘူးသူတို့ကဇလန်းတွေအကုန်ဆင်ပြီးနေပြီလို့တွေးနေမိတာပေါ့ပြီးတော့မှသူကငါကဘယ်တော့ကအကိုကြီးရဲ့အမွေကိုလူမယ်လို့ပြောလို့လဲငါကနောက်ထပ်နှစ်အနည်းငယ်လောက်အသက်ရှင်ခြင်းသေးတယ်လို့ပြန်စာပို့လိုက်တယ်ဒါကိုရှီယူကချက်ချင်းပဲစိတ်မပူပါနဲ့တကယ်လို့ဂျီယန်ကနင့်ကိုရိုက်တက်လိုက်ရင်တော့ငါတို့နှစ်အလောင်းကိုတော့တေချာလာကောက်ပေးပါမယ်နှစ်အတော်ကြာပေါင်းလာတဲ့တငယ်ချင်းတန်ရောစင်ရဒါကငါတို့လုပ်ပေးနိုင်တဲ့နောက်ဆုံးတာဝန်ပဲလေလို့နောက်ပြောင်ပြီးပို့ပြန်ရောဂျီယန်ကလည်းဝါအဲ့ဒီအတွက်ငါကပဲနင်တို့ကိုကျေးဇူးတင်ရတော့မှာပေါ့လို့ပြန်စာပို့လိုက်တယ်အဲ့ဒီအချိန်မှာပဲဖုန်းရန်နေလဲချက်တင်ကလေးတွေရောက်လာခဲ့တယ်သူကစာတွေကိုဖတ်ပြီးတော့နင်တို့တွေဂျီယန်အကြောင်းဘာလို့ဒီလောက်တောင်ပြောနေကြတာလဲသူကအဲ့ဒီလောက်အထိကြောက်ဖို့ကောင်းလို့လားလို့လှမ်းမိတယ်ဒါကိုလူနုရန်ကချက်ချင်းပဲဂျီယန်ဘက်ကနေကာကွယ်ပြီးစာပြန်ပို့တယ်အဲ့ဒီလိုမဟုတ်ပါဘူးဂျီယန်ကကဘာပေါ်မှာအနုညံဆုံးနဲ့အချောဆုံးလူကြီးလူကောင်းပါဒါနဲ့ရန်နေနင်ကကိုပဲဂယုစိုက်ပါတဲ့ဒါကိုဖတ်ပြီးဖုန်းရန်ကအံ့ဩသွားပြီးဘာဖြစ်လို့လဲလို့ပြန်မေးတာပေါ့ဒါပေမဲ့တခြားတငယ်ချင်းတွေကစာနဲ့ပြန်မဖြေပဲတန်တရားဖြစ်စရာကောင်းတဲ့ပုံလေးတွေစိုးရိမ်ရတဲ့ပုံလေးတွေကိုပဲတရက်ဆက်ပို့နေကြတယ်
ဒါကိုမြင်တော့ဖုန်းရန်ကပို့ပြီးတော့တောင်ဝေခွဲမရဖြစ်သွားပြီးနင်းတို့ဘာဖြစ်နေကြတာလဲဘာလို့အားလုံးကဒီပုံစံလေးတွေပဲပို့နေကြတာလဲလို့ထပ်မေးတဲ့ခဏလောက်ဂရုတစ်ခုလုံးတိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့လူနုရန်ကစကားဆက်လိုက်ပြီးဒါနဲ့ရန်နင်းသမင်းစားပြီးပြီလားလို့မေးတဲ့အုံရန်ကလည်းမနှက်စာတော့စားပြီးပြီနေ့လယ်စာတော့မစားရသေးဘူးဘာလို့လဲနင်းတို့ငါ့ကိုနေ့လယ်စာကျွေးမလို့လားလို့မေးပြီးဒါနဲ့အခုငါကအလုပ်လုပ်နေတဲ့မိန်းမသားဖြစ်သွားပြီနော်လို့နောက်ပြောင်ပြီးစာပို့လိုက်တယ်ဒါပေမဲ့တငယ်ချင်းတွေကဘာမှထပ်မပြောပဲထူးဆန်းတဲ့အမူအရာတွေပဲစပို့နေလို့ဖုန်းရန်ကစိတ်မရှိတော့ပဲတကယ်ပဲဘာဖြစ်တာလဲလူနုရန်နင်းပဲပွန့်ပွန့်လင်းလင်းပြောစမ်းပါလို့အတင်းမေးတော့တာပေါ့အဲ့ဒီတော့မှလူနုရန်ကမတက်တာတဲ့အဆုံးငါဆိုလိုတာကမင်းညကကြည်ရန်ချိန်ကနင့်ကိုစားပစ်လိုက်ပြီလားနင့်ကိုအနိုင်ကျင့်လိုက်ပြီလားလို့မေးတာပါလို့ပြန်စာပို့လိုက်တယ်ဒီစာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ဖုန်းရန်တယောက်ဂယုထဲမှာစာပြန်ဖို့နေတာရှက်လွန်းလို့မျက်နှာတစ်ခုလုံးရဲတောက်သွားတော့တာပဲဒီစာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ဖုန်းရန်တယောက်ဂယုထဲမှာစာပြန်ဖို့နေတာရှက်လွန်းလို့မျက်နှာတစ်ခုလုံးရဲတောက်သွားတော့တာပဲသူ့စိတ်ထဲကနေလေဒီလူတွေကတော့တကယ်ကိုအရှက်မရှိကြဘူးလားမသိဘူးဒီလိုမျိုးကိစ္စတွေကိုဘယ်သူကလာမင်းနေလို့လဲဆိုပြီးတွေးနေမိတာပေါ့ဒါပေမဲ့ဂယုတွေကတခြားတငယ်ချင်းတွေကတော့အဲ့ဒါနဲ့ဘာဖြစ်သွားလဲဖြစ်သွားလားမဖြစ်သွားဘူးလားဆိုပြီးတရားဆက်လိုက်မင်းနေကြတော့မယ်ဒါကိုဖုန်းရန်ကစိတ်တူတူနဲ့နင်းတို့နဲ့ဘာဆိုင်လို့လဲနင်းတို့အိမ်ကပင်လယ်နားမှာမို့လို့ဒီလောက်အထိလှမ်းပြီးနှာခေါင်းသွင်းနေတာလားလူမှုရေးလာရှုပ်နေတာလားလို့ပြန်စာပို့လိုက်တယ်အဲ့ဒီတော့မှယူနုရန်ကရဲပြီးတော့ငါကဒီတိုင်းမေးကြည့်တာပါဟာဘာလို့ဒီလောက်စိတ်တူနေရတာလဲကြည့်ရတာအခုထိဘာမှမထူးခြားသေးဘူးထင်တယ်လို့စာပို့တယ်ပြီးတော့သူကစိတ်ထဲကနေဂျီယန်ကျင်လို့ပြည့်စုံတဲ့ယောက်ျားမျိုးကိုဘယ်မိန်းကလေးမဆိုသဘောကျမှာပဲတကယ်လို့ဖုန်းရန်နေတာအရင်ဥအောင်လက်မထက်ခဲ့ရင်ငါကိုယ်တိုင်တောင်သူ့ကိုချင်းကပ်မိမှလို့တွေးနေမိတယ်ဒါပေမဲ့လောလောဆယ်မှာတော့အဲ့ဒီနှစ်ယောက်ကြားမှာဘာမှထူးထူးခြားခြားမရှိသေးဘူးဆိုတာသိတာနေတာပဲလေတကယ်တော့ဒါကလည်းအထက်တန်းလွာလူပတ်ဝန်းကျင်မှာပုံမှန်လိုဖြစ်နေကြကိစ္စပါပဲအပြင်မှာတော့အရန်လိုက်ဖက်တဲ့လင်မယားတွေလိုနေပြကြပြီးအိမ်ထဲရောက်ရင်တော့နန်းဖို့နေတာတယောက်နဲ့တယောက်မခေါ်နိုင်မပြောနိုင်ဖြစ်နေတဲ့ဇနီးမောင်နှံတွေအများကြီးရှိတာကိုအဲ့ဒါကြောင့်ဖုန်းရန်ကလည်းဘာမှထပ်ပြီးစင်ချင်မပေးတော့ပါဘူးတခြားတစ်ဖက်မှာတော့ဂျီယန်ကသူတို့လက်ထပ်ပြီးတာတော့ဘာမှမဖြစ်သေးဘူးဆိုတာကိုသိသွားတော့မျက်ခုံးတွေတွန်းသွားခဲ့တယ်သူ့စိတ်ထဲမှာတော့ပြဿနာကသူ့အကိုကြီးကြောင့်မဟုတ်ပဲဖုန်းရန်ကြောင့်ပဲဖြစ်ရမယ်လို့တထာမကယုံကြည်နေတာပေါ့သူတွေးမိတာကအဖိုးရဲ့ဖိအားပေးမှုကြောင့်လက်ထပ်လိုက်ရတယ်ဆိုပေမဲ့အကိုကြီးနဲ့ကြမှာဒါကအကိုကြီးကိုစော်ကားရရောက်တာပဲပေါ့ဒါကိုတွေးပြီးဂျီယန်ကသူ့အကိုအတွက်တရားမျှတမှုရှာပေးခြင်းနဲ့စိတ်တွေပေါ်လာတော့တယ်ဒါပေမဲ့သူကဖုန်းရန်စီတန်းသွားပြီးအတင်းကျပ်သွားပြောလို့လည်းမရဘူးလေအကြာကြီးစဉ်းစားပြီးတဲ့နောက်မှာတော့သူ့ကောင်းတဲ့ကိုအစီအစဉ်တစ်ခုဝင်လာခဲ့တယ်အဲ့ဒါနဲ့သူကငါစီစာပို့ပြီးညနေကျရင်ညစာအတူတူစားဖို့လှမ်းဖိတ်တော့တာပေါ့ငါလည်းဘာမှအများကြီးမတွေးပဲသူ့ရဲ့ဖိတ်ခေါ်မှုကိုလက်ခံလိုက်တယ်ညနေရုံးစင်းတော့ငါလည်းဂျီယန်ချိန်ထားတဲ့စားတောက်ဆိုင်ကိုတန်းပြီးလာခဲ့လိုက်တာပေါ့ဒါပေမဲ့ဆိုင်ကိုရောက်သွားတဲ့အခါကျတော့အထဲမှာတခြားလူတစ်ယောက်ပါရောက်နေတာကိုတွေးလိုက်ရတယ်သူကတော့လီမီတာစုရဲ့တမီးကြီးလီယွန်းရှူပဲဖြစ်ပါတယ်သူကငါရဲ့အတန်းဖော်ဟောင်းလေးမူလာတန်းကနေအထက်တန်းအထိအတူတူတက်ခဲ့ကြတာဖြစ်ပြီးတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းတော်တော်လေးကောင်းမွန်ခဲ့ကြတာငါလည်းသွားပြီးကို့နေရာမှာကိုထိုင်လိုက်တော့လီယွန်းရှူကပြုံးလေးနဲ့ဂျီယန်ချိန်မတွေ့ရတာတော်တော်ကြာပြီးနော်လို့နှုတ်ဆက်တယ်ငါကလည်းပြန်ပြုံးပြပြီးဟုတ်ပါတကယ်ကိုကြာသွားပြီလို့ပြောလိုက်တာပေါ့ပြီးတော့သူကဒါနဲ့ဒီရက်ပိုင်းဘလို့လဲအဆင်ပြေရလားလို့ဆက်မေးတယ်အခုချိန်မှာငါကောလီယွန်းရှူကောနှစ်ယောက်လုံးကစီးပွားရေးလောကထဲမှာအလုပ်လုပ်နေကြပြီဆိုတော့အကြောင်းလုံးကအကြောင်းအရာတွေပဲဖြစ်အခုစီးပွားရေးအကြောင်းပဲဖြစ်ပြောစရာတူညီတဲ့အကြောင်းအရာတွေ Common Topics အများကြီးရှိနေတာပေါ့အဲ့ဒါကြောင့်တို့နှစ်ယောက်ရဲ့စကားဝိုင်းကအရန်ကိုအဆင်ပြေနဲ့မြိုင်ဆိုင်ရှိနေပြီးပတ်ဝန်းကျင်တစ်ခုလုံးလည်းပြောစရာခံစားချက်တွေနဲ့ပြည့်နေနေခဲ့တယ်အဲ့ဒီမှာဂျီယန်ကတို့နှစ်ယောက်ပျော်ရွှင်စကားပြောနေကြတာကိုကြည့်ပြီးခိုးကြောင်ခိုးဝက်နဲ့သူ့ဖုန်းကိုထုတ်ကားတပ်ပုံတွေတထောက်ရိုက်ပါလေရောကင်မရာအတန်ချလိုက်ရတာနဲ့ငါလည်းသူ့ဘက်ကိုလှမ်းကြည့်လိုက်တယ်ဒါကိုသူကချက်ချင်းပဲရဲကျဲနဲ့ဟီသမီးက selfie ဆွဲနေတာပါအကိုကြီးရဲ့လို့လှမ်းပြောတယ်ငါလည်းတိတ်ပြီးဂယုမဆိုင်တော့ပဲလီယွန်းရှူနဲ့ပဲစကားဆက်ပြောနေလိုက်တာပေါ့အဲ့ဒီနောက်ဂျီယန်ကသူ့ဖုန်းရဲ့ gallery ထဲမှာတပ်ပုံတွေကိုလိုက်ကြည့်နေတော့တဲ့အကြာကြီးရွေးချယ်ပြီးတဲ့နောက်မှာတော့သူကြိုက်ဆုံးတပ်ပုံနှစ်ပုံကိုရလိုက်တာပေါ့ပြီးတာနဲ့အဲ့ဒီပုံတွေကိုသူ့ရဲ့လူမှုကွန်ရက် moments ပေါ်မှာချက်ချင်းတင်လိုက်တော့တဲ့စာသား caption ထဲမှာတော့ဒီနေ့အကိုကြီးနဲ့ညစာတူစားဖြစ်တယ်ဆိုပြီးပျော်ရွှင်တဲ့ emoji လေးပါတွဲထည့်ထားလိုက်တာပေါ့ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတပ်ပုံထဲမှာဂျီယန်ပါမနေပဲငါနဲ့လီယွန်းရှူနှစ်ယောက်တည်းတယောက်ကိုတယောက်ကြည့်ပြီးစကားပြောနေတဲ့ပုံစံပဲပေါ်နေတာပါပုံထဲမှာငါကလီယွန်းရှူကိုကြည့်ပြီးခက်ဖောက်လေးပြုံးနေတယ်လို့လီယွန်းရှူကလည်းငါ့ကိုပြုံးလေးပြန်ကြည့်နေတာကိုအကယ်၍အမှန်တရားကိုမသိတဲ့သူသာမြင်ရင်တို့နှစ်ယောက်ကိုချစ်သူကြီးစားတွေခပိုးလို့ပဲတေချာပေါက်ထင်သွားကြမှာပဲတကယ်တော့ဂျီယန်ကဒီ post ကိုဖုန်းရန်နေမြောင်ပြခြင်းလို့တက်တင်လိုက်တာလေသူစိတ်ထဲကနေအခုတော့ငါအကိုကြီးရဲ့တိတ်ခါကိုပြန်ဆယ်ပေးနိုင်ပြီလို့တွေးနေမိတယ်ပြီးတော့ငါအကိုကြီးရဲ့နောက်မှာမိန်းကလေးတွေအများကြီးရှိနေတယ်ဆိုတာဖုန်းရန်နေသိအောင်လုပ်ရမယ်သူကကိုဘာကောင်းမို့လို့လဲဆိုပြီးဂျီယန်ရဲ့မျက်နှာမှာကောက်ကျစ်တဲ့အပြုံးတစ်ခုပေါ်လာတော့တာပေါ့သူ့ကိုနည်းနည်းတော့စိုးရိမ်စိတ် crisis feeling ဝင်အောင်လုပ်ပေးရမယ်ဒါမှဖုန်းရန်နေအတိတရားဝင်လာမှလို့သူတွေးနေမိတာတခြားတစ်ဖက်မှာတော့ညနေပိုင်းရုံးစင်းလို့ဖုန်းရန်နေအိမ်ပြန်ရောက်တဲ့အခါအိမ်ကူကြီးချောင်ကဒီနေ့ညလည်းတခင်လေးဂျီယန်ကလူမှုရေးပွဲတစ်ခုရှိလို့အပြင်မှာပဲညစာစားပြီးမှပြန်လာလိမ့်မယ်လို့လှမ်းပြောပြတယ်ဒါကိုကြားတော့ဖုန်းရန်ကစိတ်ပြက်လက်ပြက်နဲ့လက်ထပ်ပြီးတာရက်ပိုင်းပဲရှိသေးတယ်တခါတလေကြာရင်စီးပွားရေးခီးစဉ် business trip သွားတယ်တခါတလေကြာရင်ညဘက်လူမှုရေးပွဲတွေသွားတယ်လို့တွေးမိတာပေါ့ပြီးတော့သူကဆက်တွေးသေးတယ်တစ်ဖွဲ့လုံးရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့အဖိုးတော်မှသူ့လောက်မှအလုပ်ရှုပ်ဘူးလို့ပေါ့တိုက်ဆိုင်ပဲအဲ့ဒီနေ့ညမှာအဖိုးကလည်းစီးပွားရေးပွဲတစ်ခုကိုသွားနေတာဆိုတော့အင်ကြီးတအိမ်လုံးမှာဖုန်းရန်နေတယောက်တည်းပဲပြင်းရှိတာနဲ့ဆိုဖာပေါ်မှာထိုင်ပြီးဖုန်းပို့နေမိတော့တယ်ဒီလိုနဲ့ညစာစားရမယ့်အချိန်ထိသူ့ဖုန်းပဲထိုင်ကြည့်နေရင်ကနေပြင်းရှိတာနဲ့သူလည်းလူမှုကွန်ရက် moments ကိုပဲအပေါ်အောက်လျှောက်ဆွဲပြီးကြည့်နေမိတော့တယ်အဲ့ဒီအချိန်မှာပဲဂျီယန်တင်ထားတဲ့ post ကိုရုတ်တရက်လှမ်းမြင်လိုက်ရတာပေါ့အဲ့ဒီလိုမြင်လိုက်ရတဲ့အချိန်မှာတော့ဆိုဖာပေါ်မှာပြင်းတွဲမိထိုင်နေတဲ့ဖုန်းရန်နေတယောက်ချက်ချင်းပဲခါကိုမက်လိုက်ပြီးတေချာစိုက်ကြည့်မိတော့တယ်သူလီယွန်းရှူကိုကောင်းသိတာပေါ့ဒါပေမဲ့သူတို့မိသားစုနှစ်ခုလုံးကမတူညီတဲ့စီးပွားရေးလောက industry ထဲမှာရှိကြတာမို့လို့အပြင်မှာတော့တယောက်နဲ့တယောက်တိတ်ပြီးအဆက်အသွယ်မရှိခဲ့ကြဘူးဒါပေမဲ့လည်းအထက်တန်းလွာပတ်ဝန်းကျင်ချင်းတူနေတာကြောင့်တယောက်အကြောင်းတယောက်သိထားကြတာပေါ့
သူကဓာတ်ပုံကိုတေချာအာယုံစိုက်ပြီးကြည့်နေရင်လည်းစိတ်ထဲမှာဒီနှစ်ယောက်ရဲ့တန်ရောစင်ကတော်တော်လေးကိုကောင်းမွန်နေတဲ့ပုံပဲလို့တွေးမိသွားတယ်ပြီးတော့မှမျက်ခုံးတွေကိုပင့်လိုက်ပြီးအော်ဒါဆိုသူပြောခဲ့တဲ့ညစာစားပွဲ dinner meeting ဆိုတာဒါကိုပြောတာကိုပဲလို့တွေးမိရင်ဘာကြောင့်မှမသိသူ့ရဲ့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်ကြီးတစ်ခုပေါ်လာတော့တယ်တယောက်ကသူ့ကိုတစ္ဆာဖောက်လိုက်တယ်လို့လင်ညာလိုက်တယ်လို့မျိုးခံစားချက်ကြီးပေါ့အဲ့ဒါနဲ့သူလည်းမနေနိုင်တော့ပဲဂျီယန်စီချက်ချင်းစာလန်းပို့လိုက်တယ်နေအခုနှစ်အကိုကြီးနဲ့ညစာတူတူစားနေတာလားတဲ့ဂျီယန်ကစာကိုမြင်တာနဲ့သဘောကျပြီးပြုံးလိုက်မိတာပေါ့ဖုန်းရန်နင်ကထပ်မေးတယ်ပြီးတော့လီယွန်းရှူလည်းအဲ့ဒီမှာရှိနေတာလားလို့မေးတော့ဂျီယန်ကအရင်တိုင်းပဲဟုတ်တယ်ဆိုပြီးစာတိုလေးပဲပြန်ပို့လိုက်တယ်အဲ့ဒီစကလုံးနှလုံးထဲကိုမြင်လိုက်ရတော့ဖုန်းရန်နင်ရဲ့စိတ်ကပို့ပြီးတော့တောင်ဆိုးသွားတော့တာပေါ့သူကစိတ်ထဲကနေဒီကောင်မလေးကဟုတ်တယ်ဆိုတာပဲပြောတတ်တာလားနောက်ထပ်နည်းနည်းပါးပါးထပ်ရှင်းမပြတတ်ဘူးလားလို့တွေးပြီးမကြည်မနှက်ဖြစ်နေမိတယ်နောက်ဆုံးတော့သူပဲထပ်ပြီးမေးခွန်းထုတ်ရပြန်တယ်ဒါနဲ့နှစ်အကိုကြီးနဲ့လီယွန်းရှူကတယောက်နဲ့တယောက်တိကျလို့လားပေါ့ဒါကိုဂျီယန်ကတိယုံတင်ဘဲကမလဲသူတို့ကမူလာတန်းကနေအထက်တန်းထိအတန်းဖော်ရီ classmates လေးလို့ပြန်စာပို့လိုက်တယ်ဒါကိုဖတ်လိုက်ရတော့ဖုန်းရန်နင်တယောက်မတိမတာနဲ့မျက်ခုံးတွေကိုတွမိသွားတော့တာပေါ့အတန်းဖော်ရီဟုတ်လားအဲ့ဒီချိန်မှာပဲဂျီယန်ကနောက်ထပ်စာတစ်စောင်ထပ်ပို့လာပြန်တယ်ဒီနေ့ကံကောင်းပြီးတိုက်ဆိုင်စုံမိကြတာအဲ့ဒါကြောင့်အကိုကြီးကတော်တော်လေးပျော်နေတာလေးတဲ့ပြီးတော့မှရိတ်ဖန်းတန်ဖန်းနဲ့ဒါပေမဲ့အထင်တော့မလွဲပါနဲ့နော်အကိုကြီးနဲ့မယွန်းရှုကအတန်းဖော်ရီတက်ပါပဲကျောင်းတုံးကတော့သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုပြီးကောလာဟာလာတွေ relationship rumors ထွက်ခဲ့ဘူးလားရှိပေမဲ့ဒါကအရန်ဟောင်းသွားတဲ့အကြောင်းအရာကြီးပါလို့ထပ်ပို့တယ်ဖုန်းရန်နေရဲ့မျက်လုံးတွေကတော့တွဲနေကြတယ်ဆိုတဲ့ကောလာဟာလာဆိုတဲ့စကားလုံးတွေပေါ်မှာတင်ကပ်ပြီးရက်တန့်သွားခဲ့ရတယ်အဲ့ဒီမှာတင်ဂျီယန်ကနောက်ထပ်စာတစ်စောင်ချက်ချင်းထပ်ဆိုင်လိုက်သေးတယ်အင်းလေအဲ့ဒီတော့ကအเจ้าမှာဆိုရင်လူတိုင်းကသူတို့ကိုအလိုက်ဖက်ဆုံးတွဲ perfect couple လို့သတ်မှတ်ထားကြတာတယောက်အတွက်တယောက်မွေးဖွားလာကြသူတွေလို့တောင်အားလုံးကပြောကြတာလေဒါကိုဖတ်ပြီးတာနဲ့ဖုန်းရန်နေရဲ့မျက်နှာကြီးချက်ချင်းညှို့ငယ်သွားတော့တာပဲသူကဓာတ်ပုံကိုပြန်ဖွင့်ပြီးတေချာကိုအသေးစိတ်ထပ်ကြည့်မိပြန်တယ်ပုံထဲမှာနှစ်ယောက်လုံးကတယောက်ကိုတယောက်ပြုံးလေးကြည့်နေကြတာဖြစ်ပြီးသူတို့ရဲ့ရုပ်ရည်တွေကလည်းတကယ်ကိုတောက်ပြောင်တင်နေလွန်းလာတယ်အဲ့ဒီပုံကိုပိုကြည့်လေသူတို့နှစ်ယောက်ကတကယ်ကိုလိုက်ဖက်ညီလာချီကို compatible လို့သူပိုပြီးခံစားရလေပါပဲတခြားတစ်ဖက်မှာတော့ဂျီယန်ကအကြာကြီးစောင့်နေပေမဲ့တစ်ဖက်ကဘာပြန်စာမှရောက်မလာတော့တာကိုမြင်ရတဲ့အခါစိတ်ထဲကနေအကြီးကျယ်ကိုသဘောကျပြီးဝမ်းသာသွားတော့တယ်ကြည့်ရတာဖုန်းရန်နေတယောက်တကယ်ကြီးတုံဝင်တူပြီးမနာလိုဖြစ်သွားပြီး jealous ထင်တယ်လို့သူတွေးလိုက်တာပေါ့အဲ့ဒီချိန်မှာတော့ငါနဲ့လီယွန်းရှူတို့ကတော့အေးအေးဆေးဆေးပဲစကားတွေဆက်ပြောနေခဲ့ကြတယ်ညစာစားပြီးတဲ့နောက်မှာတော့လီယွန်းရှူကကျောင်းတုံးကအတန်းဖော်ဟောင်းအချို့ကိုပါထပ်ပြီးလှမ်းခေါ်လိုက်သေးတယ်ဘာလို့လဲဆိုတော့ငါကအထက်တန်းအောင်ပြီးကတည်းကနိုင်ငံခြားကိုတန်းထွက်သွားခဲ့တာကိုပြီးခဲ့တဲ့နှစ်တွေအကုန်လုံးငါကနိုင်ငံခြားကမိသားစုစီးပွားရေး overseas business ကိုပဲဒီဇိုင်းမမတ်ကင်တွေခဲ့ရတာလေလီယွန်းရှူကတော့နိုင်ငံထဲမှာပဲတောက်လျှောက်ရှိနေခဲ့တာဆိုတော့သူကအတန်းဖော်ဟောင်းတွေနဲ့အမြဲတမ်းအဆက်အသွယ်ရှိနေခဲ့တာတငယ်ချင်းဟောင်းတွေအားလုံးငါ့ကိုမြင်လိုက်ရတဲ့အချိန်မှာအတိုင်းမသိရင်ခုန်စိတ်လှုပ်ရှားသွားကြပြီးငါ့ကိုဝိုင်းအောင်ကပြီးခဲ့တဲ့နှစ်တွေမှာဘလို့ဖြတ်တန်းခဲ့လဲဆိုတာတွေကိုတရက်ဆက်လိုက်မိကြတော့တာပေါ့ငါလည်းပြုံးလေးနဲ့ပဲငါနိုင်ငံခြားမှာမိသားစုရဲ့စီးပွားရေးတွေကိုတွားလုပ်နေတာအခုတော့ပြန်လာပါပြီလောလောဆယ်မိသားစုလုပ်ငန်းစုရဲ့ဖြိုးဖြည်းရေးကုမ္ပဏီ entertainment company ကိုကင်တွင်နေတယ်လို့ပြောပြလိုက်တယ်ပြီးတော့မှပြုံးရင်းနဲ့နောက်ထပ်သတင်းစကားတစ်ခုပါထပ်လောင်းပြောလိုက်သေးတယ်။ပြီးတော့ငါအိမ်အောင်ကျသွားပြီးလက်ထပ်စာချုပ်လည်းချုပ်ဆိုပြီး marriage registration မင်္ဂလာပွဲအတွက်ကတော့အခုပြင်ဆင်နေတော့မယ်လို့ဆိုလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့အချိန်မှာအတန်းဖော်တွေအားလုံးအံ့ဩမြင်သက်သွားကြပြီပါ။မင်းအိမ်အောင်ကျသွားပြီဟုတ်လားလို့တပြိုင်နက်တည်းအော်မေးကြတော့တာပေါ့ငါလည်းပြုံးပြီးတော့ပဲခေါင်းငင်းပြလိုက်တယ်။ဒါပေမဲ့အဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့ပတ်ဝန်းကျင်ရဲ့အခြေအနေကနည်းနည်းလေးနေရခက်တယ်လို့ထူးဆန်းသွားခဲ့တယ်။ဘာလို့လဲဆိုတော့အကြောင်းတုံးကလူတိုင်းမိဘကဂျီယန်နဲ့လီယွန်းရှူတို့ဟာတနေ့နေ့မှာတေချာပေါက်ဖူးစာဆောင်ကြမဲ့သူတွေလို့ပဲထင်ထားခဲ့ကြတာကိုတခြားတစ်ဖက်မှာတော့လီယွန်းရှူကိုယ်တိုင်လည်းငါ့ကိုအံ့ဩအကြီးနဲ့စိုက်ကြည့်နေမိတော့တယ်။သူ့ရဲ့လက်ထဲမှာကင်ထားတဲ့ဖန်ခွက်ကိုလည်းသတိမထားမိပဲပို့ပြီးတင်းတင်းကြပ်ကြပ်စုပ်ကင်ပြီးသွားရှာတာပေါ့ပြီးတော့မှသူကလေတံတိုးတိုးလေးနဲ့မင်းဘသူကိုလက်ထက်လိုက်တာလဲလို့လှမ်းမိတယ်။ငါလည်းပြုံးလေးနဲ့ပဲငါဇနီးရဲ့မျိုးရိုးအမိကဖုံးလေဖုံးရန်နေလို့ခေါ်တယ်လို့ပြန်ဖြေလိုက်တယ်။အဲ့ဒီနာမည်ကိုကြားလိုက်တာနဲ့လီယွန်းရှူဟာတခုခုကိုချက်ချင်းတရိယာသွားပြီးနောက်တစ်ခဏမှတင်အဲ့ဒီမိန်းကလေးရဲ့အစင်တန်းကိုအကုန်သဘောပေါက်သွားတော့တယ်ဖုံးရန်နေOne Fan Hotel အုပ်စု One Fan Hotel Group ရဲ့တမီကြီးလာတဲ့ငါလည်းပြုံးပြီးတော့ပဲခေါင်းငင်းပြလိုက်တဲ့အင်းဟုတ်တယ်သူပဲပေါ့ဒါကိုကြားတော့ကျန်တဲ့အတန်းဖော်တွေလည်းထပ်ပြီးပါဆက်အဟောင်းသားဖြစ်သွားကြပြန်တယ် One Fan Hotel အုပ်စုဆိုတာတစ်ကမ္ဘာလုံးမှာအဆင့်မြင့်ကျင်းကားပွင့်ဟိုတယ်တွေ International 5-star hotel chain အများရှိနေတဲ့လုပ်ငန်းစုကြီးမဟုတ်လားအဲ့ဒီတော့မှအားလုံးက GM မိသားစုနဲ့ဖုန်းမိသားစုတို့ရဲ့လက်ထပ်မှုဟာထိပ်သီးမိသားစုကြီးနှစ်ခုရဲ့အောင်တွဲတော်နောင်ကျိုး Top Families Match ဖြစ်မှန်းသဘောပေါက်သွားကြတော့တယ်ငါလည်းသူတို့ကိုမင်္ဂလာပွဲလာဖို့အတွက်တပါးတည်းဖိတ်ကြားလိုက်တာပေါ့တငယ်ချင်းဟောင်းတွေနဲ့စကားတွေပြောဖြစ်ရင်အချိန်တွေကုန်သွားတာကိုပင်တတိမထားမိလိုက်ပဲကြည်ရင်နဲ့ညစ်တစစ်တနာရီပင်ရောက်ရှိလို့သွားခဲ့ပါတော့တယ်ဘာလို့လဲဆိုတော့နောက်တစ်နေ့မှာအားလုံးကအလုပ်ခွင်ကိုအသီးသီးပြန်ဝင်ကြရတော့မှာဖြစ်လို့အဲ့ဒါကြောင့်လူတွေကတယောက်ပြီးတယောက်ပြန်ကြတော့တာပေါ့ငါလည်းအစောဆုံးပြန်တဲ့သူတွေထဲမှာပါဝင်ခဲ့ပါတယ်လီယွန်းရှူကငါ့ကိုတကားဝအထိလိုက်ပို့ပေးရှာတယ်ဘာလို့လဲဆိုတော့ငါကအရက်တောက်ထားတော့ကိုယ်တိုင်ကားမမောင်းနိုင်ဘူးလေအဲ့ဒါကြောင့်တကားဝမှာရက်ပြီးငှားထားတဲ့ driver hire driver ကိုစောင့်နေမိတာပေါ့ခဏလောက်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့လီယွန်းရှူကမနေနိုင်တော့ပဲနောက်ဆုံးမှမေးလိုက်တော့တယ်မင်းဘာဖြစ်လို့ရုတ်တရက်ကြီးဖုန်းရံနေနဲ့လက်ထပ်လိုက်ရတာလေတဲ့သူကဒီကိစ္စကိုတကယ်ကိုနားမလည်နိုင်ဖြစ်နေတာဘာလို့လဲဆိုတော့ GM မိသားစုနဲ့ဖုန်းမိသားစုဆိုတာထိပ်သီးမိသားစုတွေဖြစ်ကြပြီးတကယ်လို့စီးပွားရေးအရာမဟာမိတ်ပြုပြီးလက်ထပ်ကြမယ် marriage alliance ဆိုရင်ဒီသတင်းကဟိုးရင်ကလေးကပြက်နေရမှာလေဒါပေမဲ့သူကဘာသတင်းမှမကြားခဲ့ရပဲအခုမှရုတ်တရက်ကြီးတိလိုက်ရတာဆိုတော့တော်တော်လေးအံ့ဩနေတာပေါ့ပြီးတော့သူက GM ချင်းကိုအခုထိလူပြိုကြီးစိန်ကုတ်ပဲလို့အမြဲထင်နေခဲ့တာကိုအဲ့ဒါကိုငါကတော့အရင်တိုင်းပဲပြုံးလေးနဲ့ပဲနေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့နှစ်ယောက်လုံးဘာမှထပ်မပြောပဲငြိမ်နေကြတယ်မကြခင်မှာပဲငှားထားတဲ့ driver ရောက်လာတာနဲ့ငါလည်းလီယွန်းရှူကိုနှုတ်ဆက်ပြီးထွက်လာခဲ့တော့တယ်ညတကောင်12နာရီဝန်းကျင်မှာအိမ်ပြန်ရောက်လာခဲ့ပြီးအခန်းထဲလမ်းဝင်လိုက်တာနဲ့ဖုန်းရံနေတယောက်အခုထိဆိုဖာပေါ်မှာထိုင်ပြီးဖုန်းပို့နေတော့မဲဆိုတာမြင်လိုက်ရတယ်အဲ့ဒါနဲ့ငါလည်းအန်အော်ဒါကြီးနဲ့အခုထိမအိတ်သေးဘူးလားလို့လှမ်းမိလိုက်တာပေါ့
ဒါပေမဲ့ဒီတစ်ခါတော့ဖုန်းရန်နေကငါ့ကိုလှမ်းကြည့်ုံပဲကြည့်ပြီးဘာမှပြန်မပြောဘူးသူကငါ့ကိုခြေဆုံးကောင်းဆုံးတိတိကျကျကိုစိုက်ကြည့်နေတာငါရဲ့စပင်တွေကလည်းပုံမှန်အတိုင်းတက်ရက်နေတဲ့အဝတ်စားတွေကလည်းတန်တန်ရှင်းရှင်းပဲပြီးတော့လေဘင်းမှာလည်းဘာထူးဆန်းတဲ့အမှတ်အသားမှရှိမနေဘူးဒါကိုမြင်တော့ငါလည်းပြုံးပြီးတော့ဗာလဲမင်းငါကိုစောင့်နေတာလားလို့စနောက်ပြီးမေးလိုက်တယ်ဒါကိုကြားလိုက်ရတာနဲ့ဖုန်းရန်နေရဲ့မျက်နှာကချက်ချင်းရဲတောက်သွားပြီးရှက်ရမ်းရမ်းကဒေါသတကြီးနဲ့ဘသူကရှင်းကိုစောင့်နေလို့လေငါကဖုန်းပို့နေတာပါဟဲ့လို့ပြန်អော်တော့တာပေါ့ငါလည်းပြုံးပြုံးလေးနဲ့ပဲဟောဖုန်းပို့ရင်းနဲ့ငါကိုစောင့်နေတာပေါ့လို့ထပ်ဆက်လိုက်တယ်ငါပြောပြီးပြီလေရှင်းကိုစောင့်နေတာမဟုတ်ပါဘူးဆိုလို့သူကအတင်းချင်းပြန်ရောအဲ့ဒါနဲ့ငါကပေါ့ပေါ့ပပလေးပဲကောင်းပါပြီလေနောက်ခါကျရင်မင်းဒီလောက်ထိအကြာကြီးစောင့်မနေရအောင်ငါအိမ်ကိုစောစောပြန်လာဖို့ကြိုးစားပါမယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ဖုန်းရန်နေတယောက်စိတ်ထဲကနေအကြီးကျယ်ကိုပောက်ကွဲသွားတော့တာပဲသူကဒီလူကလူစကားကိုနားမလည်ဘူးလားမသိဘူးငါသူ့ကိုစောင့်နေတာမဟုတ်ပါဘူးလို့ဘယ်နှခါပြောရမလဲကို့ဘာသာကိုပုံဖော်ပြီးအတွေးလုံနေလိုက်တာညတိုင်းလယောက်ျားပြန်လာမဲ့အချိန်ကိုထိုင်ဆောင်နေရတဲ့တနာစရာဇနီးတဲ့တယောက်လိုမျိုးလာပြောနေတယ်လို့တွေးပြီးကိုတိတ်ခါကိုပြန်ဆယ်ဖို့စကားတခုခုပြန်ပြောမလို့ပြင်လိုက်သေးတယ်ဒါပေမဲ့သူဘာမှမပြောရသေးခင်မှာလေငါကရေချိုးကန်းတဲ့ကိုတန်းဝင်သွားခဲ့တာပေါ့ဒါကိုကြည့်ပြီးဖုန်းရန်နေလဲမတက်နိုင်တဲ့အဆုံးထားလိုက်ပါတော့သူအရင်ရေချိုးပါစေဦးပြီးမှပဲတေးသေးချာချာရန်လုပ်တော့မယ်ဘာပဲဖြစ်ဖြစ်ငါကတကယ်လဲဖုန်းပဲပို့နေတာကိုအဲ့လိုတွေးနေမိတယ်ခိတ္တမြကြတော့ငါလဲကိုလက်တန့်စင်ပြီးအပြင်ထွက်လာကအိယာပေါ်တန်းလဲလိုက်တယ်ဒီနေ့ကတကယ်ကိုအလုပ်ရှုပ်ပြီးပြင်ပန်းခဲ့တာဆိုတော့မျက်လုံးတွေကအလိုလိုကိုမှိတ်ချင်နေပြီလေတစ်ဖက်မှာတော့ဖုန်းရန်နေကအခွင့်အရေးကိုစောင့်ပြီးစကားတွေကိုရှင်းရှင်းလင်းလင်းပြောဖို့ပြင်နေတာဒါပေမဲ့ငါကမျက်လုံးတွေကိုပိတ်ပြီးအိပ်ပျော်လူနေပါဖြစ်နေတာကိုမြင်တော့သူ့စိတ်ထဲမှာနည်းနည်းလေးစိတ်ကောက်ချင်တယ်လို့ဖြစ်သွားပြန်တယ်ဒီလောက်အထိအမြန်ကြီးအိပ်ပျော်သွားရတာလားငါနဲ့စကားတခွန်းတောင်မပြောချင်ဘူးလားလို့စိတ်ထဲကနေတွေးနေမိတာပေါ့ဒါပေမဲ့နောက်တစ်ခဏမှတည်းငါကခက်ဖောက်ဖွားလေးပြုံးလိုက်ပြီးလက်ကိုဆန့်ကသူ့ကိုငါရဲ့ရင်ခွင်ထဲဆွဲသွင်းပြီးဖက်လိုက်တယ်အဲ့ဒီအချိန်ကျမှပဲသူ့ရဲ့စိတ်ကောက်နေသမျှတွေဟာတခဏချင်းတွင်းမှတင်ကြက်ပြောင်ငှက်ပြောက်ပျောက်ကွယ်သွားခဲ့ရတော့တာပေါ့အခုတော့သူ့ရင်ထဲမှာရှက်စနိုးဖြစ်တာနဲ့ရင်ခုန်တုန်လှုပ်တာပဲကျန်တော့တယ်ဒီလိုနဲ့ပဲညက်ညက်ပိုင်းကိုဖျက်တမ်းသွားခဲ့ကြပြီးနောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့သူ့ရဲ့စိတ်ထဲကအဖုအထစ်တွေဟာလည်းတဖြည်းဖြည်းနဲ့ကုန်စင်သွားခဲ့ပါပြီနောက်တနေ့မှာတော့ဂျီယန်တယောက်အလုပ်ပထမဆုံးရဲ့အနေနဲ့ငါရဲ့ရုံးခန်းထဲကိုတန်းပြီးရောက်လာခဲ့တယ်တကယ်တော့သူကဒီကအခြေအနေတွေကိုလာပြီးစုံစမ်းကြည့်လို့လေငါ့ကိုမြင်လိုက်ရတဲ့အချိန်မှာငါမျက်နှာမှာပင်ပန်းနွမ်းနေတဲ့အရေးအယောင်လေးတွေတွေ့လိုက်ရတော့သူကစိတ်ထဲကနေအကိုကြီးကတညလုံးရန်ဖြစ်နေလို့လားဒါမှမဟုတ်ဖုန်းရန်နေကငါတင်ထားတဲ့ post ကိုမြင်သွားပြီးနှစ်ယောက်သားပြဿနာတက်ကြလို့လားဆိုပြီးတွေးနေမိတာပေါ့ဒါနဲ့သူကစိုးရင်တကြီးနဲ့အကိုကြီးဘာလို့ဒီလောက်တောင်ပင်ပန်းနေတဲ့ပုံပေါက်နေရတာလဲလို့လှမ်းမေးတယ်ငါလဲပုံမှန်လေတန်နဲ့ပဲမင်းညကအိတ်လို့တိတ်မကောင်းလို့ပါညနေ3 နာရီလောက်မှအိတ်ပျော်ပြီးမနက်9 နာရီမှပြန်ထလိုက်ရတာကိုဒီလိုအခြေအနေမျိုးမှာဘသူကကောင်းကောင်းအိတ်ပျော်နိုင်မှလဲလို့ပြန်ဖြေလိုက်တယ်ဒါကိုကြားတော့ဂျီယန်ခိတ္တမြငင်ကြသွားခဲ့တယ်သူစဉ်းစားနေတာကအိတ်လို့မကောင်းဘူးဆိုတာရန်ဖြစ်လို့လားဒါမှမဟုတ်တခြားအကြောင်းရင်းတစ်ခုခုကြောင့်လားပေါ့ဒါပေမဲ့အကြာကြီးလိုက်ကြည့်နေတာတော့မတင်ကားစရာအမှတ်အသားမျိုးဘာမှမတွေ့ရတာကြောင့်သူပို့ပြီးတော့ဝေခွဲမရဖြစ်သွားရပြန်တယ်ဒါဆိုရင်အခုထိသူတို့နှစ်ယောက်ကြားမှာဘာမှမဖြစ်သေးဘူးပေါ့ဟုတ်လားဒီလိုတွေးမိတော့ဂျီယန်ရဲ့စိတ်ထဲမှာဖုန်းရန်နေအပေါ်မကျေနပ်မှုတွေပို့ပြီးတိုးလာခဲ့ပြန်တယ်အမှန်တိုင်းပြောရရင်သူကဖုန်းရန်နေအပေါ်တိတ်ပြီးတန်ရောစင်ကြီးလာတာမဟုတ်ပေမဲ့သူ့ရဲ့အကိုကြီးကတော့သူ့အတွက်ကဘာပေါ်မှာအကောင်းဆုံးအဖိုးတန်ဆုံးလူသားကြီးမဟုတ်လားပြီးတော့အခုဆိုရင်သူတို့နှစ်ယောက်ကတရားဝင်လင်မယားတွေတောင်ဖြစ်နေကြပြီလေအဲ့ဒါကိုပြီးတော့လေဖုန်းရန်နေကသူ့အနာကိုကတ်ခွင့်မပေးသေးဘူးပေါ့လေသူကရုတ်တရက်လက်ထွက်ပြီးဒေါသကြီးနဲ့ရုံးခန်းထဲကနေပြေးထွက်သွားတော့တယ်ငါလည်းအံ့ဩသွားပြီးသူ့ကိုလှမ်းခေါ်လိုက်တယ်ဂျီယန်ဘာဖြစ်လို့လဲပေါ့ဒါပေမဲ့သူကဘာမှပြန်မဖြေဘူးအဲ့ဒီနောက်သူကကားပါကင်ထိဆင်းသွားပြီးကားကိုတန်းမောင်းကဖုန်းလုပ်ငန်းစုရဲ့ရုံးချုပ်စီကိုတန်းထွက်သွားတော့တယ်ဒါပေမဲ့ရုံးချုပ်ကိုရောက်တဲ့အခါကျတော့ဖုန်းရန်နေရဲ့ရုံးခန်းကဘဲလွှာမှလဲဆိုတာ तू မသိဘူးလေအဲ့ဒါကြောင့်သူကဖုန်းရန်နေစီကိုတန်းပြီးဖုန်းဆက်လိုက်တော့တယ်ဖုန်းဝင်သွားတာနဲ့ဂျီယန်ကဒေါသတကြီးနဲ့ဖုန်းရန်ဆိုပြီးအော်တော့တာပေါ့တစ်ဖက်မှာတော့ဖုန်းရန်နေကဖုန်းကိုကြည့်ပြီးဝေခွဲမရဖြစ်သွားတယ်ပြီးမှအောက်ထက်ကဧခန်းသွားပြီးစီစဉ်လာခဲ့တာပေါ့အဲ့ဒီမှာဂျီယန်ကဒေါသတကြီးနဲ့မတက်ရက်နေတာကိုမြင်တော့ဘာဖြစ်လို့လဲလို့လှမ်းမိတယ်ဒါကိုဂျီယန်ကအန်ကျိတ်ပြီးစိုက်ကြည့်ရင်ဖုန်းရန်နင်ဘယ်လိုလုပ်ဒီလိုလုပ်ရတာလဲလို့အော်ပြောလိုက်တယ်ဖုန်းရန်နေကတော့ဘာမှနားမလည်နိုင်ဖြစ်နေတော့မယ်အဲ့ဒီနောက်တစ်ခဏမှတင်ဂျီယန်ကသူ့ကိုအတင်းတွန်းထုတ်လိုက်တာကြောင့်သူကကြမ်းပြင်ပေါ်ကိုတန်းပြီးလဲကျသွားတော့တယ်သူ့ရဲ့မျက်လုံးထဲမှာချက်ချင်းပဲဒေါသအရေးအယောင်တွေတောက်ပလာခဲ့ရတာပေါ့ဘေးကလူတွေကသူ့ကိုအမြန်လာထူပေးကြတယ်သူ့ဘဝမှာတယောက်ကဒီလိုတွန်းချတာကိုခံရတာဒါပထမဆုံးအကြိမ်ပဲလေတကယ်လို့ဂျီယန်သာသူ့ရဲ့တငယ်ချင်းဟောင်းနဲ့မကြီးဖြစ်မနေရင်သူ့လုံခြုံရေးတွေကိုခေါ်ပြီးအပြင်ကိုမောင်းထုတ်ခိုင်းမိမှသေးချတယ်သူကဒေါသကြီးနဲ့နင်တကယ်ပဲဘာဖြစ်နေတာလဲငါနဲ့အပေါ်ဘာမှလုံးမိလို့လဲလို့မေးလိုက်တယ်ဒါကိုဂျီယန်ကဖုန်းရန်နေနင်ဘာမှမလုပ်ဘူးဟုတ်လားလို့စိတ်တူတူနဲ့ပြန်អော်တယ်အဲ့ဒီအချိန်မှာဖုန်းရန်နေရဲ့ခေါင်းထဲကိုမင်းညကအကြောင်းအရာတွေရုတ်တရက်ဝင်လာခဲ့တယ်သူစိတ်ထဲကနေမင်းညကငါနည်းနည်းပို့ပြီးရန်လိုတဲ့ပုံစံ aggressive ဖြစ်သွားမိတာတော့အမှန်ပဲဂျီယန်ကအဲ့ဒီအကြောင်းကိုဂျီယန်ကိုတွားပြောပြလိုက်လို့လားမသိဘူးလို့တွေးမိပြီးရင်ထဲမှာနည်းနည်းလန့်သွားတာပေါ့အဲ့ဒါကြောင့်သူကတုံရင်နဲ့ဒါဆိုနင်ကအခုဘာဖြစ်ချင်နေတာလဲလို့မေးလိုက်တယ်ဂျီယန်ကဒေါသတကြီးနဲ့ငါနင့်ကိုတင်ကန်းစာပေးခြင်းလို့ဟာငါအကိုကြီးကငါရဲ့ဂုဏ်ယူစရာ pride ပဲလေလို့ပြန်ဖြေတယ်ဖုန်းရန်နေကတော့သူ့ရဲ့အဖြစ်ကဘယ်ချိန်ကလေးကဒီလောက်အထိကြီးမားသွားမှန်းကိုလုံးဝစဉ်းစားလို့မရဖြစ်နေတော့မယ်တကယ်တော့ဂျီယန်ကသူ့ကိုတကယ်ကြီးရိုက်နှက်ပစ်ချင်တာဒါပေမဲ့ဖုန်းရန်နေရဲ့ဝေခွဲမရဖြစ်နေတဲ့မျက်နှာကြီးကိုမြင်တော့စိတ်ပြောင်းသွားပြီးငါနဲ့အတူအပြင်လိုက်ခဲ့လို့ပြောကအဆောက်အုံပြင်ဘက်ကိုထွက်သွားတော့တယ်ဖုန်းရန်နေကလည်းအမားကသူ့ဘက်ကပဲဖြစ်နေမလားလို့ထင်ပြီးတိတ်ဆိတ်ပဲနောက်ကလိုက်လာခဲ့တာပေါ့နှစ်ယောက်သားအပြင်ကလူသူစိတ်ငြိမ်တဲ့ထောက်တနေရာကိုရောက်တော့ဂျီယန်ကတန်းပြီးမေးခွန်းထုတ်တယ်ပြောစမ်းနင်ကအကိုကြီးကိုဘယ်တော့ကွာရှင်းပေးမှလဲ divorce တဲ့ဒါကိုကြားလိုက်ရတော့ဖုန်းရန်နေတယောက်ခက်ကြောင်ကြီးဖြစ်သွားပြီကွာကွာရှင်းမယ်ဟုတ်လားလို့အံ့ဩကြီးမေးမိတာပေါ့ဒါကိုဂျီယန်ကကွာမရှင်းရင်နင်ကတက်လုံးသူ့နားမှာတက်တွေ့နေတော့မလို့လားလို့ဆိုလိုက်တဲ့အခါဖုန်းရန်နေကောင်းတွေပိုမိုချာလဲသွားတော့တယ်ဇလန်းကဘဲကိုဥတီနေမှန်းသူလုံးဝသဘောမပေါက်တော့ဘူးလေ
အဲ့ဒါနဲ့သူကငါကြည်ရန်ကျင်ပေါ်ငါဒေါသတွေကိုတခါမှမပုံချဘူးပါဘူးပြီးတော့ဒါကအဖိုးနဲ့ဘာဆိုင်လို့လဲလို့မေးတယ်ဒါကိုကြည်ရန်ကချက်ချင်းပဲဘာလို့မဆိုင်ရမှာလဲအဖိုးကနင့်ကိုအကူကြီးနဲ့လက်ထပ်ဖို့အတင်းအကျပ်ဖိအားပေးခဲ့တာလေနင်ဒီမင်္ဂလာပွဲကိုမလို့ချင်းခဲ့ဘူးဆိုတာငါသိတယ်အဲ့ဒါကြောင့်နင်အခုအကူကြီးအပေါ်ဒီလိုအမှုအရာမျိုးတွေပြပြီးအဖိုးကိုကလက်စားချနေတာမဟုတ်လားလို့ပြန်ပြောတာပေါ့ဒါကိုကြားတော့ဖုန်းရန်နင်ကနင်ဘာတွေလျှောက်ပြောနေတာလဲငါလုံးသမျှအရာအလုံးကဆိုပြီးချက်ချင်းဖြတ်ထားလိုက်တယ်ဒီတစ်ခါတော့ကြည်ရန်ကိုယ်တိုင်ပဲပြန်ပြီးဝေခွဲမရဖြစ်သွားရပြန်တယ်မင်းညကကိစ္စဆိုတာတခြားတစ်ဖက်မှာတော့ဖုန်းရန်နင်ကဒါပေမဲ့အဖြစ်အလုံးကငါဘက်ကကြီးပဲလဲမဟုတ်ဘူးလေလို့တွေးပြီးအဖြစ်ကငါဘက်ကကြီးပဲလားနင့်အကူကြီးမှာကိုဘာအမှားမှမရှိဘူးလားလို့လှမ်းမိလိုက်တယ်ဒါကိုကြားတော့ကြည်ရန်ပါဆက်အဟောင်းသားဖြစ်သွားပြီးငါအကူကြီးမှာဘာဖြစ်ရှိလို့လဲလို့မေးတာပေါ့ဖုန်းရန်နင်ကနည်းနည်းစိတ်ကောက်တဲ့လေတန်းနဲ့သူကအိမ်အောင်ရှိတဲ့လူလေးအဲ့ဒါကိုအမျိုးသမီးအတန်းဖော်တယောက်နဲ့ညှင်းနေတဲ့အထိလို့မေးလိုက်တဲ့အခါကျမှကြည်ရန်အရာအလုံးကိုသဘောပေါက်သွားတော့တယ်ဘာလို့လဲဆိုတော့သူနဲ့ဖုန်းရန်နင်တို့ဟာလုံးဝမတူညီတဲ့အကြောင်းအရာနှစ်ခုကိုလွဲပြီးပြောနေကြမှန်းသူသိသွားလို့ပဲလေအဲ့ဒါကြောင့်သူကအော်ကြီးနဲ့ခဏလေးဒါဆိုမင်းညကနင်းနဲ့အကူကြီးရန်ဖြစ်ကြတယ်ဆိုတာလီယွန်းရှူကြောင့်ပေါ့ဟုတ်လားလို့မေးလိုက်တယ်ဒါကိုဖုန်းရန်နင်ကချက်ချင်းပဲပါလဲနင့်အကူကြီးကနင့်ကိုအဲ့ဒီအတိုင်းပဲပြောပြလိုက်တာလားလို့ပြန်ပြီးတော့ကြည်ရန်ကငါအကူကဘာမှမပြောပါဘူးလို့ဆိုလိုက်တဲ့အခါဖုန်းရန်နင်တယောက်လုံးဝကိုစကားအိမ်သွားတော့တယ်ဒါဆိုအခုကြည်ရန်ကဘာဖြစ်လို့ဒီလောက်အထိအကြီးကျယ်စိတ်တူပြီးလာရန်လုပ်နေတာလဲပေါ့အဲ့ဒီမှာကြည်ရန်ကအေးဆက်ဆက်နဲ့ခပ်ပေါက်ပါလေးရေးလိုက်ပြီးနင်ကအကူစီကနေပဲကွာရှင်းခွင့်တောင်းလိုက်ပါလို့ပြောတော့ဖုန်းရန်နင်ကပို့ပြီးတော့တောင်းအံ့ဩသွားပြီးဒီဆုံးဖြတ်ချက်ကိုငါတယောက်တည်းချလို့ရမှာမို့လို့လားတကယ်လို့ငါလက်ထဲမှာသာဆုံးဖြတ်ပိုင်ခွင့်ရှိခဲ့ရင်နင့်အကူနဲ့ငါလုံးဝလက်ထပ်မှာမဟုတ်ဘူးပြီးတော့ငါကအိမ်အောင်ရေးကိုကစားစရာလို့သဘောထားတဲ့မိန်းမမျိုးမဟုတ်ဘူးလို့ပြက်ပြက်သားသားပြန်ပြောလိုက်တယ်ဒါကိုကြားတော့ကြည်ရန်ကငါကတော့အဲ့ဒီလိုမိန်းမမျိုးပဲငါကတော့အိမ်အောင်ရေးကိုအလေးမထားဘူးလို့ဆိုလိုက်တဲ့အခါဖုန်းရန်နင်တယောက်ဒေါသတကြီးနဲ့ရေတောင်ရေချင်းသွားတော့တာပဲဖုန်းရန်နင်ကဆက်ပြီးတော့ကြည်ရန်ငါတကယ်ကိုနားမလဲတော့ဘူးငါကဘာတွေကြီးကျယ်လုံးမိလို့နင်ကငါ့ကိုနင့်အကူနဲ့ကွာရှင်းဖို့အထိအတင်းအကျပ်လာဖိအားပေးနေရတာလဲလို့မေးရှာတယ်သူတကယ်ကိုမသိတာလေဘာလို့လဲဆိုတော့အစပိုင်းမှာသူနဲ့ကြည်ရန်တို့လက်ထက်တုန်းကကြည်ရန်တယောက်လုံးဝကြီးသဘောမတူတာမျိုးရှိခဲ့ရင်တော့ဒီလောက်အထိပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာမဟုတ်ဘူးဒါပေမဲ့အခုကျမှဘာဖြစ်လို့လဲပေါ့ဒါကိုကြားတော့ကြည်ရန်ရဲ့ဒေါ်သမီးကတဟုံပြန်တောက်လာပြန်တယ်သူကဖုန်းရန်နင်ကိုစိုက်ကြည့်လိုက်တာကြောင့်ဖုန်းရန်နင်တော့မတိမတာနောက်ကိုတလန်းဆုပ်သွားမိရတယ်ကြည်ရန်ကနင်ဘာလုပ်မိလဲဟုတ်လားအားလုံးကိုငါကပဲအကွက်ချပြီးရှင်းပြနေရအောင်မလားနင်ငါအကူကြီးနဲ့လက်ထပ်ပြီးကလေးကဇနီးကောင်းတယောက်ရဲ့တာဝန်တွေကိုတေချာထမ်းဆောင်ရမှာလေတကယ်လို့နင်ကသူ့ကိုအဲ့ဒီလောက်တောင်မုန်းနေလေဆိုရင်အစကတည်းကဘာလို့လက်ခံခဲ့လဲလို့ပြောပြီးကိုလို့တောင်ဒေါသထွက်တဲ့လေးတန်နဲ့ဆက်ပြောသေးတယ်အခုကျတော့နင်ကလက်ထပ်တယ်ပြီးတော့ငါအကူကြီးကိုအိမ်မှာအလှပြပစ္စည်းတက်လို့ပဲဖြစ်ထားတယ်နင်သူ့ကိုကြည့်လဲမကြည့်ဘူးကင်လဲမကင်ဘူးနင်သိရလားငါအကူကြီးလို့ယောက်ျားတယောက်အတွက်ဒါကဘလောက်တောင်တိတ်ခါကြစရာကောင်းပြီးစိတ်တန်ရစီလဲဆိုတာတဲ့ဒါကိုကြားလိုက်ရတဲ့အခါဖုန်းရန်နေတယောက်ပါဆက်အဟောင်းသားနဲ့အဟော်ဒါကြီးကြည့်နေမိတော့တယ်ကြည့်လဲမကြည့်ဘူးကင်လဲမကင်ဘူးဟုတ်လားကြည်ရန်ကတော့အရှိန်မပြတ်ပဲတကယ်လို့အဲ့ဒီလိုပဲဆက်လုပ်နေအောင်မှဆိုရင်ငါအကူကြီးကိုလှုပ်ပေးလိုက်ပါသူ့ကိုကွာရှင်းပေးလိုက်တော့လို့ထပ်អော်တာပေါ့အဲ့ဒီတော့မှဖုန်းရန်နင်ကခဏလေးနေပါဘူးငါသူ့ကိုကြည့်လဲမကြည့်ဘူးကင်လဲမကင်ဘူးလို့နင့်ကိုဘယ်သူပြောလဲလို့ဖြတ်ပြောပြီးရှက်ကိုရှက်ကန်းနဲ့တိုးလေးဆက်ပြောရှာတယ်ငါသူ့ကိုနေတိုင်းကင်နေတော့တညတဲ့အချိန်အများကြီးကင်လာတဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာတော့နှစ်ယောက်လုံးတယောက်မျက်နှာတယောက်စိုက်ကြည့်မိသွားကြပြီးပတ်ဝန်းကျင်ရဲ့အခြေအနေကြီးကချက်ချင်းကိုထူဆန်းပြီးအေးခဲသွားတော့တာပဲအထူးသဖြင့်ဖုန်းရန်နင်ရဲ့မျက်နှာတစ်ခုလုံးရဲတောက်သွားသလိုကြည်ရန်ရဲ့မျက်နှာကလည်းဘာကြောင့်မှမသိအလိုလိုနီမြန်းလာခဲ့ရတယ်ပြီးမှကြည်ရန်ကမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့တကယ်ကြီးလားလို့အထစ်အငုံမေးတယ်ဖုန်းရန်နင်ကလည်းဒါကလိမ့်စရာမရှိဘူးလေငါနင့်ကိုဘာလို့လိမ့်ရမှာလဲလို့ဆိုတော့ကြည်ရန်ကနည်းနည်းနေရခတ်တဲ့ပုံစံနဲ့ဒါဆိုနင်ကချက်တင်ကယူထဲမှာဘာလို့အဲ့ဒီလိုမျိုးပြောခဲ့ရတာလဲငါကအထင်လွဲသွားတာပေါ့လို့ညီးသွားတယ်ဖုန်းရန်နင်ကလည်းမတက်နိုင်တဲ့အစုံနင်ကငါ့ကိုတကဘာလုံးရှောက်អော်ပြီးငါနဲ့အကူနဲ့အတူတူအိပ်ပြီးလို့လိုက်ကြင်ညာစေချင်တာလားနင့်မျက်စိထဲမှာငါကအဲ့ဒီလောက်တောင်ရှက်မရှိတဲ့မိန်းမကြီးဖြစ်နေလို့လားလို့ပြန်ပြောတာပေါ့အဲ့ဒီလိုသဘောလည်းမဟုတ်ပါဘူးလို့ကြည်ရန်ကလေတံလေးတိုးပြီးပြန်ဖြေရှာတယ်နောက်ဆုံးတော့သူ့ရဲ့ချုံမောပြည့်စုံလုံးနဲ့အကူကြီးဟာသူ့ရဲ့ဘဝင်မြင့်လာတဲ့တငယ်ချင်းကောင်းမလေးရဲ့လက်ထဲကိုအလုံးစုံရောက်ရှိသွားပြီဆိုတာသူတေချာပေါက်သိလိုက်ရပြီလေအဲ့ဒါနဲ့ကြည်ရန်ကဆက်စုချင်းစိတ်တွေပိုကြွလာပြီးဒါနဲ့မင်းညကနင်တို့နှစ်ယောက်ကြားမှာတကယ်ပဲဘာဖြစ်ခဲ့ကြတာလဲလို့ထပ်မေးပြန်ရောဒါကိုကြားတော့ဖုန်းရန်နင်ကရုတ်တရက်မျက်လုံးချင်းမစုံရဲပဲရှောင်ခဲ့ကဘာမှထူးထူးခြားခြားမရှိပါဘူးလို့လေတံတိုးလေးနဲ့ပြောပေမဲ့သူ့ရဲ့အမူအရာကိုကြည်လာတဲ့တခုခုတေချာပေါက်ဖြစ်ခဲ့တယ်ဆိုတာသိတာလုံးနေတာပေါ့အဲ့ဒါကြောင့်ကြည်ရန်ကပို့ပြီးအတီပေါက်နဲ့အမှန်တိုင်းပြောစမ်းပါလို့အတင်းအကျပ်မေးတော့တယ်ခဏလောက်ငြိမ်သွားပြီးတဲ့နောက်မှာတော့ဖုန်းရန်နင်ကအတန်ကိုတက်နိုင်တဲ့လောက်နှိပ်ပြီးမင်းညကနင့်အကူကအခြေအနေသိမ့်မကောင်းဘူးလေအဲ့ဒါကြောင့်ငါကပဲသူ့ကိုအတင်းအကျပ်လှုပ်လိုက်တာလို့ပြောလိုက်တယ်သူပြောရင်းနဲ့နောက်ဆုံးစကားလုံးတွေကြတော့ချင်းလေးတကောင်အမိတန်လောက်ပဲအတန်ကတိုးဝင်သွားတော့တာပဲပထမတော့ကြည်ရန်တယောက်ဘာကိုဆိုလိုမန်ချက်ချင်းတွေးမရဘူးဒါပေမဲ့စက္ကန့်ပိုင်းလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ဘာကိုပြောတာလဲဆိုတာကောင်းကောင်းကြီးသဘောပေါက်သွားပြီးအန်ဂျိတ်ကဖုန်းရန်နင်ကိုအန်အော်ဒါကြီးနဲ့စိုက်ကြည့်နေမိတော့တယ်ဒါကိုမြင်တာနဲ့ဖုန်းရန်နင်လည်းအဲ့ဒီနေရာကနေချက်ချင်းလှည့်ပြီးတော့တာပေါ့ပြေးရင်လွှားရင်းနဲ့လည်းလမ်းអော်သေးတယ်နင်နားလည်းမှာမဟုတ်ပါဘူးဒါကလင်မယားကြားကပြောစရာ husband and wife ဆွာလေခုခေတ်လူတိုင်းလည်းဒီလိုပဲလုပ်ကြတာပဲကိုတဲ့အဲ့ဒီနောက်မှာတော့ကြည်ရန်ကကုမ္ပဏီကိုပြန်လာပြီးငါရဲ့ရုံးခန်းထဲကိုဝင်လာခဲ့တယ်ပြီးတော့သူကအကူကြီးတကယ်လို့ဖုန်းရန်နင်ကအကူကြီးအပေါ်မကောင်းတာလုပ်ရင်ဖြစ်ဖြစ်တခုခုအနိုင်ကျင့်ရင်ဖြစ်ဖြစ်တမီးကိုတိတိကျကျလာပြောတော့တမီးသွားပြီးသူ့ကိုကောင်းကောင်းဆုံးမပေးမယ်လို့လာပြောရှာတယ်ငါလည်းပြုံးပြီးခေါင်းငင်းပြကကောင်းပါပြီလို့အဲ့ရင်ပြောတာပေါ့ဒါပေမဲ့သူကငါ့အပေါ်တော်တော်လေးကောင်းပါတယ်လို့ပြန်ဖြေလိုက်တယ်ဒါကိုကြားတော့ကြည်ရန်တယောက်ပို့ပြီးတော့တောင်ခေါင်းရှုပ်သွားရပြန်တယ်ဒီလောက်အထိအခြေအနေတွေဖြစ်ပျက်နေတာတော့အကူကြီးက
သူစဉ်းစားလေးပို့ပြီးတော့တောင်ဝေခွဲမရဖြစ်လေပါပဲဒါကတကယ်ပဲလင်မယားကြားကပြောစရာမျိုးလားဆိုပြီးတွေးတောရင်းနဲ့ပဲသူရုံးခန်းထဲကနေထွက်သွားတော့တယ်ဒါပေမဲ့ငါအတွက်ကတော့ဒီနေ့သူ့ရဲ့အမူအရာနဲ့စကားလုံးတွေကတော်တော်လေးထူးဆန်းနေတယ်လို့ပဲပေါ့တခြားတစ်ဖက်မှာတော့အောက်ထပ်ပထမအလွှာမှာဂျီယန်နဲ့ဖုန်းရန်တို့အကြားဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကဖုန်းမိသားစုရဲ့အဖိုးအိုအိုမတ်စတာဖုန်းစီကိုသတင်းကချက်ချင်းရောက်သွားခဲ့တယ်ဒါကိုကြားရတော့အဖိုးကတေချာပေါက်သူ့မြေမလေးတယောက်အမှားလုံးမိလို့ပဲဂျီယန်ကဒီလောက်အထိဒေါသထွက်ပြီးလာရန်လောက်တာဖြစ်ရမယ်လို့တွေးမိတာပေါ့တကယ်တော့ဖုန်းမိသားစုရဲ့အဖိုးအိုဟာငငယ်ကလေးကသူ့မြေမလေးကိုမျက်စိအောက်ကအပြောက်မခံပဲအလိုလိုက်ပြီးအသေးဆွဲချစ်လာခဲ့တာလေပုံမှန်အားဖြင့်တော့ဘလောက်ပဲစူပူချင်းမောင်းပါစေတခါမှလက်ဖြားနဲ့တောင်မထိခဲ့ဘူးအဲ့ဒါကြောင့်အခုလိုသူ့မြေမလေးအခြားသူရဲ့တွန်းချတာခံလိုက်ရတယ်ဆိုတဲ့သတင်းကိုကြားရတဲ့အခါစိတ်ထဲမှာတော့နည်းနည်းလေးမကြည်မနှက်ဖြစ်သွားမိတာပေါ့ဒီလိုနဲ့ညဘက်ညစာစားတဲ့အချိန်ရောက်တော့အဖိုးကဒီအကြောင်းအရာကိုပဲစကားပြောရင်းနဲ့ထုံမေးပါလေရောအဖိုးကဖုန်းရန်ကိုကြည့်ပြီးငါကြားတာတော့ဒီနေ့ဂျီယန်ကနင့်ကိုပထမအလွှာမှာနင့်ကိုတွန်းချခဲ့တယ်ဆိုတာပြီးတော့နင့်ကိုရိုက်နှက်ဖို့အထိပါလုပ်ခဲ့တယ်ဆိုတာဟုတ်သလားတဲ့ဒါကိုကြားလိုက်ရတဲ့အခါဖုန်းရန်တယောက်လမ်းဖြန်သွားပြီးငါ့ကိုလမ်းကြည့်တော့တာပေါ့ငါကလည်းအန်အော်ဒါကြီးနဲ့သူ့ကိုပြန်ကြည့်မိတော့သူတကယ်ပဲအဲ့ဒီလိုခံလိုက်ရတာတေချာသွားပြီအဲ့ဒါနဲ့ငါလည်းချက်ချင်းပဲသူနင့်ကိုဘာဖြစ်လို့တွန်းချရတာလဲလို့ထပ်မေးလိုက်တယ်ဒါပေမဲ့ဒီတစ်ခါလဲသူကဘာမှပြန်မပြောဘဲနှုတ်ဆက်နေပြန်ရောဘာလို့လဲဆိုတော့သူလည်းဘလို့ပြန်ဖြေရမှန်းကိုလုံးဝစဉ်းစားမရဖြစ်နေလို့လေအဲ့ဒီမှာတဲ့အဖိုးကဂျီယန်ကအတိတ်ပဲမရှိတာတွေရှောက်လုံးမဲ့ကလေးမျိုးမဟုတ်ဘူးတကယ်လို့သူအဲ့ဒီလိုလုပ်ခဲ့တယ်ဆိုရင်တေချာပေါက်နင့်ဘက်ကတခုခုအမှားလုံးမိလို့ပဲဖြစ်ရမယ်လို့မိတ်လိုက်တယ်ဒါကိုကြားတော့ဖုန်းရန်တယောက်ရှက်ဒေါသလဲထွက်တဲ့လေတံနဲ့အဖိုးဒီကိစ္စတွေကိုဝင်မပါပါနဲ့ဒါကသမီးနဲ့ဂျီယန်တို့ကြားကကိစ္စပါလို့အတင်းညှင်းတော့တာပေါ့တကယ်တော့သူမင်းညကဘာတွေလုပ်ခဲ့မိလဲဆိုတာပြန်တွေးမိသွားလို့လေအဲ့ဒီတော့ဂျီယန်ကသူ့ကိုတကယ်ကြီးလာရရင်တောင်သူပြန်ခုခံနိုင်မှာမဟုတ်ဘူးဆိုတာသူသိနေတာကိုအဖိုးကမျက်ခုံးတွေကိုတွန်းလိုက်ပြီးတကယ်လို့အမကနင့်ဘက်ကဆိုရင်တော့ဂျီယန်နဲ့နင့်ရဲ့ရောက်ခမတွေစီသွားပြီးချက်ချင်းတောင်းပန်လိုက်လို့ထက်လောင်းအမိန့်ပေးပြန်တယ်အဲ့ဒီနောက်မှာတော့ငါလည်းအဖိုးကိုကြည့်ပြီးအဖိုးကျွန်တော်ရန်နေကိုအခန်းထဲခေါ်သွားပြီးတေးသေးချာချာမေးမြန်းလိုက်ပါဦးမယ်လို့ပြောလိုက်တယ်အဖိုးကလည်းခေါင်းငိမ့်ပြီးငါဒီမြေမလေးကိုငငယ်ကလေးကအရန်အလိုလိုက်ပြီးဖျက်ဆီးခဲ့တာတကယ်လို့သူအမှားလုပ်ခဲ့တယ်ဆိုရင်မင်းသူ့ဘက်ကနေပြီးတက်ညာပေးမနေနဲ့လို့ဆိုလေရဲ့ငါလည်းငြိမ်လေးပဲခေါင်းငိမ့်ပြလိုက်မိတယ်ဒါပေမဲ့စိတ်ထဲကနေတော့အဖိုးကဒီစကားကိုဒီအတိုင်းတက်ပြောနေတာမဟုတ်မှန်းကောင်းသဘောပေါက်တာပေါ့အဖိုးကငါ့ကိုတတိပေးတဲ့သဘောအချက်ပြတာပါဘာပဲဖြစ်ဖြစ်ဖုန်းရန်ကဖုန်းမိသားစုရဲ့တူဦးတွေတော့အမွေခံသမီးကြီးဖြစ်တယ်လို့အဖိုးရဲ့အချစ်ဆုံးမြေမလေးလည်းဖြစ်တာကိုတကယ်လို့ဂျီယန်ရဲ့နေရာမှာတခြားသူသာဆိုရင်အဖိုးကအဲ့ဒီလူကိုဟိုးအရင်ကတည်းကကောင်းကောင်းကြီးအပြစ်ပေးပြီးလောက်ပြီလေညစာစားပြီးအခန်းထဲပြန်ရောက်တော့ငါကသူ့ကိုထပ်မေးတယ်ဂျီယန်ကနင့်အပေါ်ဘာလို့လက်ပါခဲ့ရတာလဲပေါ့ဒါပေမဲ့သူကတော့ဘာမှမပြောပဲငြိမ်နေတော့မယ်အဲ့ဒါနဲ့ငါကတကယ်လို့နင်မပြောဘူးဆိုရင်ငါဂျီယန်စီဖုန်းဆက်ပြီးဓာတ်ရိုက်မေးလိုက်မယ်လို့ပြောလိုက်ပေမဲ့သူကတော့ထူးမခြားနာအတိုင်းငြိမ်နေသေးပဲဒါကိုကြည့်ပြီးငါလည်းမနေတော့ပဲဂျီယန်စီကိုဖုန်းတန်းခေါ်လိုက်တော့တယ်ဖုန်းဝင်သွားတာနဲ့နင်ဘာဖြစ်လို့ဖုန်းရန်နေအပေါ်လက်ပါခဲ့ရတာလဲလို့တန်းမေးလိုက်တာပေါ့ဂျီယန်ကစက္ကန့်ပိုင်းလောက်ငြိမ်သွားပြီးမှပြားများတဲ့လေတံနဲ့ဘာလို့လဲဆိုတော့သူကအမှားလုပ်ထားလို့လေလို့ပြန်ဖြေတယ်ငါလည်းမျက်ခုံးတွေကိုစုလိုက်ပြီးသူဘာလုပ်မိလို့လဲလို့ထပ်မေးတော့သူကမကြည်မနှက်နဲ့အကိုကြီးပဲသူ့ကိုကိုယ်တိုင်မေးကြည့်လိုက်ပါလားလို့ဆိုတယ်ငါကလည်းငါမေးပြီးဒါပေမဲ့သူကဘာမှမပြောဘူးလို့ပြန်ပြောတော့ဂျီယန်ကစိတ်တူတူနဲ့အဲ့ဒါသူရှက်နေလို့ပေါ့အကိုကြီးကိုပြောပြဖို့မျက်နှာမရှိတော့လို့နေမှာပေါ့တဲ့ငါရဲ့လေတံကလည်းတဖြည်းဖြည်းနဲ့အတီးပေါက်ဖြစ်လာပြီးဒါဆိုတကယ်ပဲဘာကိစ္စမို့လို့လဲလို့အမိန်ပေးတန်နဲ့မေးလိုက်တယ်ငါရဲ့လေတံကိုကြားတာနဲ့ဂျီယန်ကငါတကယ်စိတ်တူနေပြီဆိုတာရိပ်မိသွားပြီးလေတံလေးလျှော့ကညီမကသူ့အကိုကြီးကိုစော်ကားနိုင်ခြင်းနဲ့ထင်လို့ပါလို့တိုးတိုးလေးပြောရှာတယ်ဒါကိုကြားတော့ငါအံ့ဩသွားပြီးနင်ကဘာဖြစ်လို့အဲ့ဒီလိုထင်ရတာလဲလို့မေးလိုက်ပြန်တော့ဂျီယန်ကပြန်ပြီးနှုတ်ဆက်သွားပြန်ရောအချို့သောစကားလုံးတွေကသူ့ရဲ့အကိုအရင်ခောက်ကိုတောင်ထုတ်ပြောဖို့အတော်လေးရှက်စရာကောင်းနေလို့လေအဲ့ဒီချိန်မှာငါကတော့ဘေးနားမှာခဏမငြိမ်ဖြစ်နေတဲ့ဖုန်းရန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှနင်တို့နှစ်ယောက်လုံးကဘာဖြစ်လို့ဒီလောက်အထိထစ်အငုံဖြစ်နေကြတာလဲတကယ်ပဲဘာကိစ္စလဲပြောစမ်းပါလို့ဆိုလိုက်တယ်ဒီတစ်ခါတော့ဂျီယန်လဲစင်ကြေပေးပြီးငြိမ်နေလို့မရတော့ဘူးလေအဲ့ဒါကြောင့်သူကစိတ်မရှိတဲ့လေတံနဲ့သူ့ဘာသာသူပဲပြောတာလေမင်းညကအကိုကြီးကိုသူကပဲအတင်းကျပ် force လုပ်လိုက်တာဆိုပြီးတော့တဲ့ဒါကိုကြားလိုက်ရတဲ့အချိန်မှာတော့ပုံမှန်အားဖြင့်ဘလို့အခြေအနေမျိုးမှမဆိုမျက်နှာအမူအရာမပြတ်တတ်တဲ့ငါရဲ့နာရွက်တွေတောင်ချက်ချင်းရဲတောက်ပြီးပူထူသွားခဲ့ရတော့တယ်တခြားတစ်ဖက်မှာတော့ဖုန်းရန်ကငါရဲ့နာရွက်တွေရဲတောက်သွားတာကိုကြည့်ပြီးအံ့ဩမြင်တက်နေမိတာပေါ့သူကစိတ်ထဲကနေငါနဲ့ဂျီယန်ကအဲ့ဒီလောက်တောင်ရင်းနှီးသွားကြတာလားလင်မယားကြားကလှုပ်ဝက်တဲ့ပုဂ္ဂလိကကိစ္စ private matters တွေကိုတောင်သူကအကုန်သိနေပါလားလို့တွေးပြီးအံ့ဩနေမိတယ်ဖုန်းရဲ့အခြားတစ်ဖက်မှာတော့ဂျီယန်ကစိတ်ဆိုးဆိုးနဲ့ပဲတရက်ဆက်ပြောနေတော့မယ်ညီမလုပ်သမျှအရာအလုံးကအကိုကြီးအတွက်ပဲတော့တကယ်လို့ညီမသာသူ့ကိုအခုသင်ခန်းစာမပေးလိုက်ရင်သူကဒီနေ့အကိုကြီးကိုတခါအတင်းကျပ်လုပ်မယ်နောက်နေ့ကျရင်ဒုတိယအကြိမ်ထပ်လုပ်ဦးမှာပဲပြီးတော့လေအကိုကြီးကအဲ့ဒီလိုမိမမျိုးကိုဘာလို့သဘောကျနေရတာလဲညီမလုံးဝနားမလည်နိုင်တော့ဘူးနောက်တစ်ခါသာအဲ့ဒီလိုထပ်ဖြစ်ရင်တော့ညီမတကယ်ကြီးသူ့ကိုရိုက်နှက်ပြတော့မယ်တဲ့ဒါကိုကြားတော့ငါလဲဝရန်တာဘောကနေဘက်ကိုထွက်လာခဲ့ပြီးဖုန်းရန်နေငါတို့ပြောတာတွေကိုမကြားရအောင်မှန်တကားကိုပါအသေးသေးချာချာဆွဲပိတ်လိုက်တော့တယ်ဒါကိုမြင်လိုက်ရတဲ့ဖုန်းရန်နေရဲ့စိတ်ထဲမှာတော့ထူးဆန်းတဲ့အတွေးတွေဝင်လာပြန်တာပေါ့သူငါ့ကိုရှောင်ဖယ်နေတာလားငါတို့ကလင်မယားတွေလေကဘာပေါ်မှာအရင်နှီးဆုံးလူသားတွေဖြစ်နေတာမဟုတ်ဘူးလားဆိုပြီးပို့လို့တောင်ခေါင်းရှုပ်သွားရပြန်တယ်ဒါဆိုသူတို့နှစ်ယောက်ကငါ့ကိုဘာလို့စကားတွေလှုပ်ဝက်ထားရတာလဲငါအကြောင်းအတင်းတွေရှောက်ပြောနေကြတာလားမသိဘူးလို့တွေးမိရင်ကိုပြန်ချော့နေမိတယ်ငါနည်းနည်းလောက်ခိုးနှားထောင်လိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲဖုန်းမိသားစုရဲ့သမီးကြီးကအခုကြမှာတိတ်ခါတွေကိုဂယုစိုက်နေတော့မှလားဆိုပြီးတော့ပေါ့ဝရန်တာအပြင်ဘက်မှာတော့ငါကဖုန်းရန်နေရှိတာဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှဂျီယန်ကိုပြောလိုက်တယ်ဘာပဲဖြစ်ဖြစ်နင်သူ့ပေါ်လက်မပါတင်ဘူးဖုန်းရန်ကဖုန်းမိသားစုရဲ့တူးလေးတော့သမီးကြီးလေးနင်လည်းသိတာပဲအဖိုးနဲ့မိသားစုတစ်ခုလုံးကသူ့ကိုဘလောက်အထီတန်ဖိုးထားပြီးချစ်ကြလဲဆိုတာလို့ဆိုလိုက်တယ်
ဒါကိုကြည်ရန်ကတိုးလေးကြီးတွားရှာတယ်ညီမကသူ့ကိုတကယ်ကြီးရိုက်တာမဟုတ်ပါဘူးနည်းနည်းလေး6လက်ယုံတင်စူးစမ်းလိုက်တာပါလေပြီးတော့မှပိုပြီးတိုးညင်းတဲ့လေတံလေးနဲ့ဆက်ပြောတာကတကယ်လို့နေဘက်ကြီးမလုပ်ရဲရင်လည်းနောက်တစ်ခါကျညဘက်ကျမှလုပ်မယ်အိတ်တလုံးနဲ့အုပ်ပြီးတော့ကိုကောင်းကောင်းကြီးပညာပေးပြမယ်တဲ့သူ့ရဲ့အတန်ကအရန်တိုးလို့နေတာကြောင့်ငါစီကိုတဲကွဲမကြားရဘူးလေအဲ့ဒါနဲ့ငါကနင်းခုနကဘာပြောလိုက်တာလဲလို့ပြန်ပြီးတော့ကြည်ရန်ကချက်ချင်းပဲပါဆက်ပိတ်ပြီးငြိမ်သွားတော့တာပဲဘာပဲဖြစ်ဒီလိုအတွေးမျိုးတွေကိုသူငါ့ကိုမသိစေချင်ဘူးဆိုတာသိတာနေတာပေါ့ခဏလောက်ကြာတော့မှသူကလာဆိုသူအကိုကြီးပေါ်လုတ်ခဲ့တဲ့အပြုတ်မှုတွေအတွက်ဖေနဲ့မေမေကိုဘယ်လိုမျက်နှာပြပြီးရှင်းပြမလဲဆိုတာကိုသူစဉ်းစားမိရဲ့လားလို့ထပ်မိတယ်ငါလည်းခိတ္တမြနှုတ်ဆက်သွားပြီးမှတကယ်တော့သူငါ့ကိုအတင်းကျပ်လုတ်ခဲ့တာမဟုတ်ပါဘူးလို့ပြန်ပြောလိုက်တယ်ဒါကိုကြားတော့ကြည်ရန်ကထိတ်လန့်တကြားနဲ့ပါအကိုကြီးကမငင်းခဲ့ဘူးဟုတ်လားလို့အော်မေးတော့တာပေါ့ငါလည်းကိုနှစ်ဖူးကိုပြန်ရိုက်မိရင်ကိုရဲ့ညီမအငယ်မလေးကိုဒီလိုရင်းနှီးတဲ့ကိစ္စမျိုးတွေဘယ်လိုရှင်းပြရမလဲဆိုပြီးစိတ်ညစ်သွားမိတယ်ပြီးမှငါနဲ့သူကလင်မယားတွေလေးတစ်ခါတလေကြာရင်ဆက်ဆံရေးမှာစိတ်ခံစားချက်ရအပြန်အလှန်ဆွဲငင်တာမျိုး emotional push ဖို့ရှိတတ်တာပဲနင်းနားလည်းမဟုတ်ပါဘူးလို့ပြောလိုက်တော့ကြည်ရန်တယောက်လုံးဝကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေဖြစ်သွားပြီးညီမနားလည်းမလဲခြင်းဘူးလို့ဆိုကစိတ်ထဲကနေငါအကိုကြီးနဲ့ဖုန်းရန်နေလို့ကြမှာဒီလိုဆက်ဆံရေးမျိုးရှိနေတာလားဆိုပြီးစွန့်လို့နေတော့တယ်သူအကြီးကျယ်လမ်းဖြတ်နေတော့မှပဲငါကချက်ချင်းပဲစကားလမ်းကြောင်းလွှဲလိုက်တယ်နင်းနဲ့ဖုန်းရန်နေကိစ္စနဲ့ပတ်သက်ပြီးအဖိုးကတော်တော်လေးစိတ်ဆိုးနေတာနော်နောက်ရက်ကျရင်အဖိုးစီသွားပြီးတိတိကျကျတောင်းပန်လိုက်ဦးလို့ဆိုလိုက်တယ်ဒါကိုကြားတော့ကြည်ရန်တယောက်လုံးဝစကားအိုင်သွားပြီးဘာပြန်ပြောရမှန်းကိုမသိတော့ဘူးသူစိတ်ထဲကနေငါကစေတနာနဲ့အကူဘက်ကကူညီပေးမလို့သွားတာကိုအခုကျတော့ငါကပဲပြန်ပြီးတောင်းပန်ရမယ်ဟုတ်လားဆိုပြီးစွမ်းအားတွေဆုပ်ယုပ်သွားတော့တာပေါ့ဖုန်းချပြီးတဲ့နောက်ငါလည်းအခန်းထဲကိုပြန်ဝင်လာခဲ့တယ်ဖုန်းရန်နေကတော့ဆိုဖာပေါ်မှာထိုင်ပြီးဖုန်းပို့နေတော့မဲ့ငါကိုမြင်တာနဲ့သူကကြည်ရန်ကဘာတွေပြောနေတာလဲလို့လှမ်းမိတယ်ငါလည်းသူ့ကိုစိုက်ကြည့်ပြီးနင်းနဲ့ကြည်ရန်တို့ဘာအကြောင်းတွေရှောက်ပြောထားလဲဆိုတာငါအကုန်သိတယ်နော်လို့ဆိုလိုက်တော့ဖုန်းရန်နေကဘာမှနားမလည်တဲ့ပုံစံနဲ့ဘာအကြောင်းတွေလဲလို့ပြန်မေးရှာတယ်သူ့ရဲ့ဖြူစင်အပြစ်ကင်းလာတဲ့မျက်နှာလေးကိုကြည့်ပြီးငါလည်းတက်ပြင်းချမိရင်လင်မယားကြားကလှုပ်ဝက်တဲ့ပုဂ္ဂလိကကိစ္စတွေလေဒီလိုမျိုးအကြောင်းအရာတွေကိုအပြင်လူတွေကိုရှောက်ပြောပြတတ်တဲ့သူတွေကအိမ်တော်ကြီးရဲ့တန်ဖိုးကိုနားမလည်တဲ့သူတွေပဲလို့ပြောပြီးမှဒါနဲ့ကြည်ရန်ကမင်းညကကိစ္စကိုဘယ်လိုလုပ်ပြီးတည်သွားတာလဲလို့မေးလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အချိန်မှာဖုန်းရန်နေရဲ့မျက်နှာလေးကပို့ပြီးတော့တောင်ညီမြန်းသွားပြီးအဲ့ဒါကမတော်တဆဖြစ်သွားတာပါရှင်ကကိုယုံရမယ်နော်လို့ကြည်ရန်ကိုအပြစ်တင်တဲ့လေတန်းနဲ့အလောတကြီးရှင်းပြတော့တာပဲငါလည်းပြုံးပြီးငါနင့်ကိုယုံပါတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲငါရဲ့မျက်လုံးကသူ့ရဲ့နုဖက်နေတဲ့လက်ဖွားလေးပေါ်ကိုရောက်သွားခဲ့တယ်သူ့ရဲ့လက်ဖွားပေါ်မှာမတိမတာနီးရဲနေတဲ့အမှတ်သားလေးတစ်ခုရှိနေတာကိုကြည့်ရတာခုနကလဲကျတဲ့အချိန်မှာပုံးပဲသွားတာထင်တယ်ငါလည်းသူ့ရဲ့လက်ကလေးကိုလှမ်းကင်လိုက်ပြီးနာနေလားလို့မေးလိုက်မိတယ်ငါရဲ့အတန်တွေကစိုးရင်ပူပန်မှုတွေကိုခံစားလိုက်ရတဲ့အခါဖုန်းရန်နေရဲ့ရင်ခုန်တန်တွေကတုံးနဲ့မျက်စံလာပြီးမျက်နှာလေးကလည်းထပ်ပြီးရဲတက်သွားပြန်တော့တယ်သူဘာမှပြန်မပြောဘဲငြိမ်နေတော့ငါလည်းနည်းနည်းလေးငုံလိုက်ပြီးသူ့ရဲ့လက်ဖွားလေးနားကလေးခပ်ပေါ့မှုတ်ပေးလိုက်ရင်ဒီလိုမျိုးမှုတ်ပေးရင်မနာတော့ဘူးလေလို့ပြောလိုက်တယ်ဒါကိုမြင်လိုက်ရတော့သူ့ရဲ့ရင်ခုန်တန်တွေကပိုပြီးတော့တောင်ထိမ့်မနိုင်သိမ့်မရဖြစ်လာခဲ့ရတယ်သူစိတ်ထဲကနေကြည်ရန်ကငါ့ကိုလာပြီးကလူမျိုးဆွေးနေတာ flirting လားဒီလူကတကယ်ကိုအငြင်းများလုံးနဲ့ငါနှလုံးသားကြီးအပြင်ကိုထွက်လာတော့မယ်လို့တွေးပြီးရင်ပိုနေတာပေါ့သူ့ရဲ့ရဲတောက်နေတဲ့မျက်နှာလေးကိုကြည့်ပြီးငါရဲ့နှုတ်ခမ်းတောက်တွေကလည်းအလိုလိုကွေးညွတ်ကပြုံးမိသွားတော့တယ်ပြီးတော့မှသူ့ဘက်ကိုပို့ပြီးတိုးကပ်လိုက်ပြီးသူ့ရဲ့နဖူးပြင်လေးပေါ်ကိုခပ်ပေါ့လေးနှမ်းရှိုက်လိုက်ကအခုကောဘလို့နေလဲလို့မေးလိုက်မိတယ်ဖုန်းရန်နေတယောက်စကားတွေတုံပြီးဟတ်ဟုတ်အခုတော့မနာတော့ပါဘူးလို့ထစ်အငုံပြန်ဖြေရှာတယ်သူ့ရဲ့ဒီလိုပုံစံလေးကိုကြည့်ပြီးငါလည်းသူ့ကိုရင်ခွင်နဲ့ဆွဲသွင်းကနွေးထွေးဖတ်ထားလိုက်တော့တာပေါ့အဲ့ဒီချိန်ကျမှဖုန်းရန်နေတယောက်တက်ပြင်းရှည်ကြီးချမိရင်စိတ်ထဲကနေဟိုးအရင်ကလည်းယောက်ျားလေးတော်တော်များများကငါ့ကိုစိတ်ဝင်စားအောင်အမျိုးမျိုးစူးစမ်းခဲ့ကြဘူးလားပဲဒါပေမဲ့ငါတခါမှစိတ်မလှုပ်ရှားခဲ့ဘူးပါဘူးသူတို့ရဲ့နီးလန်းတွေကကလေးကလားဆန်ပြီးအတိတ်ပဲမရှိဘူးလို့ပဲထင်ခဲ့တာဒါပေမဲ့အခုကျမှငါကိုယ်တိုင်ဘာဖြစ်လို့ဒီလောက်အထိရင်ခုန်တုံလုံးနေရတာလဲဆိုပြီးတွေးနေမိတယ်သူ့ရဲ့နှလုံးသားကတော့တုံနဲ့ခုန်နေတုံးပဲမှုရင်ဘက်ကိုဖိပြီးဆိုဖာပေါ်မှာပဲမိချပစ်လိုက်တော့တယ်ခဏကြာတော့ငါရေချိုးကန်းထဲဝင်ပြီးကိုလက်တန့်စင်ကအပြင်ပြန်ထွက်လာတဲ့အချိန်မှာလဲသူကငါရဲ့အကြည့်တွေကိုရှောင်ဖယ်နေတော့မယ်အဲ့ဒါကိုကြည့်ပြီးငါစိတ်ထဲကနေအပြင်လူတွေမြင်လာတော့သူကအရန်ကိုခေါင်းပါပြီးမာနကြီးတဲ့မင်းကလေးစတာပေါ်နေတာတော့ကတ်ပေါ့ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းငါမြင်တွေ့ခဲ့ရတဲ့သူ့ရဲ့ပုံစံကတော့အဲ့ဒါတွေနဲ့လုံးဝခြားနားနေတယ်တကယ်တော့သူကအရန်ကိုဖြူစင်ပြီးရှက်တက်တဲ့မင်းကလေးတယောက်ပါလားလို့တွေးမိတာပေါ့တစ်ဖက်မှာတော့ဖုန်းရန်နေကလည်းမိမိကိုစိတ်မရှိဖြစ်နေမိတယ်ငါဘာလို့ဒီလောက်အထိအသုံးမကျရတာလဲသူမေးခွန်းတစ်ခုမေးလိုက်တိုင်းငါမျက်နှာကဘာလို့ဒီလောက်အထိနီးမြန်းသွားရတာလဲငါဘဝမှာဘာတွေပဲကြုံခဲ့အခုကျမှဘာတွေကိုလာပြီးရှက်နေရတာလဲဆိုပြီးတော့ပေါ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့တောက်ကနေတဲ့မျက်လုံးလေးတွေကိုကြည့်ပြီးငါခပ်ပေါက်လေးရင်မိသွားတယ်ငါရဲတာကိုမြင်တော့မှသူ့လက်တတိတွေမနေမွေးပြီးငါအနာကိုတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်ပြီးတော့မှသူ့ရဲ့လက်ကလေးကိုငါရှိကိုဆန့်ထုတ်ပြလာတာပေါ့သူကအခုပြန်ပြီးနာလာပြန်ပြီးလို့လေတန်တိုးလေးနဲ့ပြောပြီးတော့မှပိုပြီးတတိမွေးကဆက်ပြောလာတာကနောက်တစ်ခါလောက်ထပ်ပြီးမှုတ်ပေးပါဦးဒါမှမဟုတ်တစ်ခါလောက်ထပ်နှံပေးမလားတဲ့ဒီစကားကိုပြောနေတဲ့အချိန်မှာသူ့ရဲ့ရင်ခုန်တန်ကထိမ့်မရအောင်တုံခါနေခဲ့တာပေါ့သူကစိတ်ထဲကနေကြည်ရန်ချိန်ကငါ့ကိုလာဆလို့ရရင်ငါကောသူ့ကိုပြန်ပြီးမစနိုင်ရအောင်ငါကညက်လို့လားဆိုပြီးတွေးပြီးစိန်ခေါ်လိုက်တာလေတခြားတစ်ဖက်မှာတော့ငါလည်းသူ့ရဲ့ရုပ်တရက်ဆန့်ထုတ်လာတဲ့လက်ကလေးကိုကြည့်ပြီးခိတ္တမြကြောင်သွားမိတယ်သူရှက်ပြီးထွက်ပြေးသွားလိမ့်မယ်လို့ပဲငါထင်ထားခဲ့တာဒါပေမဲ့အခုကျတော့သူကဟိုးအရင်ပုံစံတွေနဲ့မတူပဲတော်တော်လေးကိုပြောင်းလဲသွားခဲ့ပြီလေအဲ့ဒါကြောင့်ငါလည်းခပ်ဖွာလေးပြုံးလိုက်မိပြီးကောင်းပါပြီလေလို့ပြောလိုက်တယ်ပြီးတော့မှငါလည်းသူ့ရဲ့လက်ဖွားလေးပေါ်ကိုလေခပ်ဖွာလေးထပ်မှုတ်ပေးလိုက်ပြီးအဲ့ဒီနောက်မှာတော့လက်ဖွားပြင်လေးကိုပဲခပ်ဖွာလေးတစ်ချက်နမ်းလိုက်မိပြန်တယ်ပြီးတော့မှကဲအခုကောနာသေးလားလို့ပြန်မေးလိုက်တာပေါ့ဖုန်းရန်နေတယောက်သူ့တိတ်ခါသူပြန်ဆဲဖို့အတွက်စကားတစ်ခုခုပြန်ပြောချင်ရှာပေမဲ့သူ့ရဲ့အုံနောက်ကြီးတစ်ခုလုံးကတော့ဗလာနက်တိဖြစ်ပြီးဘာမှစဉ်းစားလို့မရအောင်တွေးရခက်နေခဲ့ပြီလေဒါကိုကြည့်ပြီးငါလည်းပြုံးလေးနဲ့ပဲကြည့်ရတာအခုတော့လုံးဝမနာတော့ဘူးနဲ့တူတယ်တကယ်လို့နောက်ထပ်နာနေသေးတယ်ဆိုရင်တော့လို့ဆိုလိုက်တယ်
ဒါကိုကြားလိုက်ရတဲ့အခါဖုံးရန်နေရဲ့မျက်နှာလေးကထပ်ပြီးတော့ကိုရဲကနေဖြစ်သွားပြန်တာပေါ့အဲ့ဒီအချိန်မှာပဲငါကိုယ်တိုင်လည်းငါပြောလိုက်တဲ့စကားကနည်းနည်းလေးပို့ပြီးတော့အတိတ်ပဲတက်ရောက်သွားသလိုထူးဆန်းနေပါလားဆိုတာကိုရုတ်တရက်သတိပြုမိသွားတယ်အဲ့ဒီမှာဖုံးရန်နေကရှက်ကိုရှက်ကန်နဲ့တကယ်ကြီးလားနောက်ခါကျလို့နာတိုင်းရှင့်စီလာခဲ့လို့ရတယ်ပေါ့လို့ပြန်မေးလာလေရဲ့သူ့ရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ငါကိုယ်တိုင်လည်းစက္ကန့်ပိုင်းလောက်စွန့်ပြီးငြိမ်ကျသွားခဲ့ရတယ်ဘာလို့လဲဆိုတော့ဒီမေးခွန်းကိုပြန်ဖြေဖို့ကမျှော်လင့်ထားတာထက်ကိုပိုပြီးခက်ခဲလွန်းနေလို့ပဲတခြားဘလို့အလုပ်ကိစ္စမျိုးမှမဆိုငါကအမြဲတမ်းကျွမ်းကျင်လိမ့်ပါတဲ့သူ expert ဖြစ်ခဲ့ပေမဲ့ဒီလိုအခြေအနေမျိုးနဲ့ကြုံလာရတဲ့အခါကျတော့ဒါကငါဘဝရဲ့ပထမဆုံးအကြိမ်အတွေ့အကြုံ first time experience ဖြစ်နေတာကိုတစ်ဖက်မှာတော့ဖုန်းရန်နေကငါရဲ့တုံဆိုင်သွားတဲ့အမှုရာကိုမြင်တော့စိတ်ထဲကနေဟီဟီနောက်ဆုံးတော့ငါလည်းဂျီယန်ချင်းကိုရှက်ကိုရှက်ကန်ဖြစ်အောင်လုပ်နိုင်ခဲ့ပြီပဲလို့တွေးပြီးသဘောကျနေတာပေါ့အဲ့ဒါနဲ့ငါလည်းသူ့ကိုပြန်ကြည့်ပြီးတည်ငြိမ်တဲ့လေတံနဲ့ဂျီယန်ကနင့်ကိုလာပြီးစူယုံမဲစူသွားတာနော်အခုနင်ကငါ့ကိုဖုန်းပြန်ဆက်ခိုင်းပြီးနင့်ကိုတကယ်ကြီးလာရိုက်ခိုင်းစေချင်လို့လားလို့ခက်တီတီပဲစနောက်လိုက်တော့တယ်ဒါကိုကြားလိုက်ရတဲ့အချိန်မှာတော့ဖုန်းရန်နေရဲ့မျက်နှာလေးကထပ်ပြီးတော့ကိုမြင်မြန်းသွားခဲ့ရပြန်တယ်ပြီးတော့မှသူကအန်ချိတ်ပြီးမလိုပါဘူးနော်လို့မကြည်မနဲ့ရေရွတ်လိုက်ပြီးတာနဲ့ချက်ချင်းပဲအဲ့ဒီနေရာကနေတန်းပြီးထွက်ပြေးသွားပါတော့တယ်ဒီလိုပြောပြီးတာနဲ့သူချက်ချင်းပဲအဲ့ဒီကနေထွက်ပြေးသွားတော့တာပေါ့အဲ့ဒီနောက်ပိုင်းမနေ့ဖြန်အစောကြီးမှာဂျီယန်တယောက်လုံးမိတဲ့အမှားအတွက်တောင်းပန်မှုဖုန်းမိသားစုအိမ်ကိုအပြေးလွှားရောက်လာခဲ့တယ်အဖိုးကြီးဖုန်းကိုမြင်ချင်းပဲချက်ချင်းဦးမြုပ်ပြီးအဖိုးဖုန်းသမီးကိုခွင့်လွတ်ပါနော်မနေ့ကသမီးမသွားပါတယ်အရန်ဒေါသထွက်သွားလို့ဖုန်းယူအန်နင်းကိုလက်ပါမိသွားတာပါစိတ်မပူပါနဲ့တော့နောက်ခါအဲ့ဒီလိုမျိုးဘယ်တော့မှမလုပ်တော့ပါဘူးလို့ပြောလိုက်တယ်ဒါကိုကြားတော့အဖိုးကသမီးနဲ့ယူအန်နင်းကနှစ်အတော်ကြာကလေးကတငယ်ချင်းတွေပဲလေသူတခုခုမှရင်သမီးသူ့ကိုတိုက်ရိုက်ပြောလို့ရတာပဲသူကသမီးစကားကိုနားမထောင်ရင်အဖိုးကိုပြောအဖိုးကိုယ်တိုင်ဆုံးမပေးမယ်ဒါပေမဲ့လက်ပါမိရင်တော့သမီးတို့နှစ်ယောက်ရဲ့တငယ်ချင်းတန်ရောစဉ်ပျက်စီးသွားနိုင်တယ်လို့ပြောတာပေါ့ဒါနဲ့ဂျီယန်လည်းချက်ချင်းကောင်းညင်ပြီးဟုတ်ကဲ့အဖိုးဖုန်းသမီးနားလဲပါပြီလို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်အဖိုးကြီးကရဲပြီးအဖိုးကကလေးတွေရဲ့အမားတေးသေးမွားလေးတွေကိုစိတ်ထဲထားနေမဲ့လူအိုကြီးမျိုးမဟုတ်ပါဘူးလို့ပြောရင်းနဲ့ဆက်စုချင်းစိတ်လေးဖြစ်လာပြီးဒါနဲ့ UN ကဘာလုပ်လိုက်လို့သမီးဒီလောက်တောင်ဒေါသထွက်သွားရတာလဲလို့မေးလိုက်ရောဒီစကားကိုကြားတော့ဂျီယန်တယောက်ချက်ချင်းပဲအနေခက်သွားတာပေါ့ဒီအကြောင်းကိုပြောပြဖို့လဲအစင်မပြေတော့အမြန်ပဲဘာမှမဟုတ်ပါဘူးအဖိုးဖုန်းရဲ့နားလည်မှုလွဲသွားလို့ပါလို့ပြန်ဖြေလိုက်တယ်ဒါပေမဲ့အဖိုးကြီးဖုန်းကအသက်အရွယ်ရောအတွေ့အကြုံရောအများကြီးရှိတဲ့သူဆိုတော့အခြေအနေကဒီလောက်မရိုးရှင်းဘူးဆိုတာချက်ချင်းရိပ်မိသွားပြီး UN ကငါမြေးလေးကိုစိတ်ဆင်းရဲအောင်လုပ်လိုက်လို့လားလို့ပြုံးလေးမေးပြန်တယ်မဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးလို့ဂျီယန်ကအမြန်ညင်းပြီးစကားလမ်းကြောင်းလွှဲဖို့အတွက်ဒါနဲ့အကိုနဲ့ဖုန်းယူအန်နင်းလို့အခုထိအိပ်ရမထားကြသေးဘူးလားဟင်လို့မေးလိုက်တယ်ဒီတော့အဖိုးကြီးကပြုံးပြီးမနေ့ညကအလုတ်ရှုပ်ပြီးပင်ပန်းသွားကြလို့ထင်တယ်အခုထိအိပ်နေတော့မဲလို့ပြောလိုက်တဲ့အခါဂျီယန်ရဲ့ပါးလေးနှစ်ဖက်ကအလိုလိုညီရဲသွားတာပေါ့မနေ့ညကပင်ပန်းသွားကြတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တင်လူကအတွေးတွေအဝေးကြီးရောက်သွားနိုင်တယ်လေအဲ့ဒီအချိန်မှာပဲအဖိုးကြီးကရဲပြီးဂျီယန်သမီးကမြေးယောက်ျားလေးရချင်တာလားမြေးမိန်းကလေးရချင်တာလားလို့လှမ်းမေးလိုက်ရောဒါကိုကြားတော့ဂျီယန်တယောက်လုံးဝကိုစွန့်သွားတာပေါ့မြေးယောက်ျားလေးမြေးမိန်းကလေးအဲ့ဒီနောက်သူ့ကောင်းတဲ့ကိုကြောက်စရာကောင်းတဲ့အတွေ့အကြုံဝင်လာတယ်ဖုန်းယူအန်နင်းတယောက်ကိုဝင်ရှိနေပြီလားပေါ့ဒါပေမဲ့သူတို့မင်္ဂလာဆောင်ထားတာဘယ်လောက်မှမကြသေးဘူးလေဒီလောက်မြန်ကြီးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲအဖိုးကလည်းမဟုတ်ပါဘူးအဖိုးကဒီတိုင်းမေးကြည့်ုံပါလို့ပြောလိုက်မှပဲဂျီယန်တယောက်တက်ပြင်းချနိုင်တော့တယ်ဒါပေမဲ့သူတကယ်ပဲစဉ်းစားမိသွားတယ်တကယ်လို့အကိုမှကလေးရလာရင်လို့ခဏလောက်တွေးပြီးမှသမီးကတော့မြေယောက်ျားလေးကိုကိုသဘောကျတယ်အကိုနဲ့ပဲတပုံစံနဲ့တူရင်ဘယ်လောက်တောင်ကောင်းနိုင်မလဲလို့ပြောလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ကောင်းတဲ့ကိုနောက်ထပ်အတွေ့တစ်ခုဝင်လာပြန်တယ်တကယ်လို့ကလေးကဖုန်းယူအန်နင်းနဲ့တူသွားရင်ကောလို့တွေးမိတာနဲ့ချက်ချင်းပဲအဲ့ဒီတွေးကိုကောင်းတဲ့ကနေမောင်းထုတ်ပစ်လိုက်တယ်ဒါကိုအဖိုးကြီးကခေါင်းငိမ့်ပြီးအေးအဖိုးလည်းအဲ့ဒီလိုပဲတွေးတာလို့ပြောတော့ဂျီယန်လည်းသဘောတူတဲ့အနေနဲ့ခေါင်းငိမ့်ပြလိုက်တယ်ပြီးမှသူကစနောက်တဲ့အတန်လေးနဲ့ဒါပေမဲ့တကယ်လို့များသမီးလေးမွေးလာပြီးဖုန်းယူအန်နင်းနဲ့တပုံစံနဲ့တူနေရင်ကောလို့မေးလိုက်ရောဒီစကားကိုကြားတော့အဖိုးကြီးကသူ့ကိုစိုက်ကြည့်ပြီးစိတ်ထဲကနေအရင်ကတော့ဒီကောင်မလေးကအတော်လေးအလိုက်တိတက်တယ်ထင်တာအခုကျမှဘာလို့ဒီလောက်လက်တောက်ပြက်ဖြစ်နေရတာလဲလို့တွေးလိုက်ပြီးသမီးအဲ့ဒီလိုမျိုးစုတော့ဘယ်တော့မှမတောင်းပါနဲ့လို့ပြောလိုက်တယ်ဂျီယန်ကအန်အော်ပြီးဘာလို့လဲအဖိုးလို့မေးတော့အဖိုးကြီးကတက်ပြင်းချရင်ဘာလို့လဲဆိုတော့တကယ်လို့အဲ့ဒီလိုသာဖြစ်လာရင်သမီးအကိုကငါ့လိုဖြစ်သွားမှာပေါ့နေတိုင်းသူ့သမီးအတွက်စိတ်ပူပြီးရင်ပူနေရလိမ့်မယ်ဂျီယန်သမီးကိုယ်တိုင်လည်းမြင်သားပဲဒီနှစ်တွေထဲမှာအဲ့ဒီအတုံးမကြတဲ့မြေမကအဖိုးကိုဘယ်နှခါတောင်စိတ်ဆိုးဒေါသထွက်အောင်လုပ်ခဲ့လဲဆိုတာလို့ပြောပြတာပေါ့ဂျီယန်လည်းအဲ့ဒါကိုလက်ခံတဲ့အနေနဲ့ခေါင်းငိမ့်မိတယ်အမှန်တိုင်းပြောရရင်အဖိုးကြီးရဲ့နှလုံးသားမခိုင်မာရင်ဖုန်းယူအန်နင်းရဲ့နှိပ်စက်မှုကြောင့်စောစီစီယောဂရနေလောက်ပြီးတော့ဂျီယန်ကရဲပြီးအဖိုးမစိုးရိမ်ပါနဲ့သူတို့ကလေးကဖုန်းယူအန်နင်းနဲ့လုံးဝတူမှာမဟုတ်ပါဘူးလို့ပြောနေတော့မှပဲကျွန်တော်နဲ့ဖုန်းယူအန်နင်းတို့လှေကားပေါ်ကနေဆင်းလာခဲ့ကြတယ်တိုက်ဆိုင်ပဲသူပြောတဲ့စကားကကျွန်တော်တို့နားထဲကိုအတိုင်းသားဝင်လာတာပေါ့ဒါကိုဖုန်းယူအန်နင်းကြားသွားတော့ချက်ချင်းစိတ်ဆိုးသွားပြီးဂျီယန်မနဲ့စောစီစီဘာတွေလာလျှောက်ပြောနေတာလဲလို့အော်တော့တာပဲသူတကယ်ကိုဒေါသထွက်သွားတာလေမနေ့ကတင်ဂျီယန်ကသူ့ကိုလာရန်ရှာထားတာဒီနေ့မနေ့ကျတော့အဖိုးရှိမှသူ့အတင်းကိုလာပြောနေပြန်ပြီဒီအချိန်မှာဂျီယန်ကဖုန်းယူအန်နင်းရဲ့မျက်လုံးအောက်ကကွင်းပြကြီးတွေကိုမြင်သွားပြီးငါကဘာမှပြောလို့လဲနင်ကငါအကိုကိုတညလုံးအိတ်ခွင့်မပေးဘူးလေကလေးကနင်းနဲ့တူရင်ဖုန်းမိသားစုရဲ့အနာဂတ်တော့သွားပြီပဲလို့ချက်ချင်းပြန်ပတ်လိုက်တယ်ဒါကိုကြားတော့အဖိုးကြီးဖုန်းလဲကောင်းငိမ့်ပြီးဒါကြောင့်မို့လဲငါကဘာပဲဖြစ်ဂျီယန်ကိုပြန်ခေါ်ခဲ့ရတာပေါ့လို့ပြောပြီးတက်ပြင်းအရှိကြီးချရင်ငါမျိုးဆက်ထီကတော့အားလုံးအဆင်ပြေခဲ့ပါတယ်ဒါပေမဲ့ငါသားမွေးလာတော့အချစ်ယူဖြစ်သွားတယ်အဲ့ဒီနောက်မှာမွေးလာတဲ့သူကတော့ဒီလိုချစ်ကန်ကန်နဲ့ကောင်းခဲ့စရာကောင်းမလေးဖြစ်နေတော့တာပဲလို့ပြောရှာတော့တယ်ညီမလေးရေတကယ်လို့အခုမိသားစုတွေကိုမျိုးရိုးဗီဇကောင်းတွေဝင်မလာရင်နောက်မျိုးဆက်ကြရင်ချစ်လဲချစ်အချစ်လဲယူနဲ့ဖုန်းမိသားစုတော့တကယ်ကိုပျက်စီးသွားလိမ့်မယ်လို့လဲအဖိုးကပြောလိုက်ရောဖုန်းယူအန်နင်းတယောက်ပောက်ကွဲလူနီးပါဖြစ်သွားပြီးအဖိုးဘာသဘောနဲ့ပြောတာလဲသမီးကအဖိုးရဲ့မြေးရင်းကောင်းခောက်ကြည့်ပါနော်ဂျီယန်ကသမီးတင်းပြောနေတာကိုအဖိုးကသူ့ဘက်ကကူပြောနေရလားဒီအိမ်မှာသမီးအတွက်ဂုဏ်တိတ်ခါဆိုတာလုံးဝမရှိတော့ဘူးလားလို့ရန်တွေးတော့တာပဲ
ဒါကိုမြင်တော့ကျွန်တော်ကသူ့ကိုလှမ်းကြည့်လိုက်တယ်ပါးလေးနှစ်ဖက်ဖောင်းပြီးစိတ်ကောက်နေတဲ့ကလေးလေးတယောက်လိုဖြစ်နေတာဒါနဲ့ကျွန်တော်လည်းညီမဖြစ်သူကိုကြည်ရမ်းနင့်မကြီးကိုအဲ့ဒီလိုမျိုးမပြောရဘူးလေလို့လှမ်းဆုံးမလိုက်တယ်အဲ့ဒီလိုကြားလိုက်ရမှပဲဖုန်းယူအန်နင်းတယောက်ကျွန်တော်ကိုကြည့်ပြီးချက်ချင်းစိတ်ကြည်နဲ့သွားတော့တယ်စိတ်ထဲကနေလဲငါအတွေးမှသွားတာပဲကြည်ရမ်းချန်ငါဘက်မှာရှိနေတဲ့၍တော့ဒီအိမ်မှာငါနေရာကမြင်နေဦးမှာပါလို့တွေးနေတာပေါ့တစ်ဖက်မှာတော့ကြည်ရမ်းကကျွန်တော်နဲ့ဖုန်းယူအန်နင်းကိုတလဲစီကြည့်နေတယ်မရီဆိုတဲ့စကားလုံးကသူ့အတွက်တော့အခုထိအတော်လေးစိမ့်နေတော့မယ်လေပြီးတော့သူကမျက်နှာဆူဆူလေးနဲ့တမိကတော့ဒီစကားလုံးကိုခေါ်ရတာအကျင့်မဖြစ်သေးဘူးလို့ပြောတော့ဖုန်းယူအန်နင်းကဒါနဲ့နင်ကမနဲ့စောစောစီစီဒီကိုဘာလာလုပ်တာလဲလို့မေးလိုက်တယ်ကြည်ရမ်းကလည်းငါအကိုစီလာလဲတာလေးလို့ချက်ချင်းပြန်ဖြေတာပေါ့အဲ့ဒီတော့မှဖုန်းယူအန်နင်းလည်းတက်ပြင်းချနိုင်တော့တယ်ဘာလို့လဲဆိုတော့ကြည်ရမ်းချန်ကသူ့ကိုရိုက်နှက်ဆုံးမဖို့ကြည်ရမ်းကိုခေါ်လိုက်တာလားဆိုပြီးတစ်ချက်စိုးရိမ်သွားတာကိုအဲ့ဒီနောက်အားလုံးအတူတူထိုင်ပြီးမနက်စာစားကြတယ်ပြီးတော့ကျွန်တော်နဲ့ဖုန်းယူအန်နင်းကကားတစ်စီးစီနဲ့ရုံသွားဖို့ပြင်ကြတာပေါ့ဒါကိုဖုန်းယူအန်နင်းကကြည်ရမ်းကိုငါတို့နှစ်ယောက်ကသွားမဲ့လမ်းချင်းမတူဘူးနင်းနဲ့အကိုနဲ့ပဲလိုက်သွားလိုက်လို့ပြောတယ်အမှန်ပဲလေကြည်ရမ်းဂရုနဲ့ဖုန်းဂရုကတစ်ဖက်စီမှာရှိတာကိုဒါပေမဲ့ကြည်ရမ်းကချစ်ကန်ပုံစံနဲ့မသိဘူးသမီးကတော့မရီနဲ့ပဲလိုက်မှလို့ဆွလုံနေလို့ဖုန်းယူအန်နင်းလည်းမတက်နိုင်တော့ပဲကားဆက်နိုးပြီးခေါ်ခဲ့ရတော့တယ်လမ်းမှာတော့အရှိခန်းကနေလိုက်လာတဲ့ကြည်ရမ်းကမကြီးနည်းနည်းလောက်ထိမ့်မလုံနိုင်ဘူးလားလို့မေးလိုက်လို့ဖုန်းယူအန်နင်းကစဝေစဝါနဲ့ဘာကိုထိရမှာလဲလို့ပြန်ပေးတာပေါ့ကြည်ရမ်းကငါအကိုကိုပြောတာလေညဘက်ဆိုသူ့ကိုအနာပေးပါအောင်လို့ပြောလိုက်တဲ့အခါဖုန်းယူအန်နင်းရဲ့မျက်နှာလေးချက်ချင်းမြည်ရဲသွားတော့တာပဲဒါပေမဲ့သူကအရှုံးမပေးပဲငါကတော့မထိနိုင်ပါဘူးငါတို့ကအခုမှမင်္ဂလာဆောင်ထားတဲ့ဇနီးမောင်နဲ့အစ်ဆက်တွေပဲလေငါကဘာလို့ထိနေရမှာလဲလို့ဓာတ်ရိုက်ကြီးပြန်ပတ်လိုက်တယ်ဒါကိုကြားတော့ကြည်ရမ်းမှာပြန်ပြောစရာစကားမရှိတော့လို့စကားလမ်းကြောင်းပဲချက်ချင်းလွှဲပစ်လိုက်ရတယ်တစ်ဖက်မှာတော့ကျွန်တော်စီကိုဖုန်းယူအန်နင်းစီက message တစ်ခုဝင်လာတယ်ယူနီယံနဲ့တခြားတငယ်ချင်းတွေပါငါတို့မင်္ဂလာဆောင်တဲ့အကြောင်းသိသွားကြပြီးအခုသူတို့ကပါတီတောင်းနေကြလို့ရှင်ကနဲ့အတူတူလိုက်ခဲ့ပေးမလားတဲ့ကျွန်တော်လည်းချက်ချင်းပဲလိုက်ခဲ့မယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်ဖုန်းယူအန်နင်းကအစီအစဉ်အားလုံးလုပ်လိုက်ပြီးညနေကျတော့ကျွန်တော်တို့နှစ်ယောက်လုံးရုံးကနေစောစောဆင်းပြီးစားတောက်ဆိုင်ကိုထွက်လာခဲ့ကြတယ်ဖုန်းယူအန်နင်းကလူအများကြီးမဖိတ်ထားပါဘူးလူနျူယန် batch y touch you နဲ့သူနဲ့တကယ်ရင်းနှီးတဲ့တခြားတငယ်ချင်းမိန်းကလေးအနေငယ်ပဲဖိတ်ထားတာပါခဏနေတော့လူတွေတယောက်ပြီးတယောက်ရောက်လာကြတယ်ဒီအကြောင်းကိုကြိုမသိထားတဲ့သူတွေကကျွန်တော်ကိုမြင်တော့တော်တော်လေးအံ့ဩသွားကြတာပေါ့ဖုန်းယူအန်နင်းတယောက်ဘယ်လိုလုပ်ဒီလောက်တိတ်ဆိတ်မင်္ဂလာဆောင်လိုက်ရတာလဲပြီးတော့သူ့အမျိုးသားကလည်းဒီလောက်တောင်ချောနေရတာလဲဆိုပြီးတော့ပေါ့အဲ့ဒီနောက်ဆုံးမှ batch y ရောက်လာတယ်ဒါပေမဲ့သူကတယောက်တည်းလာတာမဟုတ်ပဲတော်တော်လေးကိုစမတ်ကြပြီးချုံမောတဲ့အမျိုးသားတယောက်ကိုပါခေါ်လာခဲ့တာသူ့ကိုမြင်တာနဲ့အဲ့ဒီမှာရှိတဲ့လူတွေရဲ့မျက်နှာမှာစိတ်ဝင်စားစရာအမှုရာတွေဖြစ်သွားကြတယ်ကျွန်တော်ကတော့လူတွေရဲ့မျက်နှာအမှုရာကိုဖက်ရတာတော်တော်လေးကျွမ်းကျင်တဲ့သူဆိုတော့အဲ့ဒီလူရှိကိုရောက်လာတာနဲ့ဖုန်းယူအန်နင်းအပေါ်ဘယ်လိုသဘောထားလဲဆိုတာချက်ချင်းသိလိုက်တာပေါ့အဲ့ဒီလူကပြုံးလေးနဲ့ဖုန်းယူအန်နင်းစီလျှောက်လာပြီးယူအန်နင်းဒါကကိုခီးသွားရင်းနဲ့မင်းအတွက်ဝယ်လာခဲ့တဲ့လက်ဆောင်ပါလို့ပြောပြီးကမ်းပေးတယ်ဖုန်းယူအန်နင်းကလည်းအဲ့ဒီလက်ဆောင်ကိုယူလိုက်ပြီးရင်ကြေးနဲ့ပဲကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်ပြီးတော့မှကျွန်တော်လက်ကိုလှမ်းကင်ပြီးမိတ်ဆက်ပေးပါရစေဦးဒါကငါအမျိုးသားကြည်ရမ်းချန်လို့မိတ်ဆက်ပေးပြီးအဲ့ဒီလူဘက်ကိုလှည့်ပြရင်ဒါကတော့ငါတငယ်ချင်းထရန်တန်တူလို့ကျွန်တော်ကိုပြောပြတယ်ဒါကိုကြားလိုက်ရတော့တန်တူကမယုံနိုင်တဲ့မျက်လုံးတွေနဲ့ဖုန်းယူအန်နင်းကိုအရင်ကြည့်ပြီးမှကျွန်တော်ကိုလှမ်းကြည့်ပြီးယူအန်နင်းမင်းဘာတွေပြောနေတာလဲငါနားကြမှားတာလားလို့အန်အော်တကြီးမေးတော့တာပဲကိုခီးထွက်သွားတာတလပဲရှိသေးတာလေဒီလောက်အချိန်တိုလေးတွင်းမှာမင်းကဘယ်လိုလုပ်မင်္ဂလာဆောင်လိုက်ရတာလဲကိုဘာမှလည်းမကြားမိပါလားတဲ့ပြီးမှသူကခေါင်းခါပြီးဟင်းကိုမယုံဘူးမင်းကိုညာနေတာပဲဖြစ်ရမယ်လို့ပြောတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဖုန်းယူအန်နင်းကသူ့ကိုဘာလို့လိန်ပြောရမှာလဲဆိုတဲ့အတွေ့ကသူ့ကောင်းနဲ့ဝင်လာပုံရတယ်ဒီတော့ကျွန်တော်ကအေးစစ်စစ်ပဲမင်္ဂလာပါကျွန်တော်ကယူအန်နင်းရဲ့အမျိုးသားပါလို့နှုတ်ဆက်လိုက်တယ်အဲ့ဒီလိုလဲကြားရောတန်တူရဲ့မျက်နှာကချက်ချင်းပဲပြတ်သွားတော့တာပေါ့သူကဝမ်းနဲ့စရာစိတ်ပြက်စရာမျက်လုံးတွေနဲ့ဖုန်းယူအန်နင်းကိုစိုက်ကြည့်ရင်မင်းဘာတွေပြောနေတာလဲမင်းမရီးစားရှိတယ်ဆိုတာလို့ဆက်ပြောရှာတော့တယ်မင်းမရီးစားတော့မရှိခဲ့တာလေအခုကျမှလင်းယောက်ျားဆိုတာဘယ်ကနေရုတ်တရက်ကြီးပေါ်လာရတာလဲလို့ပြောပြီးသူကကျွန်တော်ကိုတန်တရားမျက်လုံးတွေနဲ့လှမ်းကြည့်ရင်ငါ့ကိုငင်းချင်ုံတက်တက်နဲ့လူတစ်ယောက်ကိုငါပြီးတရုပ်ဆောင်ခိုင်းထားတာမဟုတ်လားလို့မေးတော့တာပဲဒါကိုဖုန်းယူအန်နင်းကငါတကယ်မင်္ဂလာဆောင်ထားတာပါငါတို့နှစ်ယောက်လက်ထပ်စာချုပ်လဲယူပြီးတော့သူကကြည်ရမ်းရဲ့အကိုအရင်ကြီးပဲလို့ပြန်ပြောလိုက်တယ်တန်တူကကြည်ရမ်းတို့တငယ်ချင်းအဖွဲ့နဲ့ခဏအတူတူလက်ပတ်နေကြဆိုတော့ကြည်ရမ်းကိုကောင်းကောင်းသိတာပေါ့အဲ့ဒီတော့မှသူကကျွန်တော်မျက်နှာကိုတေချာစိုက်ကြည့်လာတယ်ကျွန်တော်ရုပ်နဲ့ကြည်ရမ်းရုပ်ကတော်တော်လေးစင်တူနေတာကိုသူအထင်ရှားမြင်သွားတာလေပြီးတော့ကျွန်တော်လိုမိသားစုနောက်ခံမျိုးရှိတဲ့သူကအဆင်မရှိတဲ့ပြဿနာမျိုးမှာဝင်ပြီးတရုပ်ဆောင်ပေးမှာမဟုတ်ဘူးဆိုတာလဲသူသိတယ်မဟုတ်ရင်နောက်ပိုင်းလူကုန်ထန်အတိုင်းဝိုင်းကြတဲ့မှာတိတ်ခါကြစရာဖြစ်သွားမှာကိုဒါကြောင့်သူလဲနောက်ဆုံးတော့ကျွန်တော်တို့တကယ်မင်္ဂလာဆောင်ထားကြပြီဆိုတာကိုလက်ခံလိုက်ရတော့တယ်ဒီအမှန်တရားကိုသိသွားတဲ့အချိန်မှာသူ့မျက်လုံးတွေမြည်ရဲလာပြီးစိတ်ထဲမှာနောင်တတွေတိုင်းထက်အလွန်ဖြစ်သွားပုံရတယ်ငါသာခီးမသွားခဲ့ရင်အကောင်းသားငါသာဒီမှာရှိနေရင်ဖုန်းယူအန်နင်းမင်္ဂလာဆောင်တော့မယ်ဆိုတာကြိုသိမှာငါအချိန်မီတားနိုင်ခဲ့မှာပဲလို့တွေးနေပုံပဲတစ်ဖက်မှာတော့ဖုန်းယူအန်နင်းရဲ့မျက်နှာမှာမကျေနပ်တဲ့အရေးအယောင်တွေထင်ရှားပေါ်လာပြီးဒီနေ့ကငါတို့မင်္ဂလာဆောင်ပြီးပထမဆုံးအကြိမ်အားလုံးကိုထမင်းဖိတ်ကြွေးတာအခြေအနေကိုလာမဖြတ်စီပါနဲ့နင်သာအတန်းအစားမရှိတာတွေဆက်လုပ်နေရင်တော့ငါနင့်ကိုဒီကနေထွက်သွားခိုင်းရလိမ့်မယ်လို့ဓာတ်ရိုက်ကြီးပြက်ပြက်တတပြောချင်ပြောလိုက်ရောအဲ့ဒီနောက်ပိုင်းဧည့်သည်တွေအားလုံးစုံသွားတော့ထမင်းစစားကြတာပေါ့လူတိုင်းကကျွန်တော်တို့နှစ်ယောက်ကိုစူတောင်းစကားတွေတွတ်ပြောကြလို့တစ်ဆိုင်လုံးအငွေ့တက်လေးကတော်တော်ကောင်းနေတယ်တန်တူတယောက်ပဲစိတ်မချမ်းမြေ့ဖြစ်နေတာဒါပေမဲ့သူဘာပြဿနာမှတော့လာမရှာပါဘူးသူကသူ့ခုံမှာပဲငြိမ်လေးထိုင်နေပြီးတခါတလေဖုန်းယူအန်နင်းကိုလှမ်းကြည့်နေတတ်တယ်ဒါကိုမြင်တော့ဖုန်းယူအန်နင်းရဲ့စိတ်ထဲမှာနည်းနည်းတော့စိုးရိမ်စိတ်ဝင်လာတာပေါ့အကိုချန်တယောက်ငါနဲ့တန်တူအကြောင်းကိုနားလည်မှုလွဲသွားမလားမသိဘူးလို့သူတွေးနေမိတယ်ဒါပေမဲ့ဘယ်လိုလုပ်အဲ့ဒီလိုဖြစ်နိုင်မှာလဲသူတို့နှစ်ယောက်ကငငယ်ကလေးကတငယ်ချင်းတွေပဲလေဖုန်းယူအန်နင်းကရီးစားတစ်ခါမှမထားခဲ့ဘူးတလို့ဘယ်ယောက်ျားလေးနဲ့မှလည်းရှုပ်ထွေးမပြတ်မသားမပတ်သက်ခဲ့ဘူးပြောရရင်သူ့မှာကြိုက်ခဲ့တဲ့လူကိုမရှိခဲ့တာ
ညစာစားပြီးတော့အားလုံးကလပ်ဖက်ကိုဆက်သွားကြတယ်အဲ့ဒီမှာဂိမ်းတွေကစားတချင်းတွေဆိုကြနဲ့လူတိုင်းပြောနေကြတာပေါ့ကျွန်တော်ကတော့ဆိုဖာပေါ်မှာထိုင်ရင်းဖုန်းယူအန်နင်းတချင်းဆိုနေတာကိုကြည့်နေမိတယ်သူ့တန်ကအရန်တာရတယ်လို့စင်ပေါ်ကသူ့ရဲ့ပုံစံကလည်းတကယ်ကိုဆွဲဆောင်မှုရှိပြီးအထာကျလုံးလို့ကျွန်တော်တိတ်တိတ်လေးနေကြည့်နေမိတာခဏနေတော့သူ့တချင်းပြီးသွားပြီးနောက်တစ်ပုတ်ကတန်တူးအလှည့်ရောက်လာတယ်ဒါပေမဲ့တန်တူးကမိုက်ခရိုဖုန်းကိုကင်ချင်းမှာပဲတချင်း music ကိုချက်ချင်းပိတ်ပစ်လိုက်တယ်ပြီးတော့ကျွန်တော်ဘက်ကိုတက်တက်ကြည့်ပြီးအကိုချမ်းအကိုဖုန်းယူအန်နင်းကိုမချစ်ဘူးဆိုတာကျွန်တော်သိတယ်လို့လှမ်းပြောလိုက်ရောဒီစကားကြောင့်တခန်းလုံးချက်ချင်းတိတ်ဆိတ်သွားပြီးလူတိုင်းရဲ့အကြည့်တွေကကျွန်တော်နဲ့တန်တူးစီကိုချက်ချင်းရောက်လာကြတာပေါ့အဲ့ဒီနောက်သူကလေးနဲ့တဲ့အတန်ကြီးနဲ့ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုချစ်တယ်အရန်ချစ်တာအကိုသာဖုန်းယူအန်နင်းကိုကွာရှင်းပေးဖို့သဘောတူမယ်ဆိုရင်အကိုတောင်းဆိုတဲ့ဘယ်လိုစည်းကမ်းချက်မျိုးကိုမဆိုကျွန်တော်လက်ခံဖို့အဆင်သင့်မဲ့လို့ပြောလိုက်တယ်ပြီးတော့သူကဆက်ပြီးကျွန်တော်ဒီအတိုင်းဝိုင်းတစ်ခုလုံးကိုစုံစမ်းပြီးပြီအကိုကအထက်တန်းကျောင်းပြီးကလေးကနိုင်ငံခြားကိုထွက်သွားတာဒီနှစ်တွေထဲမှာပြန်လာတာအရန်နဲတယ်ဖုန်းယူအန်နင်းကတော့ဒီမှာပဲအမြဲရှိနေခဲ့တာအကိုတို့နှစ်ယောက်ကြားမှာဘာအဆက်အသွယ်မှမရှိခဲ့ဘူးအဆက်အသွယ်မရှိဘဲနဲ့ချစ်မိသွားတယ်ဆိုတာမဖြစ်နိုင်ဘူးလေဒါကြောင့်ဒီမင်္ဂလာပွဲကစီးပွားရေးအရာအကျိုးမြတ်အတွက်ပဲပေါင်းစပ်ထားတဲ့အကျိုးတူအိမ်အောင်ရေး business marriage ဖြစ်ရမယ်အားလုံးကအကျိုးမြတ်အတွက်ပဲဆိုရင်ကျွန်တော်လည်းအကိုကိုအကျိုးမြတ်တွေပေးပြီးကွာရှင်းခိုင်းနိုင်တာပဲလို့စုကြည်ပြောတော့တာပဲဒါကိုကြားတော့ဖုန်းယူအန်နင်းတယောက်ဒေါသတွေထောင်းကနေထွက်သွားပြီးမျက်လုံးထဲမှာလည်းမကျေနပ်မှုတွေအပြည့်နဲ့နင်ဘာတွေလာလျှောက်ပြောနေတာလေလို့អော်လိုက်တယ်ဒါပေမဲ့တန်တူးကတော့အတိပေါက်ကြီးနဲ့ယူအန်နင်းသူမင်းကိုမချစ်ဘူးမင်းလည်းသူ့ကိုမချစ်ဘူးဒီလိုပတ်သက်မှုမျိုးကဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ဘူးငါမင်းကိုကယ်တင်ဖို့ကြိုးစားနေတာပါလို့ပြန်ပြောတယ်ဖုန်းယူအန်နင်းကသူ့ကိုစိုက်ကြည့်ရင်နင်ကိုကယ်တင်ရှင်ကြီးထင်နေတာလားငါ့ကိုလာကယ်ရအောင်လို့ပြန်ပတ်လိုက်တာပေါ့ဒီအချိန်မှာသူ့ရဲ့နှလုံးသားကကျွန်တော်ဘက်ကိုလုံးဝရင်းသွားပြီဆိုတော့တန်တူရဲ့စကားတွေကသူ့ကိုလုံးဝလုတ်ခတ်နိုင်စွမ်းမရှိတော့ဘူးလေအဲ့ဒီနောက်တန်တူကကျွန်တော်ဘက်ကိုပြန်ကြည့်တဲ့အခါကျွန်တော်ကပြုံးလေးနဲ့ဒါဆိုဘယ်လိုစီကန်းချက်မျိုးပဲဖြစ်ရတယ်ပေါ့ဟုတ်လားလို့မေးလိုက်တယ်ဒီလိုလဲကြားရောဖုန်းယူအန်နင်းလန့်ဖြတ်ပြီးကျွန်တော်ကိုလန့်ကြည့်ကအကိုချမ်းဘာသဘောနဲ့ပြောတာလဲလို့မေးရှာတယ်သူ့စိတ်ထဲမှာဒီလူတကယ်ကြီးကွာရှင်းဖို့သဘောတူလိုက်ပြီလားဆိုပြီးကြောက်စိတ်ဝင်သွားတာကိုစိတ်ထဲကနေလဲဒီလူသားငါ့ကိုကွာရှင်းပြက်ဆဲပြီးလင်းကွာမရဆိုတဲ့နာမည်ဆိုးကြီးတက်ပေးခဲ့ရင်တော့သူ့ကိုငါဘယ်တော့မှခွင့်မလုပ်ဘူးလို့တွေးနေမိတာအဲ့ဒီအချိန်မှာပဲကျွန်တော်ကပြုံးလေးနဲ့ကျွန်တော်ရဲ့တန်ဖိုးကိုဒေါ်လာဘီလီယံ100ငါ stock share တွေမလိုချင်ဘူးရှေးဟောင်းပစ္စည်းတွေနဲ့ယတနာတွေကိုလည်းမလိုချင်ဘူးငါကအလက်စားငွေသားနဲ့အိမ်ချမ်းမြေအဆောက်အဦတွေကိုပဲလိုချင်တာလို့ပြောလိုက်တဲ့အခါဘေးနားမှာထိုင်နေတဲ့လူတွေအားလုံးသူတို့အားလုံးအံ့ဩမြင်တက်သွားကြတာပေါ့အဲ့ဒီအချိန်မှာဖုံဝေနင်းပေးမှာထိုင်နေတဲ့ကောင်မလေးကသူမကိုခက်ဖောက်ခွာလေးတွန်းပြီးဖုံမီသားစုရဲ့သမီးပြိုလေးကတော်တော်တန်ဖိုးကြီးတာပဲလို့နောက်ပြောင်လိုက်တော့ဖုံဝေနင်းကသူမကိုမျက်စောင်းထိုးကြည့်လိုက်တယ်တန်ကတော့လုံးဝစွန့်သွားပြီးမျက်နှာကလည်းတော်တော်လေးပြတ်သွားတာပေါ့အတော်ကြာမှသူကမနေပဲလေတန်နှိပ်ပြီးကြက်ငွေဘီလီယံ100ချန်ထားတာမျိုးဒါမှမဟုတ်အဲ့ဒီလောက်တန်ဖိုးရှိတဲ့အိုးအိမ်ပိုင်ဆိုင်မှုမျိုးကျွန်တော်မှမရှိဘူးရှိရင်တော့တေချာပေါက်ပေးမှာပါလို့ပြောလာတယ်အဲ့ဒါနဲ့ကျွန်တော်လည်းပြုံးပြီးဘာလို့လဲသူမကအဲ့ဒီလောက်တန်ဖိုးမရှိဘူးလို့မင်းထင်လို့လားလို့မေးလိုက်ပြီးဖုံဝေနင်းပက်လက်ကမင်းကြားတယ်မလားလို့ပြောလိုက်တယ်ဒါကိုကြားတော့တန်ကကျွန်တော်သူ့ကိုစော်ကားနေတယ်လို့ထင်သွားပြီးလုံးဝမဟုတ်ပါဘူးကျွန်တော်နှလုံးသားထဲမှာဝေနင်းကအဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ပါးပါလို့ချက်ချင်းပြန်ပြောတယ်ကျွန်တော်ကလည်းပြုံးလေးပဲအဖိုးမဖြတ်နိုင်တဲ့ယတနာဆိုမှတော့ဘီလီယံ100ပေးပြီးရအောင်ယူဖို့မင်းဘက်ကသဘောတူရမှာပေါ့လို့ပြန်ပြောလိုက်ရောတန်ကစိတ်မကောင်းတဲ့အပြုံးနဲ့ကျွန်တော်အစင်တင်ပါပဲဒါပေမဲ့ကျွန်တော်မှအဲ့ဒီလောက်ပတ်စံမရှိဘူးကျွန်တော်ကချမ်းသာတဲ့ဒုတိယမျိုးဆက်ဆိုပေမဲ့စိတ်တိုင်းကြဘီလီယံ100ထုတ်ပေးနိုင်တယ်လို့တော့မဆိုလိုဘူးလေလို့ပြောတယ်သူပါဆက်ပြောရမှမသိပဲငြိမ်သွားတာကိုကြည့်ပြီးကျွန်တော်ကကိစ္စမရှိပါဘူးမင်းကိုကျွန်တော်စောင့်ပေးမယ်မင်းစူးစမ်းပန်းစားပတ်စံရှာလိုက်ဦးမင်းစီမှာဘီလီယံ100ရှိသွားတဲ့နေ့ကျမှကျွန်တော်စီပြန်လာခဲ့ပါလို့ထပ်ပြောလိုက်တယ်ဒါကိုကြားတော့တန်ရဲ့မျက်နှာတစ်ခုလုံးဖြူကျော်သွားတော့တာပဲဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာငါဘီလီယံ100ရအောင်ဘယ်နှစ်တောင်ရှာရမလဲဆိုတဲ့မိကုန်းတစ်ခုပဲထပ်ခါတလဲပဲတင်ထက်နေလို့ပေါ့တန်ကသူ့အကြောင်းသူ့အသိဆုံးပါသူကဘာစီးပွားရေးပါရမီမှမရှိပဲတက်တောင့်တက်တာပဲနေလာခဲ့တဲ့တခင်လေးတယောက်ဆိုတာသူကိုယ်တိုင်သိတာပေါ့ဒါပေမဲ့ဖုံဝင်နေတဲ့အတွက်ဆိုရင်တော့သူအရာအလုံးကိုလုပ်ပေးဖို့အဆင်သင့်ပါပဲအဲ့ဒါနဲ့တန်ကအန်ချိတ်ပြီးဒါခမားကိုယ်တိုင်ပြောတာနော်ကျွန်တော်ကိုစောင့်နေပါကျွန်တော်ဘီလီယံ100ရှာနိုင်တဲ့နေ့ကျရင်အဲ့ဒီပတ်စံကိုခမားကိုပေးပြီးခမားဖုံဝင်နေကိုကွာရှင်းပေးရမယ်လို့ပြောလာတယ်ကျွန်တော်လည်းဘေးနားကလူတွေကိုလှည့်ကြည့်ပြီးမင်းတို့အားလုံးတက်တေနော်လို့ပြောလိုက်တော့အားလုံးကရေမောပြီးတေချာပေါက်ပေါ့ငါတို့အားလုံးတက်တေတွေပဲလို့ပြန်ဖြေကြတယ်အဲ့ဒီထဲကတယောက်ကတန်မင်းတော်စူးစမ်းရမှာနော်ဘီလီယံ100မြင်ရှာဦးမဟုတ်ရင်နောက်ထပ်10စုနှစ်အနေငယ်ကြာလို့ဖုံဝေနင်းအဖွားကြီးဖြစ်သွားမှာဘီလီယံ100ပေးပြီးယူရတာဘာထူးတော့မှလဲလို့တယောလိုက်တယ်ဒါကိုကြားချင်းဖုံဝေနင်းကဘေးနားကတတိပကံတွေကပန်းသီးတစ်လုံးကောက်ပြီးအဲ့ဒီလူစီလှမ်းပစ်လိုက်ရင်နင်တို့ပဲအိုစာပြီးရုပ်ဆိုးသွားမှလို့လှမ်းអော်လိုက်တာပေါ့အဲ့ဒီကောင်မလေးကပန်းသီးကိုအလွယ်တကူဖမ်းမိသွားပြီးတကိုက်ကိုက်လိုက်ရင်တကယ်ပဲဘီလီယံ100တန်သမီးပြိုလေးရဲ့အရှိန်ဝါကတော့တခြားစီပဲဒါနဲ့ဒီတတိကိုဘသူလိထားတာလည်းမသိဘူးဘာလို့ဒီလောက်တောင်ချိုနေရတာလဲဘီလီယံ100တန်သမီးပြိုလေးရဲ့လက်ကလိပေးတဲ့တတိဆိုတော့လက်ဖိုးတင်ဘီလီယံချီတန်နေပြီထင်တယ်အဲ့ဒါကြောင့်ဒီလောက်ချုံနေတာနေမှလို့ပြောပြီးအကျယ်ကြီးရေတော့တာပဲဘေးနားကလူတွေလည်းလိုက်ရကြတာပေါ့အဲ့ဒီအချိန်မှာတန်ကရိုးရိုးသားသားနဲ့ဝေနင်းသူတို့ပြောတာတွေကိုစိတ်ထဲမထားပါနဲ့မင်းအိုသွားရင်ပဲဖြစ်ဖြစ်ရုပ်ဆိုးသွားရင်ပဲဖြစ်ဖြစ်ငါကတော့မင်းကိုအမြဲတမ်းသဘောကျနေမှာပါလို့ပြောလိုက်တယ်ဖုံဝေနင်းကတော့အေးဆက်ဆက်လေးတန်နဲ့ငါတယောက်တည်းပဲအိုမာကျနေတာပဲနင်တို့ကရောမသေးမချင်းအမြဲတမ်းပြုံမြင့်နေကြမှာမလို့လာပြီးတော့ငါကဘီလီယံ100တောင်းနေတာဟုတ်တယ်ဒါပေမဲ့နင်တို့အတွက်ရှော့ဈေးပေးပါမယ်ဘီလီယံ50ဆိုရပါပြီလို့ပြောလိုက်ရောအားလုံးကဝုန်းကနေထည့်ကြတော့တာပဲတန်ကတော့စိတ်မကောင်းတဲ့မျက်နှာနဲ့နင်တို့တွေတော်တော်ဆိုးတာပဲငါရဲ့ခံစားချက်အပေါ်မှာပြောနေကြတယ်လို့ပြောတယ်အဲ့ဒီနောက်အားလုံးကညတက်ခေါင်ကျော်တနာရီလောက်ထိဆက်ပြီးပျော်ပါနေခဲ့ကြပြီမဲ့တန်ကတော့ည10နာရီလောက်ကတည်းကပြန်သွားခဲ့ပြီဘာလို့လဲဆိုတော့သူအဲ့ဒီမှာဆက်ထိုင်ပြီးကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်နဲ့ကြုံနေတာတွေကိုမကြည့်ချင်တော့လို့ပေါ့သူ့စိတ်ထဲမှာငါပတ်စံအမြန်ဆုံးရှာနိုင်မဲ့နီလန့်ကိုရှာမှဖြစ်မယ်ဆိုတဲ့အတွေးတစ်ခုပဲရှိနေခဲ့တာအဲ့ဒီနောက်ကျွန်တော်နဲ့ဖုံဝေနင်းလဲအိမ်ကိုပြန်လာခဲ့ကြတယ်ဒါပေမဲ့အိတ်ခမ်းထဲလဲရောက်ရောဖုံဝေနင်းကကျွန်တော်ကိုစိုက်ကြည့်နေတော့တာပဲကျွန်တော်ကပြုံးပြီးဘာဖြစ်လို့လဲ
ဘီလီယံ100ကနေလုံးလို့လားဒါမှမဟုတ်များလုံးလို့လားလို့မေးလိုက်တယ်အမှန်တော့သူမကတစ်ချိန်လုံးအဲ့ဒီကိစ္စကိုစိတ်ဆိုးနေခဲ့တာအဲ့ဒါနဲ့သူမကနှက်ခမ်းလေးဆူပြီးနောက်မနေနဲ့တန်တန်ကဘယ်တော့မှအဲ့ဒီလောက်လို့ပြောရင်းရက်သွားတယ်ကျွန်တော်ကလည်းရေပြီးဒါကတော့ဟုတ်တာပေါ့လို့ပြန်ပြောလိုက်တယ်ဒါပေမဲ့သူမကတကယ်လို့သူကတကယ်ပဲဘီလီယံ100ရှာလာနိုင်ရင်ကောတနေ့နေ့မှာသူတကယ်ပဲအဲ့ဒီလောက်ပတ်စံများကြီးရှာနိုင်ခဲ့ရင်ကောလို့ချက်ချင်းထပ်မေးလိုက်ပြီးကျွန်တော်မျက်နှာကိုတိတိကျကျစိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်အကြည့်တွေကသူမရဲ့ပန်းရောင်တန်းနေတဲ့နှုတ်ခမ်းဆုံစီရောက်သွားပြီးလက်ချောင်းထဲမှာတစ်ခုခုကိုမျိုးချလိုက်ရတယ်လို့မျိုးခံစားလိုက်ရတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းတမင်တက်တက်သူကတကယ်ပဲဘီလီယံ100ယူလာခဲ့ရင်တော့ကျွန်တော်လည်းမတက်တာပဲအဲ့ဒီပတ်စံကိုလက်ခံရုံပဲရှိတာပေါ့လို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အချိန်မှာပဲဖုံဝေနင်းကစိတ်ဆိုးဆိုးနဲ့ကျွန်တော်ရင်ဘတ်ကိုလက်သီးနဲ့ထုပြီးကြမ်းတမ်းရှင်တော်ဆိုးတာပဲရှင်းစီမှာကျမကိုတကယ်ကြီးရောင်းစားမလို့လားလို့ပြောလာတယ်အဲ့ဒါနဲ့ကျွန်တော်လည်းသူမရဲ့လက်ကလေးကိုဖမ်းဆုပ်ပြီးရင်ခွင်ထဲကိုအသားအရာလေးဆွဲသွင်းလိုက်တာပေါ့သူမရဲ့ခေါင်းလေးကိုရင်ခွင်ထဲမိခိုင်းထားရင်ကိုပေါ်ကနေတင်းပြတ်နေတဲ့ပန်းရင်းနဲ့လိုအမွှေးနဲ့လေးကိုခံစားနေမိတယ်ဘာကြောင့်လဲတော့မသိဘူးကျွန်တော်နှလုံးသားတစ်ခုလုံးရုတ်တရက်နူးညံ့သွားရပြန်တယ်အဲ့ဒီနောက်သူမရဲ့နားရွက်နားလေးကပ်ပြီးကဘာပေါ်ကဘသူ့ကိုမဆိုရောင်းရင်ရောင်းမယ်မင်းကိုတော့ဘယ်တော့မှမရောင်းဘူးဖုံမိသားစုရဲ့တမီးပြိုလေးကအဖိုးမဖြတ်နိုင်တဲ့ယတနာပဲဟာလို့တိုးတိုးလေးပြောလိုက်တယ်ဒါကိုကြားတော့သူမမျက်နှာမှာအပြုံးလေးတစ်ခုပေါ်လာပေမဲ့မူးနွဲ့နွဲ့လေးတန်လေးနဲ့ပဲခုနကကလပ်မာတော့ကကြတော့အဲ့ဒီလိုမပြောပဲပါစက်ဟလိုက်တာနဲ့ကျက်ငွေဘီလီယံ100တောင်းနေတာလေးရှင်းကြည့်ရတာပတ်စံတော့ပဲယူသွနေတယ်လို့ပဲလို့ထပ်ပြောသေးတယ်ကျွန်တော်လည်းရဲလိုက်ပြီးသူမရဲ့နူးညံ့တဲ့ပပြင်လေးကိုခပ်ဖွက်ဖွက်လေးထိတွေ့ရင်မင်းရဲ့ပြဿနာကိုငါရှင်းပေးနေတာလေးမျက်စိဆူရှာတဲ့သူဘသူမဆိုတန်တန်မင်းကိုသဘောကျနေတာရိပ်မိကြတာပဲတကယ်လို့သူ့ကိုမျောလင်းချက်လုံးဝဖြတ်ပြအောင်မလုပ်လိုက်ရင်သူကမင်းနောက်ကိုတကောက်ကောက်လိုက်နေအောင်မှလို့ရှင်းပြလိုက်တယ်ဒါကိုကြားတော့ဖုံဝေနင်းကစက္ကန့်နှဲငယ်လောက်ငြိမ်သွားပြီးမှကျွန်တော်ရှက်အင်ဂျီကိုခပ်ဖွက်ဖွက်လေးစုပ်ကိုင်းရင်တိုးတိုးလေးပြောလာတယ်ဒါပေမဲ့ငါတို့ကြားမှာဘာမှမရှိခဲ့ပါဘူးတငယ်ချင်းတွေတက်တက်ပါပဲငါသူ့ဘောဘယ်တော့မှသူမကအပေါ်ရန်ကြည့်ရင်တော့မာနာကြီးတဲ့သမီးပြိုလေးတယောက်လိုထင်ရပေမဲ့အမှန်တော့စိတ်ထားကတော်တော်လေးဖြူစင်ရိုးသားရှာတာပါသူမကဘေးနားကလူတွေနဲ့ပတ်သက်လာရင်စီးပန်တွေကိုအမြဲတမ်းပြက်ပြက်တသားထားတတ်တဲ့သူမျိုးအရင်တုန်းကချမ်းချမ်းကသူမကိုအထင်လွဲပြီးကုမ္ပဏီအောက်မှာလာနောက်ဆက်တုန်းကလည်းကျွန်တော်ဒါကိုတတိထားမိခဲ့တယ်သူမကကြည့်ရင်တော့ခေါင်းမတလူလိုနဲ့ဘသူနှလုံးသားကိုမှတမင်တက်တက်နာကျင်အောင်မလုပ်ခဲ့ဘူးလူညူရန်နဲ့တာယူတို့ကသူမကိုအတင်းရက်တိုက်ဖို့အချက်ကင်တုန်းကတော့ညညူယုံပဲညညူခဲ့ပြီးစိတ်ထဲမှာအာဃာတမထားခဲ့ဘူးလေတကယ်တော့အစပိုင်းမှာကျွန်တော်သူမကိုလက်ထပ်ခဲ့တာဖုံမီသားစုရဲ့အဖိုးကိုကြောင့်ပါဖုံမီသားစုကိုကူညီချင်ခဲ့တာအပြင်ကျွန်တော်အဖိုးရဲ့နောက်ဆုံးဆန္ဒကိုလည်းဖြည့်ဆည်းပေးချင်ခဲ့တာပေါ့သူမကိုရင်းချက်လာစေပြီးဖုံမီသားစုရဲ့အနာဂတ်ကိုတာဝန်ယူနိုင်စေချင်ခဲ့တာဒါပေမဲ့သူမနဲ့အတူအချိန်တွေပိုကုန်ဆုံးလာလေလေကျွန်တော်နှလုံးသားကသူမအပေါ်ပို့ပြီးအချိန်ဝါညှို့ယူခြင်းခံလာရလေလေပါပဲလူတွေအားလုံးကသူမကိုအလိုလိုက်ထားလို့ပျက်စီးနေတဲ့တထေးသမီးလေးလိုပဲတတ်မှတ်ကြပေမဲ့သူမရဲ့ရင်ထဲမှာတော့အစစ်မှန်ဆုံးနဲ့အဖြူစင်ဆုံးနှလုံးသားလေးရှိနေခဲ့တာကျွန်တော်တပတ်ကြာစီးပွားရေးခရီးစဉ်သွားမလို့ဆိုရင်လည်းသူမကဝမ်းနဲ့နေတတ်ပြီးလီဝန်သူနဲ့ကျွန်တော်အတူတူထမင်းစားတာမြင်ရင်လည်းတုံဝင်တိုးတက်သေးတယ်ကျွန်တော်ပင်ပန်းနေတဲ့အချိန်မျိုးဆိုရင်လည်းသူမကတိတ်မကျွမ်းကျင်တဲ့လက်လန်းလေးတွေနဲ့ကျွန်တော်ကိုဂရုစိုက်ဖို့ကြိုးစားတတ်ပြန်ရောကျန်းကျန်းကကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးအပေါ်အထင်လွဲနေတော့ကလည်းသူမကရှက်ကိုရှက်ကန်းနဲ့ကျွန်တော်တို့ကြားကယဉ်ကျေးမှုကိုလက်ခံပြီးသားဖြစ်နေခဲ့ပြီအဲ့ဒီလိုတေးသေးမွားမွားအမူအရာလေးတွေကကျွန်တော်နှလုံးသားရဲ့တိုင်းတွေကိုဘယ်အချိန်မှဖြိုဖျက်သွားခဲ့လဲဆိုတာကျွန်တော်ကိုယ်တိုင်တော့မသိလိုက်ရပါဘူးတာဝန်တစ်ခုအရာစတင်ခဲ့တဲ့အိမ်တော်ကြီးကနေအခုတော့တဖြည်းဖြည်းနဲ့နူးညံ့ပြီးလှပတဲ့ခံစားချက်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီပေါ့အဲ့ဒီမှာတင်သူမကတိုးတိုးလေးမေးလာတယ်ဒါဆိုရှင်ကျမကိုတကယ်ပဲယုံကြည်တာလားကျွန်တော်လည်းသူမရဲ့နဖူးပြင်လေးကိုခပ်ပေါက်ခွာလေးနမ်းလိုက်ပြီးပြုံးလျက်နဲ့တေချာပေါက်ပေါ်လို့ပြန်ဖြေလိုက်တယ်ဒါကိုကြားကြားချင်းဖုံဝေနင်းရဲ့မျက်နှာလေးကခရမ်းကျင်တီးလို့နေရဲသွားပြီးကျွန်တော်ကိုအမြန်ပဲတွန်းထုတ်ကကိုပြန်ထိန်ဖို့ကြိုးစားရင်းကျမရေချိုးတော်မရှင်ကိုဆက်မပြောတော့ဘူးလို့ဆိုပြီးထွက်သွားတယ်ဒါပေမဲ့သူမလျှောက်သွားတဲ့ပုံစံကိုကြည့်ုံနဲ့တော်တော်လေးပျော်နေမှန်းသိတာနေတာပေါ့နောက်တနေ့မနက်ခင်းမှာတော့ကျွန်တော်အောက်ထပ်ဆင်းလာခဲ့တဲ့အချိန်ထမင်းစားခန်းထဲမှာထိုင်နေတဲ့ကျန်းကျန်းကိုတွေ့လိုက်ရတယ်သူကကျွန်တော်ကိုကြည့်နေတဲ့အကြည့်တွေကသူပိုင်ဆိုင်တဲ့အရာအကြီးကျယ်ဆုံးရှုံးသွားရတယ်လို့မျိုးပဲအဲ့ဒီအချိန်မှာဖုံဝေနင်းကနွားနှုတ်ခွက်ကင်ပြီးဝင်လာရင်းကျန်းကျန်းရဲ့မျက်နှာပေးမူရာကိုမြင်တော့မရဲပဲမနေနိုင်တော့ပဲကျန်းကျန်းမျက်နှာကြီးကဘာဖြစ်နေတာလဲတယောက်ယောက်ကနစ်စီကပတ်စံချေပြီးပြန်မဆက်လို့လားလို့မေးလိုက်တယ်ဒါကိုကြားတော့ကျန်းကျန်းကသူမကိုမျက်စောင်းထုတ်ကြည့်ပြီးမှကျွန်တော်ဘက်လှည့်လာတယ်အကိုမင်းညကအကိုတို့ကောင်းကောင်းမအိပ်ရဘူးလားဖုံဝေနင်းနင်းလဲနည်းနည်းလောက်ထိမ့်မအောင်လို့ပြောချလိုက်ရောဒါကိုကြားလိုက်ရတော့ဖုံဝေနင်းရဲ့မျက်နှာကခရမ်းကျင်သည့်အမဲ့လိုရဲခနဲ့ဖြစ်သွားပြီးကျန်းကျန်းနင်းအချိန်ရှိတဲ့၍အဲ့ဒီလိုစကားတွေပြောနေတာကိုမရက်နိုင်တော့ဘူးလားလို့လန့်အော်တော့တာပေါ့အဲ့ဒီအချိန်မှာပဲဖုံမီသားစုရဲ့အဖိုးကိုဝင်လာပြီးဒါကိုကြားသွားတော့ရေမောရင်းလူငယ်တွေပဲအားအင်တွေပြေဝနေတာတဘာဝကြပါတယ်ဒါနဲ့ငါကတော့မြစ်လေးကိုမျောနေပြီနော်လို့ဝင်ပြောလိုက်တယ်ဒါကိုကြားတော့ဖုံဝေနင်းကရှက်ရှက်နဲ့ကျွန်တော်ကြောပြင်တော့မှပုံပြီးရှက်အင်ဂျီကိုခတ်တင်းတင်းစုပ်ကင်ထားတော့တာပဲအဲ့ဒါနဲ့ကျွန်တော်လည်းသူမရဲ့လက်ကလေးကိုခပ်ပေါက်ပွားလေးပုတ်ပေးလိုက်ပြီးကြမ်းကြမ်းပက်လက်ကမင်းအမကိုနောက်နေတာရက်တော့မနှက်စာမြင်မြန်စားပြီးကုမ္ပဏီသွားတော့လို့ပြောလိုက်တယ်ဒါကိုကြားတော့ကြမ်းကြမ်းရဲ့မျက်နှာကချက်ချင်းညှို့ကျသွားပြီးအကိုကျွန်တော်တကယ်အလုံးမလုံးချင်ဘူးကျွန်တော်ကဘာပူပန်မှုမှမရှိတဲ့ချမ်းသာတဲ့ဒုတိယမျိုးဆက်တခင်လေးပဲလုပ်ချင်တာလို့ညီးတွားရှာတော့တယ်ဒါပေမဲ့ကျွန်တော်ကတော့ခက်ပြက်ပြက်လေးတန်းနဲ့ပဲမရဘူးမင်းစောရတာတော်တော်လုံးနေပြီးအခုကစပြီးကုမ္ပဏီကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာတင်ယူတော့နောက်ကျရင်ကျမ်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေထဲမှာမင်းလည်းအစုရှယ်ပါဝင်မှာပဲလေလို့ပြောလိုက်တယ်လူညူရန်နဲ့တာချူတို့ရဲ့မိဘတွေဆိုရင်သူတို့ကိုကုမ္ပဏီစီအစောကြီးကလေးကပို့ထားလိုက်ကြပြီးအခုဆိုအဲ့ဒီ၃ယောက်စလုံးနေတိုင်းရုံးကိုအတူတူတွားနေကြတာပေါ့ညညူတာတွေအများကြီးလုပ်ကြပေမဲ့တဖြည်းဖြည်းနဲ့တော့ရင့်ကျက်လာကြပြီလေသူတို့ရဲ့မာနာကြီးတဲ့အကျင့်တွေလည်းအလုပ်ထဲမှာပျောက်ပြက်ကုန်ကြပြီအဲ့ဒီနောက်ကားပေါ်မှာထိုင်နေရင်းနဲ့ဖုံဝေနင်းကရုတ်တရက်ဒါနဲ့အဲ့ဒီတုန်းကရှင်ကျမကိုလက်ထပ်ဖို့ဘာလို့သဘောတူခဲ့တာလဲလို့လှမ်းမေးလာတယ်ဒါကိုကြားလိုက်ရတော့စကီယာရင်ကိုကင်ထားတဲ့ကျွန်တော်လက်တွေတစ်ချက်လောက်တုံ့ကနေဖြစ်သွားတာပေါ့ကျွန်တော်သူမဘက်ကိုလှည့်ကြည့်ပြီးမင်းအမှန်တိုင်းကြားချင်လို့လားလို့တိုးတိုးလေးမေးလိုက်တော့သူမကခေါင်းငိမ့်ပြတယ်အဲ့ဒါနဲ့ကျွန်တော်လည်းတပြင်းခတ်ခွက်ခွက်လေးချလိုက်ပြီးအမှန်တိုင်းပြောရရင်အစပိုင်းမှာတော့အဖိုးကကျွန်တော်ကိုလာရှာခဲ့တာသူပေးတဲ့ကန့်လန့်ချက်တွေကိုကျွန်တော်မငင်းပယ်နိုင်ခဲ့ဘူးပြီးတော့နောက်ထပ်အကြောင်းရင်းတစ်ခုကဖုံမီသားစုအတွက်အမွေခံတယောက်ထားပေးဖို့ပဲလို့ပြောလိုက်တယ်ဒါ
ဒါပေမဲ့အခုတော့ကျွန်တော်သူမရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်အခုတော့ကျွန်တော်မင်းနဲ့အတူတူပဲအေးချမ်းပြီးပျော်စရာကောင်းတဲ့ဘဝတစ်ခုကိုဖျက်ဆီးကျင်တော့တယ်ဝေနင်းအခုဒီဆက်ဆံရေးကဘယ်အကျိုးမြတ်ကြောင့်မှမဟုတ်တယ်လို့ဘယ်ကတိကဝတ်ကြောင့်မှလည်းမဟုတ်တော့ဘူးဒါကမင်းတယောက်တည်းကြောင့်ပဲလို့ပြောလိုက်တယ်ဒါကိုကြားချင်းဖုံဝေနင်းကရုတ်တရက်ခေါင်းမော့ပြီးကျွန်တော်ကိုစိုက်ကြည့်လာတော့တာပဲသူမရဲ့မျက်ဝန်းတွေထဲမှာအံ့ဩသွားတဲ့အရေးအယောင်တွေကအထင်ရှားပဲပြီးတော့မယုံနိုင်တယ်လို့မျိုးလည်းဖြစ်နေရှာတယ်ကျွန်တော်ကဆက်ပြီးမင်းရဲ့မာနာကြီးရဲ့ပုံစံလေးကိုလည်းကျွန်တော်သဘောကျတယ်မင်းရဲ့ဖြူစင်မှုကိုလည်းသဘောကျတယ်ပါဇက်ကတစ်မျိုးရင်ထဲကတစ်မျိုးဖြစ်နေတတ်တဲ့မင်းရဲ့အကျင့်လေးကိုလည်းသဘောကျတယ်အားလုံးထပ်ဖို့သဘောကျတာကတော့မင်းနဲ့အတူတူကုန်ဆုံးခဲ့ရတဲ့အချိန်တိုင်းကိုပဲဒီစာချုပ်အိမ်အောင်ရေးကကျွန်တော်အတွက်တော့အစောကြီးကလေးကစစ်မှန်တဲ့အိမ်အောင်ရေးတစ်ခုဖြစ်သွားခဲ့ပါပြီလို့ဖွင့်ပြလိုက်တယ်ဒါကိုကြားတော့သူမရဲ့မျက်ဝန်းလေးတွေหนีရဲလာပြီးစိတ်ကောက်တဲ့လေတံလေးနဲ့ကြမ်းတမ်းရှင်ဒီစကားကိုဘာလို့စောစောကလေးကမပြောခဲ့တာလဲရှင်ကအဖိုးကိုပေးထားတဲ့ကတိကြောင့်ပဲကျမဘေးမှာရှိနေပေးတာလို့ကျမအမြဲထင်နေခဲ့တာလို့အဖြစ်တင်ရှာတယ်အဲ့ဒါနဲ့ကျွန်တော်လည်းသူမရဲ့ဆန်ရွယ်လေးတွေကိုတက်တင်ပေးရင်ဒါကျွန်တော်အဖြစ်ပါမင်းကိုဒီလောက်အချိန်ကြာကြီးစိတ်ဆင်းရဲအောင်လုပ်မိသွားတယ်လို့ချောလိုက်ရတာပေါ့အဲ့ဒီနောက်ကျွန်တော်တို့ကုမ္ပဏီကိုရောက်သွားကြတယ်မွန်းလွဲပိုင်းမှာကျွန်တော်လုပ်တွေပြီးသွားတဲ့အချိန်လီဝန်တူစီကဖုန်းဝင်လာပြီးကြမ်းတမ်းဒီနေ့ညရှင်အားလားအတန်းဖော်တွေပြန်ဆောင်ကြမလို့လေအားလုံးကရှင်ကိုလည်းလာစေချင်နေကြတယ်လို့လှမ်းပြောတယ်ကျွန်တော်ကတော့ဘာမှစဉ်းစားမနေပဲစိတ်မရှိပါနဲ့ဒီနေ့ညကျွန်တော်မအားလို့ပါလို့ချက်ချင်းပဲညင်းလိုက်တယ်ဒါကိုကြားတော့ဖုန်းဖျားလိုင်းဘက်ကစက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပြီးမှလီဝန်တူကပြုံးလျက်နဲ့ငါနားလဲပါပြီရှင်အမြဲတမ်းပျော်ရွှင်ပါစေကျေးဇူးပါပဲလို့ပြောပြီးဖုန်းချသွားတယ်ကျွန်တော်ရင်ထဲမှာတော့ဘာလို့ခံမှုမှမရှိခဲ့ပါဘူးဘာလို့လဲဆိုတော့တငယ်ချင်းဟောင်းတွေပေါ်ထားတဲ့ခန်းစားချက်တွေကအချိန်တွေကြာတာနဲ့အမျှမှုံဝါသွားခဲ့ပြီလေအခုကျွန်တော်နှလုံးသားထဲမှာလူတစ်ယောက်တည်းပဲရှိတော့တယ်အဲ့ဒါကတော့ဖုန်းဝေးနေမှာပဲညနေရုံးဆင်းလို့အောက်ထပ်ဆင်းလာတဲ့အချိန်ကားပေးမှရက်ပြီးကျွန်တော်ကိုစောင့်နေတဲ့ဖုန်းဝေးနှင်းကိုတွေ့လိုက်ရတယ်သူမလက်ထဲမှာလည်းတက်ဖူးတပူးပါသေးတာပေါ့အဲ့ဒါနဲ့ကျွန်တော်လည်းအံ့ဩသွားပြီးမင်းပါလို့ဒီကိုရောက်နေတာလေလို့မေးရင်သူမလက်ထဲကတက်ဖူးကိုအမြန်လန်းယူလိုက်တယ်သူမကပြုံးပြုံးလေးနဲ့ရှင်တောက်ဖို့စွပ်ပြုတ်ယူလာပေးတာဒါငှက်တိုက်စွပ်ပြုတ်လေးစောက်ထဲကနီလန်အတိုင်းတိတိကျကျချက်ထားတာခန္ဓာကိုယ်အတွက်တော်တော်ကောင်းတယ်လို့ပြောလာတယ်ဒါကိုကြားရတာကျွန်တော်နှလုံးသားတစ်ခုလုံးနှွေးထွေးမှုတွေနဲ့ပြည့်နေသွားရပြန်တာပေါ့အဲ့ဒါနဲ့ကျွန်တော်လည်းသူမရဲ့လက်ကလေးကိုဆွဲပြီးအတူတူအိမ်ပြန်လာခဲ့ကြတယ်အိမ်ရောက်ချင်းဖုန်ဖိုးအိုကကျွန်တော်တို့နှစ်ယောက်အတူတူရှောက်လာတာကိုမြင်တော့မျက်နှာတစ်ခုလုံးအပြုံးတွေဝေးစားသွားပြီးမင်္ဂလာပွဲအတွက်ပြင်ဆင်စရာရှိတာတွေအားလုံးပြီးနေပြီးနောက်ထပ်2 လကြာရင်မင်္ဂလာပွဲကျင်းပတော့မယ်မင်းကဖုန်မီသားစုရဲ့တရားဝင်သမတ်ဖြစ်သွားပြီဆိုတာတစ်မျိုးလုံးကိုသိစေချင်တာလို့ပြောလာတယ်ကျွန်တော်လည်းလူယိုတေတေနဲ့ပဲဖိုးစီစဉ်တဲ့အတိုင်းပဲဖြစ်စေရပါမယ်လို့ပြန်ဖြေလိုက်တယ်ညဘက်ကတင်ပေါ်မှာလဲနေကြတဲ့အချိန်ဖုံဝေနင်းကကျွန်တော်ရင်ခွင်ထဲမိနွဲရင်အစပိုင်းမှာတော့ဒီအိမ်အောင်ကြီးကအဖိုးပေးထားတဲ့တာဝန်တစ်ခုပဲလို့ထင်ခဲ့တာဒါပေမဲ့အခုတော့ကျမတကယ်ကိုပျော်ရွှင်နေရပြီးနောက်ကျရင်လည်းဒီထက်မကပိုပြီးပျော်ရွှင်ရအောင်မှတလို့တိုးတိုးလေးပြောလာတယ်ပြီးတော့မှရုတ်တရက်ခေါင်းမော်ပြီးတောက်ပနေတဲ့မျက်ဝန်းလေးတွေနဲ့ဒါနဲ့ဒီရက်ပိုင်းကုမ္ပဏီမှာကျမအလုပ်တင်ဆင်းနေတယ်လေကျမရဲ့တိုးတက်မှုကတော်တော်လေးမြန်တယ်လို့အဖိုးကပြောတယ်နောက်ကျရင်ရှင့်ကိုလည်းကူညီပေးနိုင်တော့မှာလို့ပြောသေးတာဒါကိုကြားတော့ကျွန်တော်ပြုံးလိုက်ပြီးကျွန်တော်ရဲ့ဝေနင်းကအတော်ဆုံးပါပဲလို့ချီးကျူးလိုက်တယ်ဖုံမီသားစုရဲ့သမီးပြူလေးကတဖြည်းဖြည်းနဲ့အပြောင်းလဲကြီးပြောင်းလဲလာခဲ့ပြီပေါ့ဒီလိုနဲ့ဖုံဖိုးအိုကိုပေးထားခဲ့တဲ့ကျွန်တော်ရဲ့ဂတိကဝတ်လည်းနောက်ဆုံးမှာတော့ပြေဝသွားခဲ့ပါပြီအဲ့ဒီနောက်ပိုင်းအချိန်တွေကတဖြည်းဖြည်းနဲ့ကုန်လွန်လာခဲ့တဲ့ယူနီယံတချူနဲ့ကြမ်းကြမ်းတို့လည်းကုမ္ပဏီမှာအခြေကျလာကြပြီသူတို့ရဲ့အရင်ကမာနာကြီးတဲ့အကျင့်တွေလည်းတဖြည်းဖြည်းတက်ကွယ်သွားပြီးအရင်ကထပ်ပို့ပြီးတော့အမြင်ကျနားလည်မှုရှိတဲ့သူတွေဖြစ်လာခဲ့ကြတယ်တန်တန်လည်းအခုဆိုဖုံဝေနင်းကိုလာမနှောက်ရှက်တော့ပါဘူးတခါတလေပွဲလန်းတဲ့ပင်တွေမှာစုံရင်တောင်ခေါင်းငင်းပြပြီးနှုတ်ဆက်ယုံပဲလုပ်တော့တယ်သူလည်းနောက်ဆုံးတော့ဆွဲလန်းနေတာတွေကိုလက်လွတ်လိုက်နိုင်ပြီပေါ့တစ်ဖက်မှာလည်းလီဝန်တူကသူမရဲ့ပျော်ရွှင်မှုကိုရှာတွေ့သွားခဲ့ပြီးမှအခုဆိုကျွန်တော်တို့ဘဝထဲမှာသူမနဲ့ပတ်သက်တာဘာမှမရှိတော့ပါဘူးဒီလိုနဲ့တဖြည်းဖြည်းနဲ့အရင်ကရံပွဲတွေပြဿနာတွေအားလုံးကပြေပြောက်ကုန်ကြတာပေါ့လူကောင်းတွေကအေးချမ်းမှုကိုရရှိသွားကြပြီးကောင်းပါတဲ့သူတွေလည်းနောက်ဆုံးတော့သူတို့ရဲ့အတိတ်တွေကိုထားခဲ့နိုင်ကြပြီးအရာအလုံးကလမ်းမှန်ပေါ်ကိုရောက်နေခဲ့တာနောက်ထပ်3 လကြာသွားတဲ့အချိန်မှာတော့တနေ့ရုံးကန်တကားကဝုန်းကနေပွင့်လာပြီးဖုံဝေနင်းကမျက်ရည်ဝိုင်းနေတဲ့မျက်လုံးလေးတွေနဲ့အထဲကိုပြေးဝင်လာတယ်သူမလက်ထဲမှာလည်းစစ်ချက်အဖြေစာရွက်ပါလာတာပေါ့ပြီးတော့မှစိတ်လှုပ်ရှားတဲ့လေတံလေးနဲ့ကြမ်းတမ်းကျမမှာကိုဝင်ရှိနေပြီလို့ပြောလာရောဒါကိုကြားလိုက်ရခြင်းပဲကျွန်တော်ထိုင်ကုန်ကနေဝုန်းကနေထွက်လိုက်ပြီးသူမလက်ထဲကစစ်ချက်ကိုအမြန်လန်းယူလိုက်တယ်ကျွန်တော်လက်တွေတောင်တုန်နေခဲ့တာစစ်ချက်ရဲ့ရလက်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ရင်ထဲမှာပျော်ရွှင်မှုလိုင်းလုံးကြီးကဝုန်းကနေရိုက်ခတ်သွားတော့တာပဲအဲ့ဒါနဲ့သူမကိုရင်ခွင်ထဲပွေ့ဖက်လိုက်ပြီးနဘူးလေးကိုနန်းရင်ဝေနင်းကျေးဇူးအများကြီးတင်တယ်နော်လို့ပြောလိုက်မိတယ်ဖုံဖိုးအိုကဒီသတင်းကိုကြားရတဲ့အချိန်မှာတော့စိတ်လှုပ်ရှားလုံးလို့မျက်ရည်တွေတောင်ဝဲလာရှာတယ်တိတ်ကောင်းတာပဲဒါတကယ်ကိုဝမ်းသာစရာသတင်းကောင်းမဲလို့ပြောပြီးဖုံလုပ်ငန်းစုရဲ့ဝန်ထမ်းတွေအားလုံးကိုလစာ2 ဆတိုးပေးလိုက်စမ်းမဟုတ်ဘူးလစာတွေအများကြီးတိုးပေးလိုက်ပါလို့ချက်ချင်းအမိန့်ပေးတော့တာပဲအဲ့ဒီနောက်ပိုင်းကျွန်တော်ရဲ့အလုပ်များစုကိုတခြားလူတွေကိုလွှဲပေးလိုက်ပြီးအချိန်ပြည့်ဖုံဝေနင်းပေးမှာပဲနေပေးခဲ့တယ်ကိုဝင်ဆောင်နေတဲ့အတော်အတွင်းမှာသူမကအရင်ကထပ်ပို့ပြီးမူးလွဲလာတတ်တာပေါ့အဲ့ဒီခါမျိုးဆိုကျွန်တော်ကပြုံးပြုံးလေးပဲဗာစားချင်တယ်လို့မေးပြီးညဘက်ဘလောက်ပဲမိုးချုပ်ချုပ်သူမစားချင်တာကိုကိုယ်တိုင်သွားဝယ်ပေးခဲ့တယ်တခါတလေကိုဝင်အဆက်တဲ့ဝေဒနာကြောင့်သူမနေမကောင်းဖြစ်ရင်လည်းဘေးနားကနေသူမရဲ့ကြောလေးကိုတက်ပေးပြီးတက်တောင့်တက်တာဖြစ်အောင်လုပ်ပေးခဲ့တာပေါ့အရင်တုန်းကတော့အိမ်အောင်ရေးဆိုတာအကျိုးမြတ်ချင်းလဲတာကလေးဆိုတာဂတိကဝတ်ကိုတာဝန်ကျေုံဖြစ်စည်းတာလို့ထင်ခဲ့ဘူးတယ်ဒါပေမဲ့အခုတော့သူမနဲ့အတူရှိနေရတာကိုကျွန်တော်တို့ကလေးလေးမွေးဖွားလာတာပေါ့ကဒါဟာကျွန်တော်အမြဲတမ်းရှာဖွေနေခဲ့တဲ့မိသားစုဆိုတာကိုနားလည်သွားခဲ့ပြီဒီလိုနဲ့6 လနဲ့10 ရက်ဆိုတဲ့အချိန်ကာလကိုဖြတ်တန်းပြီးတဲ့နောက်အဲ့ဒီနေ့ကိုရောက်လို့လာခဲ့တယ်မွေးကန်းအပြင်ဘက်မှာကျွန်တော်စိတ်လှုပ်ရှားပြီးဟိုလျှောက်တီလျှောက်လုံနေမိတာပေါ့လက်တွေမှာလည်းချွေးတွေနဲ့ရွှဲလို့အဲ့ဒီအချိန်မှာပဲကလေးငိုတန်လေးထွက်ပေါ်လာလို့ကျွန်တော်ရင်ထဲကအလုံးကြီးကျသွားပြီးတပြင်းချနိုင်တော့တယ်အတန်ကြာတော့တူနာပြူဆီယာမကကလေးလေးကိုပွေ့ချပြီးထွက်လာရင်မစ္စတာကျန်းတားလေးပါရှင်မိခင်ကကလေးကကြမ်းကြမ်းမာမာပါပဲလို့ပြုံးပြီးပြောလာတယ်ဒါကိုကြားချင်းကျွန်တော်မွေးခန်းထဲကိုချက်ချင်းပြေးဝင်သွားခဲ့တာပေါ့အဲ့ဒီမှာဖုံဝေနင်းကမောပန်းနွမ်းနေတဲ့ပုံစံနဲ့ကတင်ပေါ်မှာလဲနေရှာတယ်ကျွန်တော်မလဲသူမရဲ့လက်ကိုစုပ်ကင်ပြီးမင်းတော်တော်ပင်ပန်းသွားပြီးနော်လို့ပြောလိုက်တော့သူမကပြုံးပြီးကလေးရှိရာဘက်ကိုမေးထိုးပြရင်ကျန်းတန်ကျမတို့သားလေးကိုကြည့်ပါဦးလို့ပြောလာတယ်
နောက်တော့ဖုန်းဖိုးအိုကကလေးကိုကျန်းနေဖုန်းလို့နာမည်ပေးခဲ့တယ်ဒီနာမည်ရဲ့အဓိပ္ပာယ်ကတော့ဖုန်းဝင်နေအတွက်အမြဲတမ်းတည်ရှိနေမယ်အမှတ်တရနဲ့အချစ်ဆိုလိုတာကကျွန်တော်တို့နှစ်ယောက်အမြဲတမ်းအတူတူရှိနေကြမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နောက်ပိုင်းကလေးရဲ့တလားပြည့်အထိမ့်မှတ်ပွဲကိုတော့တကယ်ကိုခမ်းနားထဲဝါစွာကျင်းပခဲ့ကြတယ်အဲ့ဒီပွဲမှာကျန်းကကလေးကိုကိုချီထားရင်အကိုအမဒီကလေးကဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းရတာလဲကျွန်တော်သူ့ကိုတော်တော်ချစ်ပေးမှာနော်လို့ရေမောပြီးပြောနေတာပေါ့လူညူရန်နဲ့တချူတို့ကလည်းပြုံးရင်းနဲ့ဝေနေနင့်အခုတကယ်ကိုပြောစရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်ထားရပြီပဲငါတို့တောင်နင့်ကိုမနာလို့ဖြစ်မိတယ်လို့ပြောကြတယ်ဒါကိုကြားတော့ဖုံဝေနင်းကကျွန်တော်ရင်ခွင်ထဲမိနွှဲလိုက်ပြီးရှေ့မှာရှိနေတဲ့လူအားလုံးကိုကြည့်ကပြုံးနေတော့တာပဲသူမရဲ့အပြုံးကပျော်ရွှင်မှုတွေတင်းတိမ်ရောက်ရဲမှုတွေနဲ့ပြည့်နေနေတာပေါ့ကျွန်တော်ကတော့သူမကိုငုံကြည့်ရင်ငါရဲ့တသက်တာလုံးကိုမင်းကိုချစ်ပေးရင်းနဲ့ပဲကုံဆုံးစေပါမယ်။နောင်လာမဲ့ဘဝခီးလမ်းမှာနေ့စဉ်ထမင်းသုံးနဲ့ရှိမယ်။ရာသီလေးခုရှိမယ်။ကျွန်တော်တို့ကလေးတွေရှိမယ်ပြီးတော့ကျွန်တော်တို့အမြဲတမ်းအတူတူရှိနေကြမယ်လို့ပြောလိုက်တယ်။ဒါကိုကြားတော့သူမရဲ့မျက်ဝန်းလေးတွေနှီးရဲလာပြီးပြုံးလျက်နဲ့ကြမ်းတမ်းကျမဘဝမှာရှင်းရှိနေတာဟာအကောင်းဆုံးအရာပါပဲလို့ပြန်ပြောရှာတယ်။အဲ့ဒီချိန်မှာပဲအခမ်းအနားခမ်းမရဲ့ပြတင်းပေါက်ကနေဖျားကျလာတဲ့နေအောင်ကြီးကကျွန်တော်တို့နှစ်ယောက်လုံးပေါ်ကြားရောက်လာပြီးတကယ်ကိုနှွေးထွေးတောက်ပတဲ့ခံစားချက်ကိုပေးစွမ်းနေခဲ့တယ်။စာချုပ်အိမ်အောင်ရေးတစ်ခုအနေနဲ့စတင်ခဲ့တဲ့ဒီဇလန်ကနောက်ဆုံးတော့အချုံငိမ့်ဆုံးအဆုံးသက်ကိုရောက်ရှိသွားခဲ့ပြီးပေါ့အမှန်တော့ကုတေကူလာတန်တဲ့ပိုင်ဆိုင်မှုတွေရှိနေပါစေဦးတော့မနက်ခင်းတိုင်းနဲ့ညတိုင်းမှာတင်ပေးနာမှာအမြဲတမ်းရက်တည်ပေးမဲ့အဲ့ဒီလူသားတယောက်ကိုတော့ဘလို့မှမမိနိုင်ပါဘူးတခါတလေကြတော့လေခေါင်းမာလုံးနဲ့ဇနီးဆိုးလေးတယောက်ကပဲလူတယောက်ရဲ့တဘောအလုံးစာအစ်စ်မှန်ဆုံးသောအချစ်စစ်ဖြစ်လာတတ်တာမျိုးပေါ့